အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြန်မာ Ghost Story ဟက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့လေးမှာတော့ဖြစ်မှန်ပရလောကဇလန်လေးများကိုစုစည်းပြီးတော့ဖြစ်ရမှန်စုစည်းမှုတစ်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေးရင်လုပ်ပေးသွားကြပါအောင်ခင်ဗျာအသစ်တွေတင်တိုင်းသိရှိနိုင်ဖို့အတွက်ဘေးနားခေါင်းလုံးလေးကိုလည်းနှိပ်ပေးသွားကြပါအောင်ခင်ဗျာမြတ်စွာဘုရားအင်ကြီးကလည်းမှောင်လိုက်တာဒီမှာတကယ်နေလို့ဖြစ်ပါမလားလို့ကိုကျော်ကကားပေါ်ကနေစီရင်ရေရွတ်လိုက်ပါတယ်။ချောင်းဝင်းကြီးတစ်ခုလုံးကလူသူကင်းမဲ့နေပြီးတော့ညောင်မင်းကြီးတွေကလည်းလေထဲမှာတဝုံဝုံနဲ့မြည်နေကြပါတယ်။အင်ကြီးရဲ့တက်တာနေရံတွေကဟောင်းနှွမ်းလုံးလို့အနဲ့ရောင်အဆင်းမှာပေါက်နေပြီဖြစ်ပါတယ်။ဟေးလူလေးအဲ့ဒီအင်ကလူမနေတာကြပြီနော်။တတိထောင်လို့လမ်းဘေးကအဖိုးတယောက်ကလှမ်းပြီးတော့တတိပေးလိုက်ပါတယ်ကိုကျော်ကတော့အလုပ်ကိစ္စကြောင့်ဒီမြို့လေးမှာခစ်တလာနေရတာဖြစ်လို့အဲ့ဒီစကားကိုရေကြီးကြီးနဲ့ပဲပြန်လည်တုတ်ပြန်ခဲ့ပါတယ်။ခြံထဲမှာမျက်ပင်တွေကလူတရက်ကြော်အောင်ရှိနေပြီးတော့အေးဆက်ဆက်အငွေ့သက်တွေကအလွှမ်းမိုးနေပါတယ်။အနံ့ကလည်းပုတ်ဆုံနေလိုက်တာကြွက်တီများရှိနေလားမသိဘူးလို့သူကနှာခေါင်းပိတ်ရင်းနဲ့အိမ်ထဲဝင်လာပါတယ်။အဲ့ခါလေးမှာရှိနေတဲ့ရှေးအောင်မှန်တင်ခုံကြီးမှာဖုန်တွေကတက်နေပေမဲ့ကြောက်စရာကောင်းပြောင်းလဲနေပါတယ်ကိုကျော်ကသူ့ရဲ့အထုပ်ပိုးတွေချပြီးတော့အခန်းရဲ့အပြင်စင်တွေလိုက်ကြည့်နေမိပါတယ်။ည9နာရီခွဲလောက်ကျတော့အိမ်လုံးတိတ်ဆိတ်ညစ်သက်သွားပြီးတော့လေတိုက်တန်းလွယ်လို့ဘာမှမကြားတော့ပါဘူး။ကိုကျော်ကဒီညတော့အေးစီပဲစာဖတ်ရမှာပဲလို့သူတွေးနေတော့မှအောက်ထပ်ကနေတောက်ဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်။တစုံတစ်ယောက်ကအင်းရှိတကာကိုခောက်နေမှခက်မမှန်အတန်ထွက်လာပါတယ်။ဘယ်သူလဲဗျ။ညာကြီးမင်းကြီးဘယ်သူရှိလို့လဲ။ကိုကျော်ကအော်ဟေးရင်တက်မီကိုကင်လိုက်ကအောက်ထပ်ကိုဆင်းကြည့်ပါတယ်။ဒါပေမဲ့တကားဝမှာဘယ်သူမှမရှိနေတာကိုတွေ့လိုက်ရတဲ့အခါမှာအိမ်ရှိကဖုန်တက်နေတဲ့ကျမ်းပြမှာတော့ထူးဆန်းတဲ့ခြေရာကြီးထင်ကျန်နေခဲ့ပါတယ်။အဲ့ဒီခြေရာတွေကအိမ်ပြင်ကနေအိမ်ထဲဝင်လာတဲ့ပုံစံမျိုးဖြစ်ပြီးတော့အဲ့အခန်းလေးမှာပဲပျောက်ကွယ်သွားခဲ့ပါတယ်။ဟာဒါလူခြေရာမဟုတ်ဘူး။တောကောင်ခြေရာလည်းမဟုတ်ပါလားလို့ကိုကျော်ကခြေရာကိုအနီးကပ်ကြည့်နေတူတူလေးပြောလိုက်ပါတယ်။ခြေရာတွေကတာဝန်လူထပ်ပုံပြီးကြီးမားနေပြီးတော့ရှုပ်နေရလေပြကြနေတာကိုသတိထားမိလိုက်ပါတယ်။ကိုကျော်ရဲ့စိတ်ထဲမှာတော့တမျိုးကြီးဖြစ်သွားပေမဲ့တောမြို့လေးမို့လို့တောကောင်တကောင်ကောင်ဝင်လာတာနေမှာပါလို့ကိုဘာသာကိုဖြေသိလိုက်ပါတယ်။မင်းနောက်မှာဆိုတဲ့လေတိုးတန်လေးကိုကြားလိုက်ရပါတယ်။ကိုကျော်ကလေကားထိပ်ကိုတက်မီနဲ့ထိုးကြည့်လိုက်တဲ့အခါမှာအနဲ့ရောင်ဝတ်စုံဝတ်ထားတဲ့အရေးတစ်ခုဖြတ်ခနေမြင်လိုက်ရပါတယ်။အဲ့ဒီအရေးကအရန်ရှိရပြီးတော့လှေကားထိပ်ကနေအခန်းထဲကိုမြင်မြင်ဆန်ဆန်ပဲတိုးဝင်သွားပါတယ်။ဘယ်သူလဲတခိုးလားထွက်ခဲ့စမ်းလို့ကိုကျော်ကတက်တိမွေးပြီးတော့အဟိကအပေါ်ထက်တကားကိုတွန်းဖွင့်လိုက်ပါတယ်။အခန်းထဲမှာဘယ်သူမှမရှိပေမဲ့ပြတင်းပေါက်ကတော့ဟာလာဟိုင်းလေးပွင့်နေပြီးတော့လေဒီကအခန်းထဲကိုတိုးဝင်နေပါတယ်။အခန်းထောက်ကကလထာဟောင်းကြီးကတော့တစုံတစ်ယောက်ထိုင်နေတဲ့မျိုးနဲ့ဟိုဘက်ဒီဘက်လှုပ်ရှားနေပါတယ်။ကျွေးဆိုတဲ့ကလထိုင်လှုပ်တန်ကညစ်နဲ့လေပူချီလာလေးဖြစ်ပြီးတော့ကိုကျော်တယောက်ဆောင်းချုံထဲမှာတုံလုံးနေခဲ့ပါတယ်။တကောင်ကျော်2နာရီလောက်မှာသူ့ရဲ့ကနေဘေးနားမှာရှူးဆိုတဲ့အသက်ရှူပြင်းတဲ့ရေကိုကြားလိုက်ရပါတယ်။အသက်ရှူတန်ကသူ့နေရက်လေးတင်ရှေ့တဲ့မျိုးခံစားရပြီးတော့အလုံးအေးဆက်လာပါတယ်။ဘယ်သူလဲငါ့မနှောက်ရှက်ပါနဲ့ငါဘာလို့မိလို့လဲလို့ကိုကျော်ကတုံရီတဲ့အတန်နဲ့မိလိုက်ပါတယ်။သူဆောင်ဖြည်းဖြည်းချင်းလှမ်းကြည့်လိုက်တဲ့အခါမှာကရင်ချီမှာရက်နေတဲ့အရာတစ်ခုမြင်လိုက်ရပါတယ်။အဲ့ဒါလူတစ်ယောက်ရဲ့ပုံတံပေမဲ့လည်းခေါင်းမပါပဲပခုံးပေါ်မှာအသားစားတွေဖွာလန်ကျဲနေပါတယ်။ငါခေါင်းပဲမှာလေဆိုတဲ့အကွေတန်ကြီးကလေတွေကနေထွက်ပေါ်လာပြီးတော့အဲ့ဒီအရာကြီးကကရင်ပေါ်တက်လာပါတယ်။အဲ့ဒီခေါင်းမပါတဲ့အရာကြီးကကိုကျော်ရဲ့ရင်ဘတ်ကိုဖိချလိုက်တာကြောင့်ကိုကျော်အသက်ရှူရတာအယံမွန်းကျက်လာပြီးတော့မျက်လုံးတွေကလည်းပြူထွက်မတက်ခံစားရလိုက်ပါတယ်။ဒါပေမဲ့ခဏအကြာမှာပဲအဲ့ဒီအရာကြီးကလေထဲမှာပျောက်ကွယ်သွားပြီးတော့အခန်းထဲမှာပုတ်ဆုံနံနဲ့အနံ့ပဲကျန်ခဲ့ပါတယ်။အဘိုးဒီမှာဘာတွေဖြစ်ခဲ့တာလဲကျွန်တော်အမှန်တိုင်းပြပါလို့မနဲ့မိုးလင်းတာနဲ့ကိုကျော်ကဘေးနားမှာရှိတဲ့အဖိုးအိုကိုတွားမိပါတယ်။အဖိုးအိုကလည်းသူ့ကိုကြည့်ပြီးတော့တက်ပင်ချကမင်းညဘာတွေမြင်ခဲ့လဲလို့ပြန်မိလိုက်ပါတယ်။အဖိုးရဲ့မျက်လုံးထဲမှာစိုးရိမ်မှုတွေပြည့်နေနေတာကိုတော့တွေ့ရပါတယ်။ဒီအိမ်ကအရင်ကအင်းရှင်လေးများအသက်ခံခဲ့ရတာကွ။ဓမြတွေကကွန်ပျူတာတော်တာလို့အဖိုးကတူတူလေးပြပြလိုက်ပါတယ်။
အဲ့ဒီကလေးဟာဒီအိမ်မှာဘသူမှတပတ်တက်ပို့ပြီးတော့မနေနိုင်ခဲ့ကြပါဘူးကိုကျော်ကမယုံကြည်ခြင်းပေမဲ့လည်းသူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကြောင့်စက်သိမ်းထားပြီးပြန်လာခဲ့ရပါတယ်ကျွန်တော်ဒီနေ့ပဲပြောင်းတော့မယ်ဒီမှာ10မိနစ်တောင်7မိနစ်ရေးတော့ဘူးလို့ကိုကျော်ကကြောက်လန့်နေကြတယ်ပြောလိုက်ပါတယ်ဒါပေမဲ့သူအလုပ်ကိစ္စနဲ့မပြီးသေးတာကြောင့်နောက်ထပ်3ရက်လောက်တော့တီးခန့်ပြီးနေဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီဆုံးဖြတ်ချက်ဟာသူ့ရဲ့ဘဝအတွက်အမှားဆုံးဖြစ်သွားပါတော့တယ်ဒုတိယမြောက်ညမှာကိုကျော်ကဖျားကျွန်တော်ကာကွယ်ပေးပါလို့ဆုတောင်းရင်အိမ်တကောင်ပိတ်ထားလိုက်ပါတယ်ဒါပေမဲ့ညတကောင်မှာအိမ်ရဲ့မျက်နှာချက်ပေါ်ကနေသွေးလူအနီရောင်အရည်တွေတက်ဆက်ချင်းကျလာပါတယ်အဲ့ဒီအရည်တွေကသူ့ရဲ့စာအုပ်ပေါ်ကိုကျလာပြီးတော့ထွက်သွားဆိုတဲ့ဇလုံးကိုပေါ်လာစေပါတယ်ဘယ်သူလဲဟာထွက်ခဲ့စမ်းမင်းတို့ကဘာလို့ချင်နေတာလဲလို့သူဟာကြောက်လွန်နေကြနဲ့အော်ဟစ်လိုက်ပါတယ်အမောင်ထဲမှာမိန်းကလေးတယောက်ရဲ့တူလေးငိုတန်ကြားလိုက်ရပါတယ်ကျမကောင်ပြန်ပြီးပါကျမကောင်ရှာပေးပါဆိုတဲ့အတန်အခန်းထဲမှာပဲ့တင်ထက်နေပါတယ်ကိုကျော်ကဓာတ်မီကိုကင်ပြီးတော့မနေတော့ပြေးမှပဲဆိုပြီးတော့လှီကားအတိုင်းဆင်းပြေးလာခဲ့ပေမဲ့လှီကားလုံးဝမကုန်နိုင်သလိုမျိုးဖြစ်နေပါတယ်သူဆင်းလေလေလှီကားပိုရှိလာလေဖြစ်နေပြီးတော့အောက်ထပ်ကိုမရောက်နိုင်တော့ပါဘူးကိုကျော်ရဲ့နောက်ကလည်းတောက်နဲ့ခုန်လိုက်လာတဲ့အတန်ကြားနေရပါတယ်မလိုက်လာနဲ့ငါနောက်မလိုက်လာနဲ့လို့ကိုကျော်အော်ဟစ်ရင်နဲ့နောက်လှည့်ကြည့်လိုက်တဲ့အခါမှာလှီကားထစ်တွေပေါ်မှာခေါင်းပြက်ကြီးတစ်ခုကသူ့နောက်ခုန်ပြီးတော့လိုက်တာကိုမြင်တွေ့လိုက်ရပါတယ်အဲ့ဒီကောင်ကစပင်းကြီးဖြူဖြေးနဲ့မျက်လုံးတွေကလည်းတွေးအောင်လွှမ်းနေပါတယ်ကိုကျော်အော်ဟစ်ပြီးလှီကားပေါ်ကနေလှည့်ဆင်းသွားပါတော့တယ်အာငါဘယ်ရောက်သွားတာလဲလို့သူကညင်းညူနဲ့ပြန်တီးရလာတဲ့အခါမှာသူကအိမ်အောက်ထက်ကမြေအောက်ခန်းတကာဝါမှာရောက်နေတာတွေ့ရပါတယ်မြေအောက်ခန်းတွေကနေလင်းလက်တောက်ပနေမျက်လုံးတွေစုံကသူ့ကိုစိုက်ကြည့်နေပါတယ်အဲ့ဒီမျက်လုံးတွေကလူမျက်လုံးမဟုတ်ပဲတိရစ္ဆာန်မျက်လုံးလိုမျိုးဝါချင်းချင်းအယောင်ရှိပါတယ်မင်းငါတို့နဲ့အတူတူနေရမယ်ဆိုတဲ့အတန်ကြီးကမြေအောက်ခန်းတွေကနေထွက်လာပြီးတော့အေးဆက်ဆက်လီထူးကကိုကျော်တုံလို့စီပါတယ်ကိုကျော်ဟာပြေးဖို့ကြိုးစားပေမဲ့ခြေထောက်တွေကတော့ကြောက်ရွံ့လို့ခိုင်မြဲနေပြီးလှုပ်ရှားလို့မရတော့ပါဘူးအမောင်ထဲကနေလက်သေးရှိတွေရှိတဲ့လက်တစ်ဖက်ကထွက်လာပြီးတော့ကိုကျော်ရဲ့ခြေကျုံးကိုလှမ်းဆွလိုက်ပါတယ်လှုပ်စမ်းကဲကြပါအောင်ပြို့လို့ကိုကျော်ကအစွမ်းကိုအဟဲလိုက်ပေမဲ့အဲ့ဒီလက်ကအာအရင်တန်တာကြောင့်ကိုကျော်ယုံလို့မရတော့ပါဘူးသူဟာမြောက်ခံတဲ့တဖြည်းဖြည်းနဲ့ဆွဲခေါ်ခြင်းကိုခံခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲအိမ်ပြင်ဘက်ကနေခွေးတွေဝိုင်းဟောင်းတောင်ကြားလိုက်ရပါတယ်ဝုတ်ဆိုတဲ့ခွေးဟောင်းတဲ့ကြောင့်အဲ့ဒီလက်ကြီးကကိုကျော်ကိုနောက်တစ်ခါလာခဲ့အောင်လို့ပေါ့လို့ပြောပြပြီးတော့အမောင်ထဲကနေလွတ်လိုက်ပါတယ်ကိုကျော်ကလည်းအဲ့ဒီအခွင့်အရေးကိုအရယူပြီးတော့အိမ်ရှိတကားကိုဝုန်းကနေဖွင့်ကအပြင်ထွက်ပြေးခဲ့ပါတယ်သူဟာချန်ပီယံရောက်တဲ့အထိနောက်လှည့်မကြည့်ပဲအဆက်မပြတ်ပြေးနေခဲ့ပါတယ်ဖះငါ့ကိုမှသွေးတွေပါလာလို့သူကလမ်းပေါ်ရောက်တဲ့အခါမှာတော့တကူလုံးရှုပ်နေသွေးတွေနဲ့ပေကျန်နေတာကိုတတိထားမိသွားပါတယ်သူ့ရဲ့ရှက်အင်ကြီးပေါ်မှာလည်းလက်သေးနဲ့ကုတ်ချစ်ထားတဲ့အရာတွေအထင်သာရှိနေပါတယ်လမ်းမပေါ်မှာလူသူကင်းမဲ့နေပြီးတော့လာရောင်ကမှိန်ပြပဲရှိပါတယ်ဆရာတော်ခေပါအောင်ကျွန်တော်နောက်ကတခုလိုက်နေလို့ပါလို့ကိုကျော်ကဖုန်းကြောင်ရောက်သွားပြီးတော့အကျိုးကြောင်ပြောပြကခုလုံခွင့်တောင်းခံခဲ့ပါတယ်ကျောင်းထိုင်ဆရာတော်ကကိုကျော်ကိုကြည့်ပြီးတော့မင်းမပါလာတဲ့အရာကြီးကိုမမြင်ဘူးလားလို့မေးလိုက်ပါတယ်ကိုကျော်ကကြောက်လွန်နေကြတဲ့သူ့ပခုံးကိုလှည့်ကြည့်လိုက်ပါတယ်ဘာမှမရှိပါဘူးဆရာတော်ဘာပါလာလို့လဲလို့သူကတတုံကြီးနဲ့မေးလိုက်ပေမဲ့လေဆရာတော်ကမျက်မှောင်ကျုပ်ပြီးတော့အဆောင်လက်ပွဲတစ်ခုကိုပေးလိုက်ပါတယ်ဒါကိုဆောင်တာမင်းနောက်ကိုတင်မင်းကလိုက်နေပြီလို့ဆရာတော်ကမိန့်ပေးလိုက်ပါတယ်ကိုကျော်ကအဲ့ဒီညကိုတော့ဘုန်းကြီးကျောင်းမှာပဲဖျားစာလေးရွှေ့ရင်းနဲ့ကုံဆုံးခဲ့ပါတယ်ဆရာကြီးအဲ့ဒီအိမ်မှာတကယ်ထူးဆန်းတာတွေရှိနေတာပါတွားကြည့်ပေးကြပါလို့တတိယမြောက်နေ့မှာကိုကျော်ကရဲစခန်းကိုတွားပြီးတော့အဲ့ဒီအိမ်ကျောင်းတိုင်ကြားလိုက်ပါတယ်ရဲတွေကသူ့ကိုမယုံကြည်တယ်လို့ကြည့်နေပေမဲ့စုံစမ်းစစ်ဆေးဖို့လိုက်လက်ခဲ့ကြပါတယ်အင်ကြီးတွေရောက်တဲ့အခါအိမ်ထဲမှာရှိတဲ့ပရိဘောဂါတွေအားလုံးကပြောင်းပြန်လှန်တာတွေ့လိုက်ရပါတယ်ဟိုမှာကြည့်စမ်းနေရန်ဘဝစာရီလို့ရဲတယောက်ကထဲနေကြអော်လိုက်ပါတယ်အိတ်ခမ်းနေရဂရင်ကြီးကလည်းမျက်နှာချမှာကတ်နေပြီးတော့နေရန်တွေပေါ်မှာသွေးနဲ့ရေးထားတဲ့အစာတွေပြည့်နေပါတယ်ငါတို့နဲ့အတူတူနေပါငါမင်းကိုစောင့်နေမယ်ဆိုတဲ့စာရီကကြောက်မပွဲကောင်းလာပါတယ်ဒီနေရာတော့မကောင်းဟိပြေးကြစို့လို့ရဲတွေကပြောပြီးတော့အိမ်ထဲကနေအမြန်ထွက်ပြေးလာခဲ့ကြပါတယ်ကိုကျော်ကအထုပ်ပူတွေအားလုံးထားခဲ့ပြီးတော့မြို့ကနေပြန်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူကားခဲ့တွန်းနေတော့မှလမ်းဘေးကအပင်ကြီးတစ်ပင်အောက်မှာအနက်ရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတယောက်တွေ့လိုက်ရပါတယ်ကိုကျော်ကျမကိုထားခဲ့တော့မလို့လားကျမကိုမချစ်တော့ဘူးလားဆိုတဲ့အတန်ကသူ့ရဲ့စိတ်ထဲမှာတည့်ရကြားနေရပါတယ်
ကိုကျော်ကမမြင်ချင်အောင်ဆောင်ပြီးတော့ကြော်သွားပေမဲ့လေအဲ့ဒီအမျိုးသမီးကသူ့ရှိမှခဏခဏပြက်ပေါ်လာပါတယ်အဲ့ဒီအတန်သူ့ဇနီးရဲ့အတန်နဲ့တူနေတာကြောင့်သူအံ့ဩသွားပါတယ်မင်းငါမင်းမမဟုတ်ဘူးငါ့ကိုလှုပ်ဆန်လို့သူကစိတ်ထဲကနေအော်ဟစ်ပြီးကားပေါ်အမြန်တက်ကမြို့ကနေထွက်ခွာလာခဲ့ပါတယ်ကားပြင်းပေါင်းကနေလှမ်းကြည့်လိုက်တော့အဲ့ဒီအိမ်အိုကြီးကတဖြည်းဖြည်းသေးသွားတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့အိမ်ရဲ့အပေါ်ထပ်ပြင်းပေါင်းမှာတော့လူရိပ်တစ်ခုကသူ့လက်ရက်ခုန်နေသေးပါဒီအိမ်ကလူတစ်လားမိတတော်ကံကောင်းလို့အသက်ရှင်လာပဲလို့ကောင်းမွန်နေတဲ့ driver ကိုကျော်ကိုမှန်နေကနေစိုက်ကြည့်ပြီးတော့မေးပါတယ်ကိုကျော်ကခေါင်းကြီးပြလိုက်တဲ့အခါမှာ driver ကအဲ့ဒီအိမ်မှာနေတဲ့လူတွေအားလုံးက9ရက်အတွင်းတည်ရတာလို့ပြောပါတယ်ကိုကျော်ရဲ့ကြိုးရိုးထဲမှာတော့စိတ်ကနေခံစားလိုက်ရပါတယ်ငါလုတ်ပြီးလို့ကိုကျော်ကမြို့ကိုပြန်ရောက်တဲ့အခါမှာဝမ်းသာအားရရေးယူပေမဲ့လေသူဟာဖျားနာပြီးတော့စီးရုံတက်လိုက်ရပါတယ်သူ့ရဲ့အိမ်မက်ထဲမှာတော့အဲ့ဒီအင်ကြီးကိုခဏခဏပြန်မြင်နေရပြီးအဲ့ဒီခုံပြက်တရေကြီးကသူ့ကိုလိုက်လံဖမ်းဆီးနေပါတယ်ဆရာဝန်တွေကဒါစိတ်တည်ရာကြောင့်လို့ပြောပေမဲ့လေကိုကျော်ကတော့ဒါချိန်စာလို့သိနေပါတယ်ဦးလေးစီတော့ရအောင်နော်လို့တညမှာတော့စီအောင်ဝန်ထမ်းတယောက်ကသူ့လာခေါ်ခဲ့ပါတယ်သူမျက်လုံးနဲ့ဖွင့်ကြည့်လိုက်တဲ့အခါမှာဆေးရုံဝတ်စုံဝတ်ထားတဲ့သူနာပြုတယောက်တွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီသူနာပြုရဲ့မျက်နှာပြာနှမ်းနေပြီးတော့မျက်လုံးတွေကလည်းကျွတ်ထွက်နေပါတယ်ဒါပါစီလေဟင်ဒါတွေကတွားနေပါလားလို့ကိုကျော်ကအဟေးလိုက်ပါတော့တယ်သူမရဲ့လက်ထဲမှာရှိနေတာစီလုံးတွေမဟုတ်ဘဲနဲ့လူတွေရဲ့တွားတွေဖြစ်နေပါတယ်ကိုကျော်ကကြောက်လွန်နေကြနဲ့អော်လိုက်တဲ့အခါမှာသူနာပြူမလေးကဟာလို့ရေးပြီးတော့ပျောက်ကွယ်သွားပါတယ်ဘယ်သူမှမရှိကြဘူးလားကဲကြပါအောင်လို့အော်နေပေမဲ့လည်းစီးရုံတစ်ခုလုံးကတိတ်ဆိတ်ချောက်ချောက်ပွဲရကောင်းနေပါတယ်အဲ့ဒီအချိန်ကစပြီးတော့ကိုကျော်ဟာမောင်တဲ့နေရာတွေမတွားရတော့ပါဘူးသူဟာအိမ်မှာလဲမီးတွေကိုအကုန်ဖွင့်ထားပြီးတော့ဖျားစာတွေအမြဲရွတ်နေရပါတယ်ဘယ်သူလဲပါစီလာပို့တာလားလို့ဒီနေ့မှာတော့ကိုကျော်ရဲ့အိမ်တကာကိုခောက်တန်ကြားလို့သူမေးလိုက်ပါတယ်တကာဖွင့်ကြည့်လိုက်တဲ့အခါဘယ်သူမှမရှိဘဲနဲ့တော့ပါစီတိုထုတ်ကပဲရောက်နေပါတယ်အဲ့ဒီပါစီတိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီအိမ်မှာထားခဲ့တဲ့သူ့ရဲ့ဒဏ်ရာရီစာအုပ်ကိုတွေ့လိုက်ရပါတယ်ဒီစာတွေကငါလည်းမရေးထားပါဘူးဘသူရေးထားတာလေသူကတွင်ရင်းနဲ့စာအုပ်ကိုလှမ်းကြည့်လိုက်ပါတယ်စာမျက်နှာတွေမှာသွေးရောင်နဲ့ရေးဆွဲထားတဲ့ရုပ်ပုံတွေတွေ့ရပါတယ်အဲ့ဒီပုံတွေကတော့ကိုကျော်တေဆုံးနေတဲ့အပုံတွေဖြစ်ပြီးတော့ရက်ဆွဲရတော့ဒီနေ့ရက်ဆွဲဖြစ်ပါတယ်မင်းဘလောက်ပြပြငါစီကနေလွတ်မှာမဟုတ်ဘူးလို့အတန်ကြေကြီးကဟိန်းထွက်လာပါတယ်ကိုကျော်ကကြောက်လန့်ပြီးစာအုပ်ကိုမီးရှို့ပစ်လိုက်ပါတယ်မီးရှို့နေတော့မှပဲမိခိုးတွေကနေအဲ့ဒီအင်ဂျင်မှာမြင်တွေ့ခဲ့ရတဲ့အနက်ရောင်အေးကြီးထွက်လာပါတယ်ငါကောင်မင်းမဲရှာပေးရမယ်ငါကောင်နဲ့မင်းနဲ့လဲပေးရမယ်လို့ပြောပြီးတော့သူမကိုကျော်စီကိုတူတူလေးလာပါတယ်အိမ်ပြင်ထွက်ပြေးဖို့ကြိုးစားပေမဲ့လေတကားတွေအားလုံးကအလူလျောက်ပိတ်သွားပါတယ်အဲ့ဒီအမျိုးသမီးရဲ့လက်ထဲမှာတော့ဓာတ်တစ်ချောင်းပါလာပြီးသူမရဲ့လက်ပင်ကနေသွေးတွေကတဆက်ဆက်ကျနေပါတယ်မလာနဲ့ထွက်သွားငါမှအဆောင်ပါတယ်လို့ကိုကျော်ကအော်ဟစ်ရင်းနဲ့ဆရာတော်ပေးထားတဲ့အဆောင်ကိုထုတ်ပြလိုက်ပါတယ်အဆောင်လက်ဖွဲ့ရနေပြီးတော့ရွှေရောင်အလေးလန်းတွေထွက်ပေါ်လာပြီးတော့အမျိုးသမီးကနာကျင်စွာအဟစ်ကအနောက်ကိုဆုတ်သွားပါတယ်ကိုချိုကလည်းအခွင့်ကောင်းယူပြီးတော့ပြတင်းပေါင်းကနေခုန်ချခဲ့ပါတယ်ကဲကြပါအောင်လို့သူကမြင်းပေါ်ကျတဲ့အခါမှာခြေထောက်ကျိုးသွားပေမဲ့လည်းအသက်လူပြီးတော့ဘေးအိမ်ကိုသွားကအကူကြီးတောင်းပါတယ်အင်းနီနာကျွနေရထွက်လာပြီးတော့ကိုချိုကိုကူညီကြပါတယ်ဒါပေမဲ့သူတို့အားလုံးကကိုချိုရဲ့နောက်မှာကပ်ပါလာတဲ့အရေးမင်းကြီးကိုမြင်ရပြီးတော့ထိတ်လန့်သွားကြပါတယ်ကိုချိုစိတ်အေးထားပါဘာမှမရှိတော့ပါဘူးလို့ဆရာဝန်ကပြောပေမဲ့လည်းကိုချိုကတော့အမြဲတမ်းသူမလာနေပြီလို့ပဲထပ်ခါတလေလေပြောနေပါတယ်ကိုချိုဟာစိတ်ကြမ်းမာရေးစီးရုံမှာကုသမှုခံယူခဲ့ရပါတယ်ညတိုင်းအခန်း402တွေကနေမိန်းကလေးတယောက်ငိုတဲ့နေကြားနေရတယ်ပြီးတော့ကိုချိုရဲ့ကရင်အောက်မှာလည်းနေ့တိုင်းရှွန့်ချရတယ်တွေ့ရပါတယ်လို့ကိုချိုကပြောပါတယ်ကိုချိုကတော့နေအောင်ကြည့်ပြီးတယောက်လေးစကားတွေပြောနေတတ်ပါတယ်မတက်ပါနဲ့ကျေးဇူးပြုပြီးကျွန်တော်မတက်ပါနဲ့ဆိုတဲ့ကိုချိုရဲ့နောက်ဆုံးအော်တန်ကိုတညမှာတော့လူတိုင်းကြားလိုက်ရပါတယ်မနေ့ရောက်တဲ့အခါမှာကိုချိုဟာသူ့ရဲ့အခန်းထဲမှာပဲတည်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်ကိုချိုရဲ့တည်ဆုံးမှုကအလွန်ထူးဆန်းပြီးတော့ရုပ်အလောင်းမှာခေါင်းမပါတော့တာပါခေါင်းကဘယ်ရောက်သွားတာလဲလူသက်သမားဘလူးဝင်လာတာလေလို့ရဲတွေကရှုပ်ထွေးနေကြပါတယ်တပတ်အကြာမှာတော့ဟိုဘက်မြို့က AOG ရဲ့ channel မှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါတယ်အင်းရှိကညောင်မကြီးရဲ့အောက်မှာလူတစ်ယောက်ရဲ့ခေါင်းကိုလက်လက်ဆဆမြုပ်ထားတာတွေ့ရှိခဲ့ရပါတယ်ဒါကိုချိုရဲ့မျက်နှာပဲလို့ချမ်းသာကအထိတ်ကလန့်နဲ့အော်ဟစ်လိုက်ပါတယ်အဲ့ဒီကလေးကအဲ့ဒီအိမ်ကိုအစိုးရကချိတ်ပိတ်လိုက်ပြီးတော့ဘယ်သူ့ကိုမှအနာမကတ်ခိုင်းတော့ပါဘူးအင်ကြီးကလည်းဝိညာဉ်တွေပြောစရာနေရာတစ်ခုဖြစ်သွားခဲ့ပါတယ်အဲ့ဒီအိမ်မသွားကြည့်နဲ့
ကိုကျော်ရဲ့ဝိညာဉ်ကမင်းကိုစောင့်နေလိမ့်မယ်လို့ဒေသခံတွေကပြောလို့ရှိပါတယ်ကိုကျော်ကလည်းအခုဆိုရင်အဲ့ဒီအင်ကြီးရဲ့လေကားထိပ်မှာအနက်ရောင်ဝတ်စုံနဲ့ရက်နေတတ်ပါတယ်သူ့အမြင်ရတဲ့လူတိုင်းသူ့ပြတ်သွားတတ်ကြပါတယ်ဒါရီကတကယ်ဖြစ်ခဲ့တာလားလို့မင်းရင်မြို့ခံလူကြီးတွေကခေါင်းမင်းနှိပ်ပြလေးရှိပါတယ် AOG တွေတုတ်တန်ဟောင်းနေနဲ့ပတ်သက်ရင်သတိထားဖို့လူကြီးတွေကကလေးတွေကိုအမြဲတမ်းဆုံးမလေးရှိပါတယ်ဝိညာဉ်ဆိုတာမရှိဘူးလို့ညင်းပယ်လို့မရနိုင်တဲ့အတာရကတစ်ခုပါပဲတုတ်တန်ဟောင်းဘော်က AO ဆိုတဲ့အပရလောကဖြစ်မှန်တရေဆက်လင်းလေးရတော့ဒီမှာနေပြီးဆုံးသွားပြီခင်ဗျာကျွန်တော်မှတ်မှတ်ရအဲ့ဒီနေ့ကဝါကောင်လာပြည့်ကျော်ညတညပေါ့ဗျာကောင်းကင်မှာလာမင်းကြီးကသွေးရောင်လွှမ်းပြီးတော့ကြောက်စရာအလွန်ကောင်းလောက်အောင်နှီးမြန်းနေခဲ့တယ်ဗျရွာလေလမ်းမကြီးပေါ်မှာဘသူမှလည်းမရှိတိတ်ဆိတ်နေခြင်းမှာရုတ်တရက်ရွာဦးညောင်မင်းကြီးစီကနေဟီဟီဆိုတဲ့မင်းကလေးတယောက်ရဲ့စူးရှက်ရှက်ရေတိုင်ထွက်ပေါ်လာတယ်ဗျကျွန်တော်လည်းတုန်လှုပ်သွားပြီးတော့ဘယ်သူလဲဗျဒီအချိန်ဘသူရေးနေတာလဲလို့အတန်တုံနဲ့အော်မိလိုက်ပါတယ်ဒါပေမဲ့ပြန်လာတဲ့အတန်ကတော့လေတိုးတန်နဲ့အတူပို့ပြီးတော့ကျဲလောင်တဲ့ဟင်းဟောက်တန်ကြီးပဲဖြစ်နေတော့တယ်ဗျကျွန်တော်တက်မီနဲ့အသားရလှမ်းထိုးကြည့်လိုက်တဲ့အခါညောင်မင်းအောက်မှာအရက်၈ပေလောက်ရှိတဲ့ဖြူဖြူဖြော့တတော်ဝါကြီးတစ်ကောင်မတက်ရက်နေတာကိုတွေ့လိုက်ရတယ်သူ့ရဲ့စပိန်တွေကဖယုဖယဲနဲ့မိကြီးအထိရှည်ကျနေပြီးတော့ဝတ်ထားတဲ့အဝတ်စားတွေကလည်းသွေးစွန်းနေတဲ့အဖြူရောင်အဝတ်စုပ်တွေပေါ့ဗျာအမလေးတပတ်ကြီးပြိုးလို့ကျွန်တော်ကအစွမ်းကုန်အော်ဟစ်ပြီးနောက်ကိုဆုပ်ဖို့ကြိုးစားခဲ့တယ်ဗျဒါပေမဲ့ကျွန်တော်ရဲ့ခြေထောက်တွေကမိကြီးထဲမှာစိုက်ဝင်နေလို့မျိုးလှုပ်လို့မရတော့ဘူးအဲ့ဒီဓမ္မမကြီးကကျွန်တော်ကိုစိုက်ကြည့်ပြီးမင်းငေါ့မြင်နေရတာလားဟီဟီဆိုပြီးတော့အတန်နဲ့မေးလိုက်တယ်ဗျရွာသားတယောက်ဖြစ်တဲ့ဥပဦးဟာသူ့ရဲ့နွားတွင်းကုတ်ထဲမှာနွားစာကျွေးနေရင်းနဲ့အဲ့ဒီတပတ်မကြီးနဲ့ပတ်ပင်းတိုးခဲ့တယ်လို့နောက်ပိုင်းမှာကျွန်တော်ပြန်ပြောပြတယ်ဗျငါလေးနွားဆက်ခရဲမှာလက်နိုင်လိုက်တာအေးဆက်ဆက်အသားဆိုင်ကြီးကိုတွက်ခဲ့မိတာပဲကွာကြည့်လိုက်တော့မှတပတ်မကြီးကနွားဆက်ခရဲကိုခေါင်းထိုးပြီးတော့သွေးတွေစုပ်နေတာလို့သူကတတုံရင်နဲ့ပြောပြတယ်ဗျဥပဦးကဟဲ့ဖဲဆန်းလို့မသိပဲអော်လိုက်တဲ့အခါတပတ်မကြီးကခေါင်းကို180ဒီဂရီလှည့်ပြီးတော့ငါ့ကိုရှာကြီးနဲ့လှမ်းရက်လိုက်တယ်ဥပဦးခမရအဲ့ဒီညာစပြီးတော့ဖျားလိုက်တာအခုထိသတိမရသေးဘူးလို့ကျွန်တော်သိလိုက်ရတယ်ဗျတရက်မှာတော့ရွာကကလေးမလေးမိမိဟာအိမ်သာသွားရင်းနဲ့အပြင်မှာတစုံတယောက်ကတကားကိုလာကုတ်နေတာကိုကြားရတယ်လို့ဆိုတယ်ဗျအဖေလားအပြင်ကဘာတူလဲလို့မိလိုက်တဲ့အခါအပြင်ကနေငါပါတကားဖွင့်ပြီးအောင်အေးမီလို့ပါဆိုတဲ့အတန်တူတူလေးနဲ့ပြန်ပြောတဲ့အတန်ကြားရတယ်ဗျမမေဆိုတဲ့ကလေးမလေးကလည်းတကားအဟကြားကနေချောင်းကြည့်လိုက်တဲ့အခါအပြင်မှာလူမဟုတ်ပဲမျက်လုံးမပါတဲ့မျက်နှာကြီးတစ်ခုကတကားကိုကပ်ပြီးစောင့်ကြည့်နေတာကိုမြင်လိုက်ရတယ်ဗျကလေးမလေးခင်ဗျာကြောက်လန့်နေကြအော်ဟဲလိုက်တဲ့အခါတပတ်မကြီးကရီပြီးတော့နောက်မှပြန်လာခဲ့မယ်လို့ပြောပြီးတော့အိမ်ခေါင်မိုးပေါ်တုံငနေခုန်တက်သွားပါတော့တယ်ဗျာရွာလေကကာလာသားခေါင်းဆောင်ကိုမောင်အေးကတော့တတိရှိလာပါတယ်ဆိုပြီးတော့ညတညမှာကိုယ်တိုင်ကင်းလဲဖို့ထွက်လာခဲ့တယ်ဗျသူကဒီတပတ်မကြီးကိုငါကိုယ်တိုင်ဖမ်းပြမယ်ကွာဘာမှကြောက်စရာမလိုဘူးလို့ကြွကြော်ပြီးတော့လေးခွက်တလက်နဲ့ထွက်သွားပါတော့တယ်ဗျာဒါပေမဲ့တုတ်တန်အနာရောက်မှာတော့သူ့ရှိရနေဖြစ်ပြေးသွားတဲ့အရေးမေကြီးကိုလိုက်ရင်ကြောက်တယ်ပုတ်ကြလူနေပါဖြစ်ခဲ့တယ်ဗျသူပြန်ကြည့်လိုက်တဲ့အခါတပတ်မကြီးကသူ့ရဲ့ပခုံးပေါ်မှာခွစီထားပြီးတော့မင်းကငါ့ကိုဖမ်းလို့လားလာလီလာဖမ်းလေလို့နားကပ်ပြီးတော့ပြောနေပါတော့တယ်နောက်နေ့မနက်မှာတော့ကိုမောင်အေးကိုရွာသားတွေကတုတ်တန်အစွန်ကတပ်ပိန်နေပင်ပေါ်မှာကျိုးနဲ့ချီနှောင်ထားခံရတဲ့အနေထားနဲ့တတိလင့်နေတာကိုတွေ့ကြရတယ်ဗျသူ့ရဲ့တကူလုံးမှာတော့လက်သေးရတွေအပြည့်နဲ့မလာကြနဲ့သူလာနေပြီလို့ရောင်မမနဲ့အော်ဟိတ်နေခဲ့တာဗျရွာလူကြီးဦးသားတင်ကဒီတိုင်းတော့မဖြစ်တော့ဘူးရွာတစ်ခုကတ်နေပြီအစီမံလုံးမရရမယ်လို့အစိုးရတကြီးနဲ့ဆုံးဖြတ်ချက်ချလိုက်တယ်ဗျရွာသားတွေကညဘက်ဆိုရင်တကားကိုကြက်ခနဲ့ပိတ်ပြီးတော့ဘယ်သူမှအပြင်မထွက်ရဲပဲအိမ်ထဲမှာတတုံရင်နဲ့နေကြရတယ်ဗျတပတ်မကြီးရဲ့6လက်မှုကပို့ပြီးတော့ဆိုးရွားလာတယ်အခုဆိုရင်အင်ခေါ်မိုးတွေပေါ်မှာပြေးလွှားနေတဲ့အတန်တွေညတိုင်းလိုကြားနေရတယ်ဗျဒုံနဲ့အိမ်ခေါင်မိုးကိုခင်းနေပေါက်တယ်လို့မျိုးအတန်တွေလည်းကြားနေရတယ်တချို့အိမ်တွေဆိုရင်တပတ်မကြီးကဗီဒီမောက်မှန်တွေလက်တင်နဲ့ကုတ်ချစ်ပြီးတော့ငါပိုက်စားတယ်တယောက်ထွက်ခွဲစမ်းပါလို့အော်ဟစ်ပြီးတော့တောင်းဆိုလေးရှိတယ်ဗျကျွန်တော်လည်းအိမ်ထဲမှာပစိုးချုံပြီးဖျားစားတွေအသေးအံရွတ်နေမိတာအခါပေါ်မနေတော့ဘူးဗျာတညမှာတော့ကျွန်တော်အိမ်ရှိကခွေးတွေကဥလိုက်တာမှတအုံနဲ့တကယ်ကိုကြိုးချမ်းစရာကောင်းလာပါတယ်ခွေးဥတန်နေကြားထဲမှာရှူးဆိုတဲ့မွေဟောက်တန်လည်းမျိုးအတန်ကြီးကလည်းညံနေခဲ့တာပေါ့ဗျာကျွန်တော်အตาလေးချောင်းကြည့်လိုက်တော့တပတ်မကြီးကခွေးတကောင်လက်နဲ့ဆွဲမပြီးတော့ပါဇက်နဲ့ကိုက်ဖြတ်နေတော့တွေ့လိုက်ရတယ်ဗျသွေးတွေကမြည်ကြီးပေါ်မှာရွှဲကုန်ပြီးတော့တပတ်မကြီးရဲ့မျက်နှာမှာလည်းသွေးတွေပြကျနေတာကိုတကယ်ကိုငရဲခမ်းလို့ပါပဲဗျို့ရွာသားတွေကဒီအတိုင်းကြောက်နေလို့တော့မရတော့ဘူးဆိုပြီးတော့ဆရာတယောက်ကိုမြို့ကနေပင့်ဖို့ဆုံးဖြတ်လိုက်ကြတယ်ဗျဆရာရောက်လာတဲ့အခါမှာမိုးကလည်းတသေးမမဲရွာနေပြီးတော့လေပြင်းတွေကလည်းတဝဝနဲ့တိုက်ခတ်နေခဲ့တယ်ဗျဆရာကဒီတပတ်မကတာမမဟုတ်ဘူးရွာထဲမှာအညှို့ရှိလို့သူကတ်နေတာသူ့ရဲ့အုပ်ကူကိုရှာရမယ်လို့လေးနဲ့ပြောခဲ့တယ်ဗျ
ကျွန်တော်တို့ကာလာတာတစုဟာဆရာနောက်ကနေမိုးတဲလေထဲမှာလက်နက်ကူစီနဲ့တုတ်တန်ဟောင်းစီကိုဦးတည်ပြီးထွက်လာခဲ့ကြတယ်ဗျတုတ်တန်ထဲကိုရောက်တဲ့အခါအလွန်အေးဆက်တဲ့မြူကိုတွေကကျွန်တော်တို့ဝင်းရံထားပြီးတော့တက်မီအလင်းရောင်တော့တိတ်ပြီးတော့မဖောက်နိုင်တော့ဘူးဗျဆရာကဂါထာတွေရွတ်ပြီးတော့ထွက်ခဲ့စမ်းတပတ်မှမင်းရဲ့နေရာကိုပြန်သွားစမ်းလို့အားပြပြနဲ့အော်ဟစ်လိုက်တယ်ဗျကျုပ်တရက်ကြီးမြေကြီးအောက်ကနေလက်အစုံကထွက်လာပြီးကျွန်တော်ရဲ့ခြေထောက်ကိုလမ်းဖန်းဆွဲကခံလိုက်ရတယ်ဗျအမလေးကဲကြပါအောင်လို့ကျွန်တော်ကအော်ဟစ်လိုက်ပေမဲ့လူတိုင်းဟာကို့ပေကအရေးမေးကြီးတွေကိုကာကွယ်နေကြလို့မအားကြဘူးဗျတပတ်မကြီးကအုတ်ကူဟောင်းပေါ်တစ်ခုမှမတရက်နေပြီးတော့ကျွန်တော်ကြည့်ကမင်းတို့အားလုံးငါအစာတွေပဲဘယ်သူမှပြေးမလို့ဘူးလို့အတန်နဲ့ကြီးနဲ့អော်လိုက်တယ်ဗျဆရာကအိတ်ထဲကနေဝိညာဉ်နေနေတဲ့စီးအပတ်တွေကိုထုတ်ပြီးတော့တပတ်မကြီးစီကိုပြစ်ပတ်လိုက်တဲ့အခါမှာမိတော့တွေကထွက်ပေါ်လာတယ်ဗျတပတ်မကြီးကလည်းနာကျင်စွာနဲ့အော်ဟစ်ပြီးတော့သူ့ရဲ့ပုံတံကပူပြီးတော့ကြောက်စရာကောင်းတဲ့တရဝါကြီးအဖြစ်သို့ပြောင်းလဲသွားတယ်ဗျကျွန်တော်တို့လည်းဆရာကိုဝိုင်းရံပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမီလို့အတန်ကောင်အော်ဟစ်ပြီးတော့ရွတ်ဖတ်နေကြတယ်ဗျတိုက်ပွဲကတညလုံးကြာမြင့်ခဲ့ပြီးတော့မိုးလင်းခဏီအချိန်မှာမှတပတ်မကြီးရဲ့အင်အားတွေကညှော့နေသွားတော့တွေ့ရတယ်ဗျဆရာကနောက်ဆုံးပိတ်ကားတာကိုရွတ်ပြီးတော့တပတ်မကြီးရဲ့ရင်ဘတ်ထဲကိုဝဆူးချုံနဲ့ထိုးဆက်လိုက်တဲ့အခါမှာတော့အားလုံးကပြီးဆုံးသွားခဲ့တယ်ဗျတပတ်မကြီးကလည်းမှောင်မဲတဲ့အခိုးငွေတွေအဖြစ်သို့ပြောင်းလဲသွားပြီးတော့မြေကြီးတွေကိုစိတ်ဝင်ပြောက်ွယ်သွားတယ်ဗျကျွန်တော်တို့အားလုံးဟာမြေကြီးပေါ်မှာမော်ဟိုက်စွာနဲ့လဲကျပြီးတော့နေမင်းကြီးထွက်လာတာကိုဝမ်းသာအားရနဲ့စောင့်ကြည့်နေခဲ့ကြတယ်ဗျရွာကိုပြောင်းတဲ့အခါမှာတော့ရွာသူရွာသားတွေကလမ်းမပေါ်မှာထွက်ပြီးတော့ကျွန်တော်တို့ကြိုးစုံနေကြတာတွေ့ရတယ်အခုတော့ဘေးကင်းသွားပါပြီတပတ်မကြီးမရှိတော့ဘူးလို့ကျွန်တော်ကအားယူပြီးတော့ပြောလိုက်တဲ့အခါမှာအားလုံးကတာလူဝိုင်းခေါ်ကြရဲဗျဒါပေမဲ့ကျွန်တော်ရဲ့စိတ်ထဲမှာတော့တပတ်မကြီးရဲ့အေးဆက်ဆက်အကြည့်ကြီးကိုအခုထိမေးလို့မရသေးဘူးဗျရွာလေးဟာအေးချမ်းသွားပြီဆိုပေမဲ့လည်းညဘက်ဆိုရင်ညောင်မီကြီးနားမှာဖြစ်သွားဖို့လူတိုင်းကတွန့်ဆုတ်နေကြတော့မှာပဲဗျတပတ်လောက်ကြာတဲ့အခါကျွန်တော်အိမ်ရှိကညောင်မီကြီးအောက်မှာထူးဆန်းတဲ့အဖြူရောင်အဝတ်စားတစ်ခုပြန်တွေ့လိုက်ရတယ်ဗျဒါတပတ်မကြီးဝတ်ခဲ့တဲ့အဝတ်စားပဲလို့ကျွန်တော်ကတွေးမိပြီးတော့ရင်ထဲမှာထိန်ကနေဖြစ်သွားတယ်ဗျအဲ့ဒီအဝတ်စားကနေတွေးညင်နေနန်နေပြီးတော့လေတိုက်တိုင်းလေတခက်ခက်ဆိုတဲ့ရေတံကိုကြားနေရတယ်ဗျကျွန်တော်လည်းအဲ့ဒီအဝတ်စားကိုမီးရှို့ပစ်လိုက်ပေမဲ့စိတ်ထဲမှာတော့တခုကြက်နေတယ်လို့ခံစားနေရတယ်ဗျတညမှာတော့ကျွန်တော်ရဲ့အိမ်မက်ထဲမှာတပတ်မကြီးကထပ်ပေါ်လာပြီးတော့ငါပြန်လာခဲ့မယ်မင်းတို့ငါမမေ့ဘူးလို့ပြောနေတယ်ဗျကျွန်တော်လက်နိုလာတဲ့အချိန်မှာတကူလုံးချွေးတွေရွှဲနေနေပြီးတော့အခန်းထဲမှာလည်းတွေးညင်နေလွှမ်းမိုးနေတာကိုသတိထားမိလိုက်တယ်ဖះအိမ်မမဟုတ်ဘူးလားလို့တွေးကြည့်ပြီးတော့ကျွန်တော်ရဲ့ကရင်ချီရင်မှာရှုံ့ဝက်ရတွေပေးချင်နေတော့ကျွန်တော်တွေ့လိုက်ရတယ်ဗျကျွန်တော်လည်းချက်ချင်းမီးဖွင့်ပြီးတော့အိမ်နဲ့လိုက်ရှာကြည့်ပေမဲ့ဘယ်သူမှမရှိနေခဲ့ပါဘူးရွာထဲမှာလည်းထူးဆန်းတဲ့ကောလာဟာလာတွေပြန်ထွက်လာတယ်ဗျညဘက်ဆိုရင်တုတ်တံဘက်မှာမီးလုံးကြီးတွေပြန်နေတယ်ဆိုတဲ့သတင်းပေါ့ဗျာရွာသားတွေကတော့ဆရာနေလိုက်တာမပြတ်သေးဘူးလားလို့စိုးရိမ်နေကြတယ်ဗျကျွန်တော်ကတော့အဲ့ဒီသတင်းကိုမယုံချင်ပေမဲ့လည်းတညမှာကိုယ်တိုင်မြင်လိုက်ရတဲ့အခါမှာတော့အံ့ဩတလွတ်သွားခဲ့တယ်ဗျကောင်းကင်မှာအနီရောင်မီးလုံးကြီးတွေကတဝဲဝဲလေပြီးတော့တပတ်မကြီးရဲ့ရေတလမျိုးကလည်းပဲ့တင်ထက်နေပါတယ်ဗျကျွန်တော်ကအဲ့ဒီမီးလုံးတွေရဲ့နောက်ကိုတိတ်တဆိတ်လိုက်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်စူးစမ်းချင်တဲ့စိတ်ကကြောက်စိတ်ထက်ပိုနေလို့ပေါ့ဗျာတုတ်တန်အစွန်ရဲ့ချောင်းဆက်ကိုရောက်တဲ့အခါအမျိုးသမီးတယောက်ရေချိုးနေတာကိုကျွန်တော်တွေ့လိုက်ရတယ်ဗျဒီအချိန်ကြီးဘသူပါလိမ့်လို့တွေးပြီးတော့နိနိကကကြည့်လိုက်တဲ့အခါမှာသူမရဲ့ခေါင်းကကိုနဲ့တခြားစီဖြစ်နေတာကိုတွေ့လိုက်ရတယ်ဗျကျွန်တော်လည်းအတန်တော်မထွက်နိုင်တော့ပဲနောက်လှည့်ပြေးခဲ့တာအိမ်ရောက်တဲ့အထိအသက်တောင်ဝဝမရှိနိုင်ဘူးပြို့နောက်နေ့မှာတော့ရွာလူကြီးတွေတော့ပြတော့သူတို့ကဒါတပတ်မှနေမကဘူးအဆောက်အအုံတွေပါမရှိတော့တဲ့သဘောပဲလို့ညီးတွားခဲ့တယ်ဗျရွာသားတွေကအခုဆိုရင်အုပ်စုလိုက်အိတ်ကြပြီးတော့လက်နက်တွေအဆောက်လက်ဖွဲ့တွေနဲ့ကိုယ့်ကိုကာကွယ်နေကြရတယ်ဗျကျွန်တော်လည်းကျွန်တော်ရဲ့အဆောင်ကိုတင်းတင်းဆုပ်ကန်ရင်းနဲ့ဒီဘီကနေဘယ်တော့လွတ်မှလဲလို့တွေးပြီးစိတ်ညစ်နေမိတယ်ဗျရွာရဲ့အရှိပိုင်းကကိုချိုကြီးကတော့တညမှာသူ့အိတ်ခေါမှုပေါ်ကနေတပတ်မကြီးဆင်းလာတာကိုမြင်လိုက်ရတယ်လို့ဆိုတယ်ဗျဟဲ့လူခမည်းဘာလို့တာလဲလို့ तू ကမသိပဲអော်လိုက်တဲ့အခါမှာတပတ်မကြီးကသူ့ကိုမျက်လုံးအပြူသားနဲ့စိုက်ကြည့်ပြီးတော့မင်းရဲ့အသေးကိုငါလာစားတာလို့ပြောလိုက်တဲ့ကိုချိုကြီးခမည်းအဲ့ဒီနေရာမှာနေလဲကျသွားပြီးတော့မနဲ့ရောက်မှတတိပြန်လာခဲ့တယ်ဗျအခုဆိုရင်ကိုချိုကြီးကစကားတောင်ကောင်းကောင်းမပြောနိုင်တော့ပဲကြောက်စိတ်တွေကလွှမ်းမိုးနေရှာတယ်ဗျကျွန်တော်တို့ရွာထဲမှာရှိတဲ့ခွေးတွေကလည်းအရင်လိုမဟုတ်တော့ဘူးဗျညဘက်ဆိုရင်ဦးရမယ့်အစားတီးအီးနဲ့ညီးတွားပြီးတော့အိမ်အောက်မှာပဲပုံနေကြတယ်ဗျခွေးတွေကနေရနေပြီဆိုတာကိုကျွန်တော်သိတယ်ဗျအဲ့ဒီပုံနှံကအသားပုံးနိုင်လို့ပေါ့ဗျာကျွန်တော်လည်းအိမ်ထဲမှာပဲဖျောင်းနိုင်ထုံးပြီးတော့ဖျားစာတွေရွတ်နေပေမဲ့ဖျောင်းနိုင်မိကအလိုလိုငိမ့်သွားတာကိုခံစားလိုက်ရတယ်ဗျအမောင်ထဲမှာတစုံတယောက်ကကျွန်တော်ရဲ့အသက်ရှူတံကိုနားထောင်နေလိုမျိုးနီးကပ်လာခဲ့တယ်ဗျဘာတူလဲထွက်ခဲ့စမ်းလို့ကျွန်တော်ကအဟေးလိုက်ပေမဲ့တိတ်ဆိတ်မှုပါပဲပြန်လာခဲ့တယ်ဗျဒါပေမဲ့ကျွန်တော်ရဲ့ခြေထောက်နာမှာအေးဆက်ဆက်လက်တစ်ဖက်ကလာထိတာကိုခံစားလိုက်ရတယ်ဗျကျွန်တော်ခုံအထမှတင်ခေါင်းနဲ့အမိုးနဲ့ဆောက်မိပြီးတော့တတိလစ်မတက်ဖြစ်သွားခဲ့တယ်ဗျာမီးပြန်ဖွင့်လိုက်တဲ့အခါမှာတော့ကျင်းမြင့်ပေါ်မှာရှွန့်ပွက်တွေနဲ့အတူတွေးကွက်အချို့တွေးလိုက်ရတယ်ဗျဒါတပတ်မှကြီးကျွန်တော်ကိုတတိပေးလိုက်တာပဲလို့ကျွန်တော်ခံစားမိလိုက်တယ်နောက်တစ်နေ့မှာတော့ရွာဆရာတော်ကြီးကတကားလေးတို့ဒါအာကာရတွေပဲမေတ္တာပူမရမယ်လို့မိတ်ကြတယ်ဗျ
ကျွန်တော်တို့လည်းဆရာတော်ကြီးရဲ့လမ်းညွှန်မှုနဲ့အတူညတိုင်းမေတ္တာတော်ကိုအတန်ကုန်အော်ဟစ်ပြီးတော့တရွာလုံးအနှံ့လှည့်လေရွတ်ဖတ်ခဲ့ကြတယ်ဗျထူးဆန်းတာကကျွန်တော်တို့ရွတ်ဖတ်နေတဲ့အချိန်မှာလေပြင်းတွေကတဝေါဝေါနဲ့တိုက်ခတ်ပြီးတော့တပင်တွေကလည်းကျိုးလူမတက်တုံခါခဲ့တယ်ဗျတပတ်မကြီးကကျွန်တော်တို့ရဲ့မေတ္တာတော်ကိုခန္ဓာကြီးမရှိပဲရုန်းကန်နေတဲ့သဘောပေါ့ဗျာကျွန်တော်တို့အဖွဲ့ဟာရွာဦးညောင်မင်းကြီးနာရောက်တဲ့အခါမှာတော့တပတ်မကြီးကညောင်ကိုင်းပေါ်မှာထိုင်နေပြီးတော့ကျွန်တော်တို့စိုက်ကြည့်နေတာတွေ့လိုက်ရတယ်သူမရဲ့မျက်နှာကအရင်ကထပ်ပူပြီးတော့ဆွေးမြေ့နေပြီးတော့မျက်ရည်တွေကလည်းသွေးတွေအနေနဲ့စီးကျနေတယ်ဗျငါ့ကိုမနှင်ကြပါနဲ့ငါဘယ်မှသွားစရာမရှိဘူးလို့သူကတုံရီတဲ့အတန်နဲ့ပြောလိုက်တဲ့အခါမှာတော့ကျွန်တော်တို့အားလုံးကစိတ်မကောင်းဖြစ်သွားခဲ့ကြတယ်ဗျဒါပေမဲ့သူမရဲ့အရှိန်ကလူတွေကိုအန္တရာယ်ပေးနေတာမို့လို့ကျွန်တော်တို့ဆက်လက်ပြီးတော့မေတ္တာပို့သားခဲ့ကြတယ်ဗျရုတ်တရက်ဆိုသလိုတပတ်မကြီးကညောင်မင်းပေါ်ကနေဆင်းလာပြီးတော့ကျွန်တော်တို့အဖွဲ့တွေကိုတန်းခနဲ့တိုးဝင်လာခဲ့တယ်ဗျကျွန်တော်တို့လည်းကြောက်လန့်တကြားနဲ့လူချင်းစူးစီးလိုက်ပြီးမဲ့သူမဟာဘသူ့မှမထိပဲပျောက်ကွယ်သွားခဲ့တယ်ဗျအဲ့ဒီညစပြီးတော့ရွာထဲမှာ6လန့်တန်တွေနေသွားပြီမဲ့တောဆက်ဒီမှာတော့သူမရဲ့ငိုကြည့်တောင်ကြားနေရတော့ပဲဗျကျွန်တော်လည်းတပတ်မကြီးကျွတ်ပါစီလို့ညတိုင်းဆူတောင်းနေမိတယ်ဗျဒါပေမဲ့တညမှာတော့ကျွန်တော်ရဲ့ပြတင်းပေါင်းမှာစားတစောင်ကတ်ထားတာတွေ့ရတယ်ဗျကျေးဇူးတင်ပါတယ်ဒါပေမဲ့ငါလိုချင်တာမရသေးဘူးလေဗျာစာသားတွေကသွေးနဲ့ရေးထားပြီးတော့အနက်ကလည်းတကယ်ပုတ်ဆွန်နံခဲ့တာဗျာကျွန်တော်လည်းအဲ့ဒီစာကိုကြည့်ပြီးတော့သူဘာလိုချင်တာပါလဲဆိုပြီးတော့တွေးနေမိတယ်ဗျရာသားတွေကလည်းဒီတဲ့င်းကိုကြားတော့ပြန်ပြီးတော့စိုးရင်ပူပန်လာကြတယ်ဗျာကျွန်တော်သိလိုက်ရတာကတပတ်မကြီးကအတိတ်ဘဝသူမရဲ့ပျောက်ဆုံးသွားတဲ့သားလေးကိုရှာနေတာပဲဖြစ်ရမယ်လို့ကျွန်တော်တွေးမိလိုက်တယ်သူမရဲ့သားလေးဟာတုတ်တန်ထဲမှာအမြင်မတိမြုပ်နေခြင်းခံထားရတာကိုသူမကမကျွတ်ပဲလိုက်ရှာနေတာကိုဆရာပြောပြတယ်ဗျကျွန်တော်တို့ကာလသားတွေကတုတ်တန်ထဲမှာအုတ်ကူငယ်လေးတွေလိုက်ရှာပြီးတော့တေချာပြန်လဲပြုပြင်ပြီးဖို့ဆုံးဖြတ်လိုက်ကြတယ်ဗျဒီလိုလုပ်ပေးလိုက်ရင်တော့တပတ်မကြီးအေးချမ်းသွားနိုင်မယ်လို့မျှော်လင့်မိတာပေါ့ဗျာကျွန်တော်တို့ကအုတ်ကူတွေလိုက်ရှာပြီးတော့ကောကောမုံမုံအမျှပေးလိုက်တဲ့အခါမှာတော့ညရောက်တဲ့အခါမှာထူးဆန်းတဲ့အလေးတန်းလေးတစ်ခုဟာတုတ်တန်ကနေကောင်းကင်တက်တာတော့မြင်လိုက်ရတယ်ဗျအဲ့ဒီအချိန်မှာပဲလီအီးလေးတစ်ချက်တိုက်ခတ်ပြီးတော့ကျေးဇူးပါပဲဆိုတဲ့တာယာတဲ့အတန်တစ်ခုကျွန်တော်တို့ကြားလိုက်ရတယ်ဗျဒါတပတ်မကြီးတကယ်ကိုအေးချမ်းသွားပြီဆိုတဲ့အမှတ်သားပဲလို့ကျွန်တော်တို့ယုံကြည်လိုက်ကြတယ်အခုဆိုရင်ရွာလေးကအရင်ကလိုပဲပြန်လည်ပြီးတော့စုပြီးအေးချမ်းသွားခဲ့ပြီဗျာအခုကျွန်တော်ပြပြခဲ့တဲ့တပတ်မကြီးရဲ့6လမ်းမှုကတော့ဒီမှာနေပြီးဆုံးသွားပါပြီဗျာရွာသားတွေလည်းအခုဆိုရင်ညဘက်မှာအေးအေးဆေးဆေးအိပ်ပျော်နေကြပြီဒါပေမဲ့တင်းတို့ရောညဘက်မှာတစုံတယောက်ကတကားလာခေါင်ရင်တေချာကြည့်ကြဖို့မမိပါနဲ့နော်ရေတန်တွေကြားရတဲ့အခါမှာတော့ကျွန်တော်ကိုတတိယလိုက်ပါအောင်လို့နှီးခုံချောအပ်လိုက်ပါတယ်ဗျာတပတ်ကြီးဤ6လမ်းမှုနဲ့သွေးပြက်ဖွယ်ရညများဆိုတဲ့ဇလန်လေးကတော့ဒီမှာနေပြီးသွားပါပြီခင်ဗျာဥပမြန်တရားအလွန်ပြောနေတယ်ကာလန်ဘေးမြေနေကအကျေရှိတဲ့ချန်ကောလက်ကြီးကိုအောက်စီနဲ့ရလိုက်လို့ပါထိုနေရာကကားလန်းစုံနဲ့လည်းနီးတယ်အထီးကလမ်းမကိုမျက်နှာစာပြုတ်ထားပြီးတော့စီးပွားရေးလုပ်ရင်လည်းအလွန်ကောင်းနိုင်တယ်လို့တွက်မိပြီးတော့မြေလွတ်ကြီးကိုစုံစမ်းပြီးရောင်းမယ်ဆိုတဲ့ဖြစ်ဝယ်လိုက်ခြင်းဖြစ်ပါတယ်ငွေချေရမယ့်နေ့မှာအယောင်းဝယ်တောင်းယူထားတဲ့လူကြီးတွေနဲ့ရွရလူကြီးတွေကရွာရဲ့ရုံမှာဆုံကြတယ်ထိုအထက်မှာအသက်80ခန့်ရှိတဲ့ဦးပြုံးဆိုတဲ့လူကြီးကကိုပါမြန်ဦးငါတူကဦးလေးတို့ရွာမှာစီးပွားရေးလာလုပ်မယ်ဆိုလို့ဝမ်းသာပါတယ်ကွာရွာနဲ့ကားလမ်းမဘေးမှာဆိုင်ကြီးကနာကြီးမရှိတော့ရွာကမစီဘူးပေါ့အခုလိုဆိုင်ကြီးလက်ဖွင့်မယ်ဆိုတော့လေရွာတင့်တယ်လှတယ်အခြားဆိုင်တွေလည်းလက်ဖွင့်မယ်ဆိုရင်စီကားလာမှာအမှန်ပဲဟေ့ထိုစဉ်တက်တိလိုက်ပေးတဲ့လူကြီးတယောက်ကငါတူပတ်စံရှိလို့စီးပွားရေးလုပ်တာတော့ဟုတ်ပါပြီဗေဒင်လေးပါလေးမင်းမြန်းမကြည့်ဘူးလားယင်ဗျာဗေဒင်မင်းမြန်းကြည့်ရမယ်ဟုတ်လားဒီလိုကွရှေးထုံးလဲမပယ်တင်တာမပယ်ရစီးပွားရေးလုပ်မယ်ဆိုတော့ဒီမြေဒီနေရာဒီဒေသမှာစီးပွားရေးလုပ်တဲ့မလုပ်တဲ့ အတိုက်ခိုက်ရှိမရှိမြေကတင့်လားမတင့်လားဆိုတာကိုယုံကြည်ရမယ်လေဘာကြောင့်လဲခင်ဗျဒီမြေကတခုဖြစ်နေလို့လားဒီအယောင်းဝယ်ကိစ္စကလည်းမြေပိုင်ရှင်ကအဝေးမှာလေဒီရွာကဥထင်ထုံကိုအပီးစည်းပြောပြီးတော့လွှဲပေးခဲ့တာကွရောင်းရသည်ဖြစ်စေမရောင်းရသည်ဖြစ်စေအကြောင်းမဟုတ်ဘူးအယောင်းဝယ်ဖြစ်ပြီးတော့မြေပိုင်ရှင်ကငွေယူပြီးတော့ပျောက်သွားမှာကွဝယ်လိုက်တဲ့လူကဦးလေးတို့နဲ့ဒီရွာမှာအတူရှိနေမှာဒါကြောင့်ဒီမြေအကြောင်းသိထားပါလျက်နဲ့တိုက်တုံပြီးရောင်းတယ်လို့အထင်မခံချင်မှုကွာဦးလေးတို့ကအမြဲကြီးဆိုင်ကြုံတွေ့ရမယ်ငါတူကြီးနဲ့နောက်အဆုံတဲ့အခါကျရင်လိပ်ပြတန့်ချင်တယ်ကွယ်ဒီတော့ကျွန်တော်ဒီချန်ကြောင်းပုံပင်လင်းပြောပြပါလားဗျအေးပြောပြမယ်ဒီချန်ကြီးမှာအဖငယ်စဉ်ကမိပိုင်ရှင်ချစ်တီကလာတယောက်ပဲကွတကြီးခေတ်အထိလူတွေအပေါ်ဂုတ်တွေစုံနေတယ်ပေါ့ကွယ်တညာသူ့မိသားစုဓမြတွေကအကုန်သွတ်သွားတယ်လူမရှိတော့တဲ့ဒီအိမ်ကြီးမှာချစ်တီရဲ့အမျိုးတော်တွေဆိုပြီးတော့ကလားကပြမိသားစု9ယောက်လိုက်နေထိုင်ကြတယ်ဒါပေမဲ့ဘာကြောင့်မှမသိလွန်ခဲ့တဲ့နှစ်30ရာအဲ့ဒီအိမ်ကြီးမီးလောင်သွားတယ်ကွအိမ်ထဲမှာရှိတဲ့လူတွေအကုန်လုံးပါသွားတယ်နောက်ပိုင်းမီးလောင်ထားတဲ့အိမ်ကြီးကိုဖျက်ပြီးတော့အခြားရွာကတတိတယောက်ဝယ်ပြီးတော့စပားကျိတ်ဆက်အသေးတလုံးဆောက်မဲ့အစီအစဉ်နဲ့အလုပ်သမားတွေနဲ့ရောက်လာခဲ့တယ်အဆောက်အဦဆောက်နေရင်းနဲ့တယောက်ကပိုးထိနောက်တယောက်ကတိုင်တူးရင်တိုင်ပြီးလို့နှစ်ယောက်သေသွားတယ်မကြပါဘူးအဆောက်အဦဆောက်မဲ့ပစ္စည်းတွေလည်းပြန်သေသွားကြတယ်ကွအဲ့ဒီနောက်ပိုင်းလူနှစ်ဦးလက်ပြောင်လက်လွယ်ရောင်းဝယ်သေးတယ်နောက်ဆုံးပိုင်းနဲ့လူကဒီရွာကဦးတင်ထုံးကိုမြေကရန်နဲ့အယောင်းဝယ်ဖြစ်အောင်တော့မတိုက်တွန်းချင်ဘူးအခုလက်မှတ်ထိုးပဲကျွန်တော်ဒါငါတူတိထားတင်လို့ဦးလေးတို့ကပြပြတာပဲ
ကျွန်တော်အခုလိုပြောပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်ကဒီလိုအယူဆတွေအယုံကြည်မရှိဘူးဗျအေးလေစီးပွားရှာတွေဆိုတာကလည်းလက်တွန့်နေလို့မဖြစ်ဘူးမလားကြောက်ရင်လွယ်ရဲရင်မင်းဖြစ်တဲ့စကားကိုငါတူကြီးကလက်ကင်ထားတယ်ပေါ့ငါတူမှာပတ်စံရှိလို့ကတော့လှုပ်ချင်တာသာလို့ဦးလေးတို့ရွာဆောက်ရှောက်ပြီးမယ်လို့ပြောလိုက်တယ်ဒီလိုနဲ့ခြံရောင်းဝယ်ကိစ္စကပြီးသွားတယ်ဦးလေးတို့ကိုကျွန်တော်အကူအညီတောင်းချင်ပါတယ်အခုခြံကြီးထဲမှာကိုကိုပကြီးတွေအပါဝင်အပင်ကြီး10ပင်လောက်ရှိမယ်တရက်ပင်အုံးပင်နဲ့အပင်သေးလေးတွေကလည်းတော်တော်စိုက်ထားရဲဗျဒါတောင်ဆန်းဆက်နေရမှာတစ်ပင်တွေခုတ်လိုက်လို့ကျွန်တော်လှုပ်ချင်တဲ့ဆန္ဒကတစ်ချံလုံးရှင်းပြမှာမျက်နှာစာထားပြီးခြံသုံးဘက်စလုံးအုံနေရခတ်လိုက်မှာဒါကြောင့်တစ်ပင်မှန်သမျှအမြက်ကပါတူးထုတ်ချင်တယ်ဗျာအဲ့တော့ဦးလေးတို့ကဘာလုပ်ပြရမလဲဒီရွာကတစ်ပင်ခုတ်နိုင်တဲ့9ယောက်6ယောက်လောက်ကိုရှာပြီးဗျာလောက်အခါပြီးပါမယ်ပြီးတော့အပင်သေးလေးတွေကိုရွာကထင်းလို့ချင်းတဲ့လူတွေအလက်ကားခုတ်ဖို့ပြောပေးပါအဓိကကတော့ခြံတွေကတစ်ပင်မှန်သမျှကုံသွားဖို့ပဲအေးတို့ရွာကချက်ပြုတ်ရည်ထင်းုံသုံးနေရတာဆိုတော့မင်းချက်မကြခင်ပြောင်းတင်းခါသွားစေရမယ်။ဥပမြိုင်လည်းခြံရှင်းရန်လူကြီးတွေကိုတာဝန်ပေးအပ်ပြီးတော့ရန်ကုန်ပြန်သွားတယ်။ခြံပိုင်ရှင်ဖြစ်သူကခွင့်ပြုချက်ပေးသွားတာကြောင့်ထင်းလို့သူတွေအပင်လဲသူတွေနဲ့ခြံထဲမှာစီကားနေပါတော့တယ်။အပင်ကြီးတွေကိုတော့လွတ်အားခရှင်းစနစ်နဲ့လူ9ယောက်ငှားပြီးတော့ခုတ်ခိုင်ထားတယ်။တတိယမြောက်နေ့မှာအမြစ်ကိုတူးဆနေသူတယောက်ကမွေဆိုးတစ်ကောင်တွင်းမှထွက်လာပြီးတော့လက်ခွချောင်းပေါက်လိုက်တယ်မကြခင်မှာပဲဆေးရုံမလဲရောက်လိုက်ပဲထိုလူကတေးဆုံးသွားတယ်လူသေးတဲ့သတင်းကြောင့်တပင်ခုတ်သူများအနှင်းငယ်လက်ရွံ့သွားကြတယ်လက်ခစားနဲ့ခုတ်သူတွေကပုံမှန်လုံဝင်ခွင့်မှာလုံနေကြတယ်အခုကုတ်ခုတ်ပင်ကြီးကအကိုင်းတွေတက်ပြီးတော့ခုတ်ချနေကြတယ်တချို့ကုတ်ခုတ်ပင်ကြီးကိုမခုတ်သေးဘဲနဲ့တော့အမြစ်ကြီးကိုတူးဆွနေကြတယ်ပတ်ပတ်လည်းအမြစ်ကြားမြေကြီးတွေကိုတူးထုတ်နေကြတယ်အပင်ကြီးကလှုပ်တော့မလှုပ်ဒါကြောင့်အပင်ရဲ့အကိုင်းခတ်အလေးချိန်နဲ့ကလော်ပြီးတော့လဲကျသွားဖို့အတွက်အမြစ်ပတ်ပတ်လည်းမှာရှိတဲ့မြေကြီးတွေကိုရနိုင်သမျှတူးထုတ်နေကြတယ်ကျွီမထင်မှတ်ပဲလေမတိုးပဲနဲ့အပင်ရတကြွကြီးအတန်မီလာပြီးတော့အမြင့်တရာမြေကြီးပေါ်ကြောက်တက်လာတယ်။အာတပင်ကြီးအမြင့်ကနေကလော်ပြီးလဲကျသွားတဲ့အခါမှာအမြင့်ကြားထဲမှာမြေကြီးတူးနေတဲ့ရွာသားတယောက်အပေါ်ကိုအမြောက်တက်သွားပြီးတော့နာကျင်စွာအော်လိုက်တဲ့အတန်ကြီးထွက်ပေါ်လာခဲ့တယ်။ဟာလာကြပါအောင်ကိုကျမောင်တင့်ငုတ်ဆူသွားလို့တင်မြင့်ငုတ်ကကိုကျမောင်ဆူသူရဲ့ဘိုက်ကိုဖောက်ဝင်သွားတယ်။တင့်ငုတ်ကိုဘယ်လိုမျိုးဆွဲထုတ်ရမလဲဆိုတာစဉ်းစားနေတုန်းမှာပဲကိုကျမောင်အသက်ထက်သွားတယ်။ဟာဒီနေ့ကမွေကိုက်လို့တယောက်တည်တယ်ဒီနေ့တော့နောက်တစ်ယောက်တည်သွားပြန်ပြီခြံရှင်းလင်းတဲ့အခါမှာလူနှစ်ယောက်တည်သွားတာကြောင့်ခြံရှင်းလင်းတဲ့ကိစ္စကိုခဏရက်ပြီးတော့ခြံရှင်ဥပမြိုင်ကိုအကြောင်းကြားလိုက်တယ်ဥပမြိုင်ရောက်လာတော့ရွာလူကြီး2ယောက်ခန့်ပါလာတယ်အဲ့ဒီနောက်ခြံရှင်လက်ကြည့်ပြီးတော့ပြီးသွားတယ်တည်သွားတဲ့မိသားစုတွေကိုလည်းငွေကြေးအနှင်းငယ်ထောက်ပံ့ပြီးတော့ပြန်သွားတယ်အပင်ကြီးကအနှင်းငယ်ကြံနေတဲ့အတွက်ကြောင့်ပုတ်ပြက်ရှင်းလင်းရန်လူငယ်4ယောက်တောင်းဝင်ပြီးတော့ပတ်စံယူထားကြတယ်ပြဿနာကအဲ့ဒါနဲ့တည်းမပြီးသေးဘူးပတ်စံယူထားလိုက်တဲ့လူငယ်4ယောက်ကညာဘက်အိမ်မက်ဆိုတဲ့မတ်တွေလာပြောကြတယ်တယောက်ကအိမ်မက်အတော်ကျန်းနေလို့ဆိုတယ်ခြံထဲကမထွက်သွားဘဲနေတော့တပ်ပင်တွေစက်ခုန်နေရမယ်ဆိုလို့ဆိုရင်အသေးတက်မယ်လို့အဖွားကြီးတယောက်ကချိန်ပွားနေတယ်လို့ပြောတယ်တယောက်ကတော့ငါနေတဲ့အပင်ကိုခုတ်တဲ့နေ့မင်းတည်တဲ့နေ့ပဲလို့တရေကြီးတကောင်လာပြောသွားတယ်လို့ပြောတယ်နောက်နေ့ခြံထဲရောက်လာပြီးအိမ်မက်တွေကိုပြောပြကြတယ်ကဲခမရတို့အိမ်မက်ကိုကြောက်ရင်လည်းမလုံနဲ့တော့ကျုပ်ကပတ်စံယူပြီးတော့တုံးပြီးခုတ်ရတော့မှာပဲဒါဆိုရင်လည်းတောင်းပန်ပြီးတော့ခုတ်ကြတာပေါ့ကျုပ်ကပတ်စံပြန်ရောက်ပြီးမယ်မခုတ်တော့ဘူးပြန်မယ်အဲ့လိုနဲ့3ယောက်သားဆက်ပြီးတော့ရှင်းကြတယ်TFPT ရဲ့တပင်ကြီးတွေရှင်းလင်းခဲ့ရမှာနောက်ဆုံးအပင်ကြီးတပင်သာကျန်တော့တယ်လုံနေကြအတိုင်းမြေကြီးကိုအပင်ကြီးကနေတူးထုတ်လိုက်ကြတယ်ညနေပိုင်းအရောက်အပင်ကြီးရဲ့အမြင့်တွေကိုအတော်တူးထားတဲ့အတွက်ကြောင့်လေတိုက်တဲ့အခါတကြူကျူနဲ့လှုပ်ခတ်လာတယ်ဘယ်လိုလုပ်မလဲမနေ့ဖြစ်မှပြန်လာပြီးအလုပ်ဆက်လုပ်ကြမလားဒါမှမဟုတ်အခုအပင်လေးအောင်လုပ်ပြီးမှမနေ့ကျရင်လက်ရှင်းကောင်းမလားလို့တွေးကြတယ်ဒါဆိုလဲနိုင်ဝက်လောက်ဆက်တူလိုက်ကြတာပေါ့3ယောက်သားပေါက်ပြားကိုစီတရွင်းကိုစီနဲ့တူးဆွခြင်းဆက်လုပ်နေကြတယ်သူတို့တူပြီးတော့မချခင်မှာပဲတစ်ပင်ကြီးရဲ့အလေးချိန်နဲ့ဝုန်းကနေဆိုပြီးတော့အမြစ်ကအပေါ်ကိုလန်ထွက်သွားတယ်အမြစ်တစ်ချောင်းကဦးလွန်းကျွဲကိုရိုက်ပြီးထွက်သွားတယ်လို့တစ်ပင်လေတော့ဘာမှကိုစိန်ပုလဲနောက်ဘက်သို့ခုံအထွက်ကုတ်ကုတ်ပင်ကြီးကလူပေါ်သို့လဲကျသွားတယ်သူပြစ်မတက်အော်တန်များကညနေချမ်းအချိန်6ပွဲထွက်ပေါ်လာခဲ့တယ်ကိုစိန်ပုနေရာမှာပဲအသက်ပြောက်သွားတယ်ကိုလွန်းကျွဲကလက်ချောင်းတစ်ချောင်းလက်မောင်ရင်းမှာကျိုးထွက်သွားတယ်ခြံကြီးရှင်းလင်းပြီးသွားတဲ့အချိန်မှာလူ3ယောက်အသက်စတီးလိုက်ရပြီးတော့လူတစ်ယောက်ကဒုက္ခိတဘဝရောက်သွားတယ်အစိမ့်တွေတည်သွားခဲ့ကြတဲ့ထိုလူတွေရဲ့ဝိညာဉ်ကြီးကိုလည်းခြံထဲမှာရှိနေနိုင်တယ်။ကာယကံရှင်မိသားစုတွေကကုသိုလ်ကောင်းမှုတွေပြုပြီးတော့အမျှဝေမှုကိုရပြီးတော့ဝိညာဉ်ဘဝကလွတ်မြောက်သွားတယ်လို့ထင်ရတယ်။အယူမရှိတဲ့ဥပမြန်ကခြံကိုကာယံအုတ်ကားများတစည်းပတစည်းချတော့တယ်။ရှေ့ဘက်ကိုအပွင့်ထားပြီးတော့သုံးဘက်ကိုအပိတ်ကာမီဖြစ်တယ်။ခြံဝင်းအကာကိုကာယံနေတဲ့အချိန်နဲ့တပြိုင်တည်းစားတောက်ဆိုင်အတွက်အဆောင်ကြီးတစ်ဆောင်ဆောက်လုပ်နေကြတယ်။မျက်နှာစာအကျယ်ပေ160များကျယ်တယ်။ကာဝါရှော့အတွက်ပေ60ထားပြီးတော့စားတောက်ဆိုင်နဲ့တဲခုဆောင်အတွက်မျက်နှာစာပေ100ထားရတယ်။ညဘက်ခြံရင်အတွင်းမှာနေထိုင်လောက်ကနေကြတဲ့အလုပ်သမားတွေကခြံထဲမှာတရေတွေအများကြီးရှိတယ်လို့ဆိုကြတယ်။ညဘက်အိမ်သာသွားတဲ့အခါအိမ်သာထဲမှာလည်းတရေနဲ့တိုးသူတွေရှိကြတယ်။ခြံရင်အတွင်းမှာလည်းရိတ်ခနေဖြတ်သွားဖြတ်လာလုံနေသူတွေတွေ့ရတယ်။အမလေးဟဲ့မငွေများဘာဖြစ်တာလဲ။တရေကြီးဘယ်မှာလဲတရေကြီးမရှိပါဘူး။အမလေးတရေကြီးအခန်းထဲမှာရှိနေတာယောက်ျားဖြစ်သူကပြေးဝင်လာတယ်မရှိပါဘူးမိမရ
အခန်းထဲမှာတရေတွေ့တဲ့ဖြစ်မျက်လုံးမိပြီးအတန်ကိုအော်နေရကနေယောက်ျားဖြစ်သူပြင်းဝင်လာကမှမျက်လုံးဖွင့်ကြည့်လိုက်စဉ်ယောက်ျားဖြစ်သူရဲ့နောက်ကျောမှာရက်နေတဲ့တရေကြီးကိုထပ်မြင်လိုက်ရတာကြောင့်သတိမေ့ပြီးတော့ပျောက်ခွေကျသွားတယ်။ထိုအခါယောက်ျားဖြစ်သူကအခန်းထဲကနေအပြင်ဘက်သို့ပွေ့ချိလာခဲ့တယ်။ထိုအခန်းကလူနေသောအခန်းမဟုတ်ပယံပစ္စည်းလက်သမားပစ္စည်းတွေထားတဲ့အခန်းသာဖြစ်တယ်။ထိုအခန်းမှာကြံနေခဲ့တဲ့နိခင်ကချွတ်ထားတဲ့အင်ကြီးကိုတွားယူတော့မှပဲတရေနဲ့တိုးချင်းဖြစ်တယ်။နောက်ရက်မကြခင်အလုတ်သမားမိသားစုတည်းရဲ့အသက်73နှစ်ခန့်သာရှိသေးတဲ့ကောင်လေးကအိမ်သားတို့အသွားအိမ်သားထဲမှာဖိုက်ကြီးပွင့်နေတဲ့လူတယောက်ထွက်လာတာကိုမြင်ရပြီးတော့အတန်ကုန်အော်ကပြေးလာတယ်။လူကြီးတွေတက်ကြည့်တော့လည်းဘယ်သူမှမရှိဘူး။နောက်ပိုင်းတရေကခက်ဆဲဆိတ်ဆိုသလိုခြောက်လာခဲ့တယ်။တရေကြောက်ပြီးတော့အလုတ်ပြောင်းသွားတဲ့လူတွေကတနေ့တခြားများလာတာကြောင့်အလုတ်ကထင်တယ်လို့မပြီးတော့ပါ။တမက်ရရောက်တော့ဥပမြန်ရောက်လာတယ်။အလုတ်သမားအဖွဲ့ကပိုင်ရှင်ကိုဘာမှမအပ်နိုင်ကြဘူး။ဝက်ရှော့အတွက်အဆောက်အဦကလည်းအကာမရှိအမိုးမရှိစားသုံးဆိုင်တစ်ခုတည်းပဲယာကိုင်နှုန်းပြည့်ပြီးစီးနေတယ်ခရီးသွားတွေညအိတ်တဲခုဖို့အတွက်ဆောက်လုပ်ခဲ့တဲ့နက်ထက်ဆောင်ကြီးကလည်းအမိုးပြီးပေမဲ့အကာအကွယ်ရမပြီးစီးသေးဘူးခမားတို့ဒီဆောင်ဘာကြောင့်မလုပ်ကြသေးတာလဲဒီမှာအလွတ်လုံနေတဲ့ပယံသမားတွေနဲ့လက်သမားအဖွဲ့တွေထွက်သွားကြလို့လူစားရှာနေပါတယ်ဆရာခမားကငွေအပ်ပြီးအမြန်ပြီးအောင်မှာထားတာပဲဘာကြောင့်ထွက်ကုန်တာလဲတရေ6တယ်ဆိုပြီးဆက်မလုပ်တော့တာဒီအဆောင်လုံနေရင်နဲ့တရေတွေရိတ်ခနေဖြစ်သွားဖြတ်လာလုံနေတာတွေ့တယ်တဲ့ပယံကောင်လေးတယောက်ကအနားမှာလူမရှိပဲတိုးချခံလိုက်ရတယ်တဲ့မရှိတဲ့တရေကိုအရှိလုံနေကြတယ်တရေ6တာတော့ဟုတ်တယ်ဗျကျွန်တော်တာကြီးအကြီးကောင်မနှက်မျက်နှာတက်နေတော့မှတိုင်ကြီးတဲကနေပြားချက်နေတဲ့လူတယောက်ထွက်လာပြီးတော့ပျောက်ကွယ်သွားတယ်လို့ပြောတယ်ဗျကဲဗျာဒီအဖြစ်ပြက်တွေအပြင်မှာရှောက်မပြောစေနဲ့ခမရအလို့တမအမြင်ရအောင်ရှာပြီးတော့လုံငန်းမြင်မြင်ဖြစ်ကြပါခမရကိုကြုတ်ပူပေးပါမယ်စိတ်ချပါနောက်အဖွဲ့လွတ်လွတ်ပြီးတော့ခေါ်ခိုင်းထားပါတယ်တလားအချိန်ထပ်ပေးမယ်ဗျာပြီးအောင်သာလူရှာပြီးတော့ဖြစ်ပေးပါဥပမြိုင်လည်းညနေ3နာရီခန့်ခြံကြီးကနေပြန်သွားတော့တယ်တရေအချောက်လက်မျိုးစုံခံရပြီးတော့ပတ်စံအကုန်ချခံကတစ်ဖွဲ့ပြောင်းတစ်ဖွဲ့ခေါ်ပြီးတော့ဆက်တိုက်လုပ်ခဲ့ရမကြခင်မှာပဲလုပ်ငန်းအလုံးပြီးဆုံးသွားခဲ့တယ်အေးရိတ်တာတဲခုကန်နဲ့စားသောဆိုင်ဟူသောခန့်ထည်လာတဲ့ဆိုင်မုတ်ကြီးနဲ့စားစရာမျိုးစုံရတဲ့ဆိုင်ကိုဖွင့်လှစ်ခဲ့ကြတယ်ကားတွေလိုအပ်တဲ့ဘရိတ်စီအင်ဂျင်ဝိုင်းဆက်စီမျိုးစုံကားပစ္စည်းမျိုးစုံလေထိုးကျွတ်ဖာတာအစာစက်ပင်တဲ့အထိအလုတ်သမား၄ယောက်နဲ့ဆိုင်အောင်ဖွင့်ထားပေးတယ်အဝေးပြေးခီးတဲ့တင်ကားကိတ်တို့တွားပြီးတော့လဲလမ်းကြောင်းတိတ်တဲ့ကားတွေကနေပြီးတော့ဒရိုက်ဘာစပယ်ယာတွေတွားပြီးတော့ကြောင်ညာဝင်ရတယ်မြေကဲတို့စပွန်ဆာပြီးမိဖြစ်တဲ့အကြောင်းအရင်တွားပြီးတော့စီယုံရတယ်တော်တော်များများစီယုံခဲ့တော့လေပထမတော့မေယုံဝုံယုံဝန်းနေဝင်ပြီးတော့နားကြတယ်ဥပမြိုင်ကလည်းအကောင်းဆုံးဝန်ဆောင်မှုတွေပေးခဲ့တယ်ဥပမြိုင်ကတလကို၄ခါလောက်လာပြီးတော့ပတ်စံနေတိတ်လေးရှိတယ်တရေ6လက်တီဆိုသောနေရာကြီးကအ ਨੇ အချင်းသာ6လက်မှုကြုံရပြီးတော့ကြီးကြီးမားမားမကြုံရသေးပါအမှန်တော့ခြံကြီးအတွင်းမှာရှိတဲ့ဝိညာဉ်တွေကစားတောက်နေရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်စားတောက်ဆိုင်မှာမကုံဘဲနဲ့စွန့်ပစ်ထားတဲ့စားလက်ကျအကျွမ်းကျန်တွေကိုအနီးအနားအိမ်များကညနေပိုင်းဝက်ဆာအဖြစ်လာယူသွားကြတယ်ဝက်ဆာမယူခင်ဝိညာဉ်တရေတွေကစိတ်တန်ကြစားတောက်နေကြတယ်ဒါကြောင့်ဝိညာဉ်တရေတွေကမချောင်မလန့်ကြခြင်းသာဖြစ်တယ်စားတောက်ဆိုင်ဖွင့်ခဲ့ဒီမှာ2လခန့်ရှိပြီးတော့အချိန်ကြီးမဆိုးလာပါဘူးအယောင်းဝယ်ရလဲကောင်းလာပါတယ်ကာလမပေါ် Toyota Limited ကားတစ်စီးတည့်ရိပ်မောင်းလာနေတယ်အချိန်က6နိုင်ခွဲလောက်ရှိပြီအေးရိတ်တာစားပွဲစုံဆိုင်အတွင်းကားအဝင်မရှိသေးဘူးလူကဘာစားပြူလာပြီးတော့ဆိုင်အနီးနားမှာကားကဆက်ပြတ်တယ်လို့ဖြစ်လာပြီးတော့ထိုးရက်သွားတယ်တောက်ကားပြစ်ပြီလားမသိဘူးကွာရှေ့မှာစားတော့ဆိုင်နဲ့ဝက်ရှော့ရှိနေလို့တော်သေးတယ်ကဲမိမလမ်းလျှောက်ပြီးသွားကြမယ်ဝက်ရှော့ဆိုင်မှာလူရှိရင်တခါလေးလာပြင်ခိုင်းလိုက်မယ်ကွာမကြခင်မှာပဲဝက်ရှော့ဆိုင်ကကောင်လေး3ယောက်ကိုကားလာတွန်းယူသွားခိုင်းတယ်ညနေမိုးချုပ်နေပြီဖြစ်တဲ့အတွက်ကြောင့်နောက်နေ့မှပြင်ပေးမယ်လို့ဆိုတယ်ဒါကြောင့်ထိုးဆိုင်မှာပဲတညတဲလိုက်ရတယ်ဒါကြောင့်တဲခုခံရမရစုံစမ်းလိုက်တယ်အခန်းရရင်ရေချိုးအနားယူပြီးမှညသာဆင်းစားလို့ရပါတယ်အစားအသောက်ကိုည9နိုင်အထိရောင်းချပေးပါတယ်လမ်းညွန်တော့ကောင်လေးစကားဆုံးတဲ့အခါမှာအခန်းငှားဖို့ထွက်လာခဲ့တယ်အပေါ်ထက်မှ2ယောက်တခန်းငှားလိုက်တယ်အခန်းကရှင်းပြီးတော့တော့တောင်ကအပေါ်သို့တက်လာခဲ့တယ်အပေါ်ရောက်တဲ့အခါမှာအခန်းရှာပြီးတော့တော့ဖွင့်ကဝင်လာခဲ့လိုက်တယ်မဆိုးတတရေတော့ရှိတာပဲအခန်းထဲနားပြီးတော့ရေချိုးရင်ပြင်ရတယ်ရေချိုးပြီးသွားမှထမင်းစားမယ်ကွာရေချိုးရန်အဝတ်စားများလဲပြီးတော့ရေချိုးခန်းသေးတို့ထွက်လာခဲ့ကြတယ်ရေချိုးခန်းမှာအမျိုးသားအခန်းအမျိုးသမီးအခန်းခွဲထားတယ်တယောက်တစ်ခန်းဝင်ပြီးတော့ရေချိုးလိုက်ကြတယ်ရေချိုးပြီးတော့အဝတ်စားလဲကအောက်ထပ်ဆင်းပြီးတော့ညစာစားကြတယ်စားတော့ပြီးတော့အခန်းသုံးပြန်လာကအနားယူကြတယ်ခဏကြာတော့ဇနီးဖြစ်တဲ့သူကအိပ်ပျော်သွားပြီယောက်ျားဖြစ်သူကစာဖတ်နေတယ်ည7နာရီရောက်တဲ့အခါမှာတောက်တကားခောက်တန်ကိုခြေလောင်စွာကြားလိုက်ရတယ်ဘသူလည်းနောက်ရှက်နေတာလဲဘသူလဲအပြင်ကတော့ပြန်မဖြစ်ပါတောက်ဘသူလဲတောက်ဘသူလဲအတန်းအပြန်မဖြစ်ဘူးပြဿနာပဲဘာကြောင့်တကားခောက်တာလဲတကားမဖွင့်ပေးဘူးလို့ဆုံးဖြတ်ထားပေမဲ့လေတကားခောက်တန်ပေါ်လာတဲ့အခါမှာတကားကိုဖွင့်မိလိုက်တယ်ကဲဘသူလဲဟင် तू ကစိတ်ပပေါက်နဲ့တကားကိုရုတ်တရက်ဆွဲဖွင့်လိုက်တယ်အဲ့ဒီခါမှာမျက်လုံးတွေပြူးကျသွားတယ်ဘသူမှလည်းမရှိဘူးငါမူးနေတာမှမဟုတ်ပဲဘသူလာခောက်နေတာလဲတရေများလား
တကားဖွင့်ပြီးအခန်းသို့ပြောင်းလာတဲ့အခါမှာခြေတံတွေကြားလိုက်ရတယ်အာအမလေးတရေကြီးတကူလုံးမီးလောင်ထားတဲ့ကဲသူမဲပြီးတော့အဖုအပိန်းတွေနဲ့မျက်လုံးကြီးနှစ်ဖက်ပြူးထွက်နေတယ်အနားမှာဘွားကနေတွေ့ရတဲ့အတွက်ကြောင့်လက်ပြီးတော့အကုန်အုံမိလိုက်တယ်အာသူ့အော်တန်ကြောင့်အိပ်ပျော်နေတဲ့ဇနီးကနိုးလာတယ်အကူဘာဖြစ်တာလဲအောက်ထက်ကလူတွေပြီးပြီးတော့တက်လာကြတယ်ဘာဖြစ်တာလဲမင်းတို့အဆောင်မှာတရေရှိတယ်ဟာမရှိပါဘူးရှိတယ်တကူလုံးမီးလောင်ထားတဲ့တရေကြီးကမျက်လုံးကြီးပြူးပြီးတော့ငါ့ကိုစိုက်ကြည့်နေတာဒီညတော့ငါတည်းမှာအဲ့လိုမဖြစ်တော့ဘူးအဲ့ဒီနောက်ထိုလူမင်းကတညလုံးမအိပ်ပင်နဲ့အခန်းထဲမှာထိုင်နေကြတယ်မနက်3 နာရီလောက်မှပြင်ပြီးတော့အိပ်ပျော်သွားကြတယ်နောက်နေ့အခန့်အကြာမိန်းကလေး2 ယောက်ကအသားတို့နေခုတ်ထစ်နေကြတယ်အချိန်ကည8 နာရီရှိပြီးနောက်နေ့အတွက်ဟင်းချက်ထိုင်ရင်ပြင်ဆင်နေကြတာဖြစ်ပါတယ်အဲ့ဒီအခါမှာအနောက်ကနေချွတ်ချွတ်ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်ဟင်းအမလေးအသားတို့နေကိုကိုက်စာနေတဲ့တေးမျက်နှာကြီးကိုတွေးလိုက်ရတဲ့အတွက်ကြောင့်ကြောက်လွန်ပြီးတော့ပြုတ်ခွေကျသွားတယ်လာကြပါဦးဒီမှာတရေကြီးကြံတယောက်ကအာကုံထားအောက်လိုက်တဲ့အတွက်ကြောင့်တရေကြီးကပြက်ခွေသွားပြီးတော့လူများကလည်းရောက်ထလာတယ်ထိုအခါမိန်းကလေးကိုအခန်းသို့ခေါ်သွားပြီးတော့တတိယအောင်ဝိုင်းဝန်းပြုစုလိုက်ကြတယ်ဟင်းစောနာမဒီနေရာမှာဟင်းဦးပလက်ကြီးကြံခဲ့တာအမဲသားတို့နေစစ်နီတုံးတွေပုံမှာရိုင်းထားခဲ့တာတယောက်တတိပေးလိုက်ရာယောက်ျား3 ယောက်ဆင်းပြီးတော့ထွက်လာကြတယ်အိုးထဲမှာတော့စစ်နီတုံးပုံမှာအမဲသားတို့နေမရှိတော့ဟင်းဘယ်လိုဖြစ်တာလဲဒီကိစ္စဒီတိုင်းနေလို့တော့မဖြစ်တော့တထေးကိုဖုံးဆက်အကြောင်းကြားမှရမယ်ဦးတင်မောင်နဲ့ဦးလေးခန့်ကတထေးကိုရှင်းပြဖို့တာဝန်ယူကျမတို့ပြောရင်ဆဲနေုံပဲတထေးကတရေရှိရဲဆိုတာမယုံဘူးလေအေးအဖြစ်မှန်တော့ပြပြမှဖြစ်တော့မယ်ဖုံးဆက်အကြောင်းကြားတော့လေတထေးကလာနေရက်မှလာမယ်လို့ပြန်လေအကြောင်းပြန်လိုက်တယ်ထိုရက်ပိုင်းအဆောင်မှာညအိမ်ညက်နေတဲခုံမဲ့လူတွေမရှိသေးတဲ့အတွက်ကြောင့်တော်သေးတယ်ဥပမြိုင်ထံဖုံးဆက်ပြီးတော့3 ရက်နေမှရောက်လာခဲ့တယ်ဒီတစ်ခါတော့တယောက်တည်းမလာတော့အသက်အစိတ်ခန့်အမျိုးသမီးတယောက်ပါလာတယ်စားတော့ဆိုင်စားဖွင့်တဲ့နေ့ကနေစပြီးတော့ဥပမြန်ဇနီးနဲ့မိသားစုပါလာတဲ့ဖြစ်ဆိုင်ကဝန်ထမ်းအားလုံးကဥပမြန်ရဲ့ဇနီးကိုတိလာကြတယ်ယခုပါလာတဲ့အမျိုးသမီးတွေတော့မမြင်ဘူးကြဘူးဥပမြန်ရဲ့အငယ်နှောင်းလည်းဖြစ်နိုင်တယ်ဟက်ကောင်လေးဘာထူးဆန်းနေကြည့်နေတာလဲငါခံရှင်းထားလားဟုတ်ကဲ့ရှင်းထားပါတယ်ဒီအိတ်နှလုံးငါအခါမှာတောက်ထားလိုက်ကြဥပမြိုင်တို့လည်းအခန်းထဲသို့မတက်သေးဘဲနဲ့ဆိုင်တာဝန်ခံနဲ့စကားပြောနေကြတယ်အဖြစ်ပြက်တွေကိုပြနေကြတယ်ထို့နောက်အခန်းသို့တက်လာပြီးတော့ရေချိုးလိုက်ကြတယ်ရေချိုးပြီးတအောက်နာကထမင်းစဉ်းစားကြတယ်ဥပမြိုင်ကထမင်းနဲ့ပဲစားတယ်အခန်းထဲမှာဘီယာတောက်ဖို့အတွက်အသားကြော်တပွဲလာပုတ်ပြီးပြောလိုက်ပြီးတော့ပြန်တက်သွားတယ်အချိန်ကလည်းဖြည်းဖြည်းနဲ့ညှင်းနေလာတယ်ည10 နာရီရထိုးပြီးဥပမြိုင်ဘီယာ2 ဘူးတော့ကုန်သွားပြီးအတူပါလာသူအမျိုးသမီးကအမီအနှဲငယ်စားပြီးတော့ဂတင်ပေါ်တက်ကဖုံးတလုံးနဲ့အလုတ်ရှုပ်နေတယ်ထို့စဉ်အဆောင်မိုးပေါ်နေပြီးတော့တဝုံတိုင်းဆိုတဲ့အတန်တွေထွက်ပေါ်လာတယ်အတန်ကတွတ်တိတ်မဟုတ်ဝုန်းတိုင်းကျင်းနေတယ်ဟာရေမိုးတိုင်ထွက်လာပြီးတော့အဆောင်ကြီးတစ်ခုလုံးတုံခါသွားတယ်အခန်းထဲမှာရှိတဲ့ဗီဒီယိုတွေမီးအုပ်တွေအဝတ်စားတွေနဲ့အိတ်တွေကလည်းဖြူဖြဲဖြစ်ကပြောင်းဆန်ကုန်တယ်လိုက်ကားတွေအခန်းစည်းတွေကလေမတိုးဘဲနဲ့လေထဲမှာလွင့်မျောနေတယ်ကတင်ပေါ်မှာဂိမ်းကစားနေတဲ့ဥပမြိုင်နဲ့အတူပါလာတဲ့ခိုင်မျိုးပိုင်ဆိုတဲ့အမျိုးသမီးကလည်းရုတ်တရက်လက်ပြီးတော့ထအော်တယ်ထိုစဉ်မှာစားတောက်ဆိုင်အတွင်းထဲမှာလည်းအိုးခွက်ပကံတန်တွေကြွယ်တန်တွေဆူညံလာခဲ့တယ်ဒုက္ခပါပဲငါပစ္စည်းတွေတော့ဖြစ်စီခံနေရပြီဘာဖြစ်တာလဲစိတ်ရဲချောက်တယ်လားမသိပါဘူးအတန်နေတော့ဆူညံနေတာပဲဟာအမလေးအမိုးပေါ်မှာရေတန်ကြီးမကြောက်စမ်းပါနဲ့ခိုင်လေးဟာကိုရှိပါတယ်အောက်မှာလည်းအလုတ်သမားရုပ်တသေးဖြစ်နေတယ်ကိုကြီးရဲ့ဆိုင်ဘသူတွေလည်းဖြစ်စီနေတာလေနေစမ်းမှာခိုင်လေးဟာစိတ်ရှုပ်ရတဲ့အထင်ထိုစဉ်ကောင်းလေးတယောက်ကအပေါ်ကိုပြစ်တက်လာတယ်တတိတရေတွေတစ်ဆိုင်လုံးပြည့်နေပြီမင်းကမြင်ရလို့လားမမြင်ရဘူးဒါပေမဲ့အောက်ဆင်ပြီးလာကြည့်ပါဦးနေရာအနှံ့ရှိသမျှဖြက်စီနေတယ်အကောင်ထေလိုက်လည်းမမြင်ရဘဲနဲ့တော့ရိတ်ခနေမမဲတွေပဲတွေ့နေရတယ်လာအောက်ဆင်မယ်မလိုက်ရဘူးကိုတယောက်လုံးရှိပါသေးတယ်ဥပမြိုင်လည်းခိုင်မျိုးပိုင်ဟာခေါ်ပြီးတော့အောက်ဆင်းလာခဲ့တယ်တရေရှိမရှိအမြဲတမ်းညင်းဆိုနေတဲ့ဥပမြိုင်ကနှစ်ဖူးတွေဒူးတွေကြုံနေရပြီဖြစ်ပါတယ်နောက်နေ့မနက်ပိုင်းမိုးရင်ကရောင်းချရန်အတွက်မိဖို့ပေါ်မှာတင်ထားတဲ့ငါးပြုတ်ဦးကြီးကအောက်မှာမှောက်နေတယ်ရေခဲတက်တာကြီးကလည်းအောက်တုံမှောက်လျက်နဲ့အနေထားနဲ့ရှိနေပါတယ်အေးပလင်းတွေကလည်းကြကွင်းနေတယ်ဟာထိုစဉ်မှာအမှောင်ကျနေတဲ့အခန်းပတ်စီကနေပြီးတော့ရေတန်ကြီးကထွက်ပေါ်လာခဲ့တယ်ရေတန်ကြီးကရွက်တာတာနဲ့အလုတ်သမားတွေအဖွဲ့ကအတော်ကြီးတယောက်ကမျက်နှာမဲ့ပြီးတော့ရန်လိုမုန်းတီးနေတဲ့အမူအရာနဲ့တက်တုံကြီးဖြစ်လာတာအားလုံးတွေ့လိုက်ရတယ်ဟင်းဒေါ်တင်ကြီးဘာလားဘလို့ဖြစ်တာလဲဒေါ်တင်ဘာဖြစ်တာလဲငါဒေါ်တင်မဟုတ်ဘူးကွာငါဒီချန်ထဲမှာနေတဲ့တစီမှတ်ကြီးပဲငါနဲ့အတူမကျွတ်လို့တည်တဲ့တစီ9 ကောင်ရှိသေးတယ်ကွာမင်းကငါတို့တရားနေရာတွေဖြစ်စီခိုင်းခဲ့တယ်ငါတို့နေတဲ့တပ်ပင်တွေကိုခုတ်ခိုင်းပြီးတော့ဆိုင်နေလက်ဆောက်တယ်ငါတို့မချင်တော့ဘူးကွာအားလုံးဖြစ်စီပြစ်မယ်ဟေ့ကောင်မင်းကငါတို့ရှိနေတောင်မယုံဘူးဟုတ်လားဒေါ်တင်ကြီးမှာဝင်ဘူးကတ်နေတဲ့တရေမှတ်ကြီးကလက်ဆက်တန်းလိုက်တယ်ဥပမြိုင်ဘေးကကြောက်လက်နဲ့ကပ်ပြီးရက်နေတဲ့ခိုင်မျိုးပိုင်ဟာလေထဲသို့9 ပေမြောက်ထက်သွားတယ်မလုပ်ကြပါနဲ့ကဲကြပါဦးကြောက်လာပါပြီ
ခိုင်မျိုးပိုင်ကြောက်လန့်စွာအော်ဟစ်နေတယ်ထို့နောက်လက်ကိုအောက်သို့စိုက်ချလိုက်ရာလေထဲလွင့်မျောနေတဲ့ခိုင်မျိုးပိုင်ဟာတဖြည်းဖြည်းနှိမ့်ဆင်သွားပြီးတော့ကျင်းမြင့်ပေါ်လိမ့်ကျသွားတယ်အာရပါရအော်ရည်ပြီးလက်ကိုဝှေ့လိုက်ပြန်ရာစပွဲပေါ်မှာတင်ထားတဲ့ဓာတ်ပူအချို့ကကျင်းမြင့်ပေါ်သို့လင်းကျသွားတယ်ဘယ်လိုလဲဒီချိန်ကြီးထဲမှာငါတို့ရှိတယ်ဆိုတာယုံပြီလားယုံပါပြီယုံပြီဆိုရင်ငါတို့နေဖို့အတွက်စီစဉ်ပေးရမယ်မင်းမယုံလို့ဒီအတိုင်းပဲထားအောင်မယ်ဆိုရင်ဒီနေရာဟာမြေချမ်းနေရာချမ်းအဖြစ်အမြဲတမ်းရှိနေမှာပဲဒီချိန်ကြီးထဲမှာမင်းဝယ်ပြီးမှအစိမ့်တွေတည်ခဲ့ရတဲ့ဝိညာဉ်တွေလည်းရှိနေသေးတယ်မင်းရဲ့အတက်ကြောင့်တည်တဲ့ဝိညာဉ်တွေရဲ့မိသားစုကလည်းအာတုပါစရိတ်ပေးမဲ့အစားစာဝတ်နေရေးအတွက်မထောက်ပံ့ဘူးမင်းကြောင့်အချိန်ကြီးပြတ်သွားတဲ့ဝိညာဉ်တစ်စီတွေလည်းနေရာပေးမဲ့အစားဒီတိုင်းထားခဲ့တယ်ငါတို့အားလုံးမင်းဆိုင်မှာကြုံတယ်လို့နေပြီးတော့စားစရာတွေယူစားမိခဲ့တယ်ဒီဖြစ်တွေမမြင်ချင်ဘူးဆိုရင်မင်းရဲ့မာနမယုံကြည်ဘူးဆိုတဲ့စိတ်ကိုပြင်ရမယ်ဟုတ်ကဲ့ပြင်ပါမယ်ဖြစ်ချင်တာပြောပါငါတို့လွတ်လွတ်လပ်လပ်နေလို့ရအောင်ဒီချမ်းအပြင်မှာဖြစ်ဖြစ်ကားလမ်းပြီးမှဖြစ်ဖြစ်ငါတို့နေဖို့တပင်တပင်ပြန်ဆိုင်ပေးရမယ်အပင်ကြီးက2ပေအရွယ်ကနေ9ပေအရွယ်လောက်ဆိုရတယ်စိုက်ပေးရမှာက6ပင်စိုက်ပေးရမယ်စိုက်မယ်ဆိုရင်ငါတို့အတိပေးပြီးမှစိုက်ရမယ်ငါတို့အတိမပေးပဲစိုက်ရင်နေရာဝင်ယူမဲ့ကောင်တွေကရှိတယ်ပြီးရင်ကျွတ်ချင်လွတ်ချင်တဲ့ဝိညာဉ်တွေကျွတ်ရအောင်ဘုန်းကြီးပြင်ပြီးဒါနပြုပေးရမယ်ဝိညာဉ်တစီတရေတွေမင်းရဲ့အနီးပတ်ဝန်းကျင်မှာရှိနေနိုင်တယ်ဆိုတော့ယုံကြည်ပြီးတော့စေတနာတသက်နဲ့နေရာဖန်တီးပြီးအလူဒါနပြုပေးရမယ်တည်တဲ့လူတွေရဲ့မိသားစုတွေလည်းတအားသွေးထောက်ပံ့ပေးရမယ်မင်းရဲ့စီးပွားရေးပြန်ကောင်းမှုမင်းကိုဝိုင်းဆောက်ချောက်ပေးလိုက်မယ်အဲ့ဒီလိုလုပ်ပေးလိုက်ရင်6လနှောက်ရှက်တာတွေမပြုတ်တော့ဘူးဆိုတာငါအာမခံတယ်ဒါဆိုအမြင်ဆုံးဆွဲရပေးပါမယ်ထို့သို့ပြောလိုက်ပြီးတဲ့နဲ့တစီမှတ်ကြီးကထွက်သွားတယ်ဒေါ်တင်ကြီးကလည်းကျန်းပြစ်ပေါ်မှာလဲကျသွားတယ်ဒေါ်တင်ကြီးကစားသောက်ဆိုင်မှာဟင်းမျိုးစုံချက်ရင်တောင်းယူထားတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဟင်းချက်လက်ရလည်းအလွန်ကောင်းလာပါတယ်တတိမိနေတဲ့ခိုင်မျိုးပိုင်ပြန်တတိရလာတဲ့မျိုးပဲဒေါ်တင်ကြီးလည်းတတိရလာအောင်ဝိုင်းပြီးတော့ပြုစုနေကြတယ်ဒါတွေပြီးတဲ့အခါမှာတစီမတ်ကြီးပြောသွားတဲ့အတိုင်းပဲပြိုးဖိချမ်းနေပြီးတော့တပ်ပင်တွေဝေယူပြီးကားလမ်းဘေးမှာအတိပေးပြီးဆက်ပြူလိုက်ကြတယ်ထို့နောက်ဘုန်းကြီး၅ပါးပင့်ပြီးတော့အလူတစ်ခုလောက်ကမကျွတ်မလွတ်သေးတဲ့ဝိညာဉ်တွေကိုလည်းအမျှပေးတာတို့ခေါ်စီလိုက်တယ်အဲ့ဒါတွေလုတ်ပြီးတဲ့နောက်မှာအားလုံးစိတ်ထဲမှာပုတ်ပါသွားကြတယ်စားတော့ဆိုင်အတွင်းမှာနေထိုင်ကြတဲ့ဝိညာဉ်တွေကလည်းတဝိုးတဝါနဲ့အကုန်လုံးပျောက်ကွယ်သွားကြတယ်စာရေးဆရာဧကမင်းရဲ့မြေချမ်းဆိုတဲ့ပရလောကဇလန်လေးကတော့ဒီမှာနေပြီးသွားပါပြီခင်ဗျာညလေတညာဖြစ်လေသည်လာရောင်ကတိတ်မရပေမဲ့ကျေရောင်စုံတွေရဲ့အလင်းရောင်တွေနဲ့အဲ့ဒီညလေးကအတန်ငယ်လေးလက်နေတယ်။ရွာလေးတွေ့ရမှာတော့လမ်းဘေးမှာရှိတဲ့လျှက်စစ်မီးရောင်တွေကတော့ထိုကျဲလင်းရောင်တွေထပ်ပို့ပြီးတော့လင်းလက်တောက်ပနေတယ်။အချိန်ကညတကောင်ရဲ့အချိန်တရွာလုံးလည်းအိမ်မိုးကျနေပြီးတော့တိတ်ဆိတ်ငြိမ်သက်နေတယ်။ထိုရွာလေးရဲ့ရွာအစွန်အိမ်လေးတစ်လုံးမှာတော့ဘိုက်ကလည်းနားလိုက်တာဒီချိန်ကြမှာကွာဆိုပြီးတော့ချက်ကြီးကညှင်းညူလိုက်မိတယ်။မထားလို့လည်းမဖြစ်ပြန်ဘိုက်ကလည်းတအားနာလာပြီဒီတော့မရတော့အဲ့ရကနေအလူလဲထားလိုက်ကခေါင်းရင်းမှာရှိတဲ့လက်နှိပ်တဲ့မီကိုစမ်းယူလိုက်တယ်အရေးတဲ့တက်မီကပျောက်နေသေးတယ်အရေးတဲ့အရာပေါ်ကွာဆိုပြီးတော့စိတ်ငြင်းငြင်းနဲ့ရှာလိုက်တော့မှခေါင်းအောင်အောင်နာမှာတက်မီကိုတွေ့လေတော့တယ်ဒီတော့ရွာတွေမှာတော့အိမ်သားကိုနောက်ဖေးခက်လန်လန်းမှသာဆောက်လေးရှိကြတယ်ချက်ကြီးလည်းအပြေးတစ်ပိုင်းလှမ်းကအိမ်သားစီရောက်တော့မှစိတ်ကိုဖြီးနိုင်တော့တယ်ချက်ကြီးတို့ရွာလေးကအင်ချင်90ကျော်လောက်သာရှိတဲ့ရွာလေးတစ်ရွာပင်ဖြစ်တယ်။ချက်ကြီးအိမ်ကရွာအရှိဖျားမှာရှိတယ်။တရွာလုံးကတော့အဆွေရည်မျိုးရည်မကင်းကြသူတွေဖြစ်ကြတယ်။လက်စာလေသမားရာသမားတွေကပေါ်ပါတယ်။ချက်ကြီးလည်းခဏအကြာမှာတော့ပေါ့ပါသွားကအိမ်သားတွေကနေထွက်လိုက်တယ်။ညာကြီးမိုးချုပ်ဆိုတော့ဓာတ်မီနဲ့ဟိုလိုဒီလိုလိုက်လံထိုးကြည့်မိတယ်။ရွာကလူတွေအားလုံးကတော့ဓာတ်တိတွေဖြစ်လေတော့ညာရေးညတာတခုတဝက်တွေကမရှိဘူး။မနက်ကလျှက်စစ်မီရထားတဲ့အတွက်ကြောင့်ရွာလမ်းမှာမီးရောင်တဝင်းဝင်းနဲ့မြင်နေရတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့နှကမ်းပြားစီကနေဘသူလဲဟဆိုပြီးတော့ရေကျူးမိလိုက်တယ်။လမ်းမဘက်ကနေဖြက်ခနဲ့အရေးတကူဖြတ်သွားတဲ့အတွက်ကြောင့်အော်သွားခြင်းတာဖြစ်တယ်။ဘာလို့လဲဆိုတော့ဒီအချိန်ကြီးမှာအချိန်မတော်ဘသူမှလမ်းမှာသွားမနေနိုင်ဘူးလို့ထင်လိုက်မိကြပါတယ်။တွေးလိုက်ရတာကဖြက်ခနဲ့ဆိုတော့သူပဲအမြင်မားတာလားဆိုတော့ဝေခွဲမရတော့ဘူး။အဲ့ဒီနောက်စိတ်ထင်တာပဲဖြစ်မှာပါလေဆိုပြီးတော့ဖြစ်တွေးလိုက်တယ်။ဒီလိုနဲ့အိမ်ကိုပြန်လာခဲ့တယ်။အဲ့ဒီနောက်ဖေးပေါက်ကနေတကောက်ဖွင့်လိုက်တဲ့အခါမှာမရတော့အဲ့ဒီအခါချက်ကြီးလဲဟင်တကားဖွင့်လို့မရတော့ပါလားဟာဆိုပြီးတော့ညှင်းယူလိုက်တယ်။နောက်မှတတိရတာအိမ်ပေါ်ကနေဆင်းလာတော့ကအပြေးဆင်းလာတာဆိုတော့အိမ်ရှိကနေဆင်းလာမှတွေးမိလိုက်တယ်။ငါလဲမိပြီ။နောက်ဖေးတကားပိတ်ထားတာပဲ။အိမ်ရှိကဆင်းလာတာကိုမေ့ပြီးတော့နောက်ဖေးတကားကိုဖွင့်ရတယ်လို့ဆိုကမိမိကိုမိမိအပြစ်တင်နေတော့တယ်။ချက်ကြီးလေအိမ်ရှိကိုရောက်တော့အမှတ်မထင်လမ်းပေါ်ရုတ်တရက်ကြည့်လိုက်မိတယ်။အမလေးဆိုပြီးတော့လန့်သွားကထောက်အောင်လိုက်မိတယ်။အကြောင်းကတော့သူ့အိမ်ရဲ့မျက်စောင်းထိုးလောက်မှာလူတယောက်လိုပုံသဏ္ဍာန်တစ်ခုကမတ်တရက်နေတာကိုရုတ်တရက်လှမ်းပြီးတော့တွေးလိုက်ရတဲ့အတွက်ကြောင့်ဖြစ်တယ်။ဟေးဘာတူလဲဘာလုပ်နေတာလဲ
ဆိုပြီးတော့စိတ်ကိုထိန်းကမေးကြည့်လိုက်တယ်တစ်ဖက်လူစီကတော့ဘာအတမ်းမှထွက်မလာခဲ့ဘူးဟုတ်ပါတယ်ဒါလူမလူအစ်စ်ပါဘာလို့များဘာမှပြန်ပြောတာပါလဲစိတ်ထဲကနေတွေးလိုက်မိတယ်ထိုရက်နေတဲ့လူနေရာမှာမီးအောင်ကတိတ်မရတာကြောင့်ဘယ်သူလဲဆိုတာကိုတော့တတဲကိုကိုမြင်မြင်အောင်ထိုသူကလည်းမလုံးမရှက်ပဲရက်နေတယ်ခဏကြာတော့ချက်ကြီးကလည်းအချိန်တွေသိရဖို့ဓာတ်မီနဲ့လှမ်းထိုးကြည့်လိုက်တဲ့အခါမှာအဲ့ဒီလူတွေးလိုက်မိတာဟင်မင်းကလေးတယောက်ပါလားဘယ်သူလဲဟာသူတွေးလိုက်ရတာမင်းကလေးတယောက်သူ့ကိုစစ်စိမ်းကြီးကဘာမှပြန်မပြောပဲမတ်တရက်နေချင်းသာဖြစ်တယ်ချက်ကြီးလည်းအသွေးသားတွေကနေသွေးကြောတွေထောင်ထလာကစက်သိမ်မွေလေးတွေအနည်းငယ်ထမိသွားတယ်ဒါပေမဲ့စိတ်ကိုပြန်စုစည်းပြီးတော့တွေးမိလိုက်တယ်ဒါအကြောင်းမဲတော့ဟုတ်ဟန်မတူဘယ်သူများလဲဆိုတာကိုတော့တွေးနေမိတယ်စောစောကမီထိုးကြည့်လိုက်တဲ့အခါမှာထမင်းကလေးကိုမြင်ဖူးတယ်လို့တော့ရှိမိသားလို့တွေးမိလိုက်တယ်နောက်တစ်ခါဓာတ်မီနဲ့ထပ်ထိုးကြည့်ရင်ကောင်းမလားအိမ်ထဲပဲပြန်ဝင်ပြီးရင်ကောင်းမလားဆိုတော့ချက်ကြီးကတွေးမရတော့ပါညဘက်ကြီးဆိုတော့လက်မိတာလည်းပါပါတယ်လေပြီးတော့ထုံမတက်ရက်နေတဲ့အမျိုးသမီးကလည်းဘာမှပြန်မပြောပဲဆက်စင်းရက်ကြည့်နေလေတော့သူလည်းဘာလို့ရမှမသိအဲ့ဒီအချိန်မှာထိုမျိုးသမီးထံကနေပြီးတော့ဇကားတန်တစ်ခုထွက်ပေါ်လာခဲ့တယ်ဟဲ့ချက်ကြီးငါလီဟာမိဝိုင်းလေနေမမိဘူးလားထိုမျိုးသမီးကထိုတို့စကားလမ်းပြောလိုက်တဲ့အခါမှာချက်ကြီးကအံ့ဩသွားခဲ့တယ်အဲ့ဒီတော့တွေးနေစဉ်းစားလာခဲ့တာဟာမိဝိုင်းအေးတိပြီနေရလဲဟာငါဘာတူလဲလို့ထိုအခါမှမမိသွားလေတော့တယ်မိဝိုင်းကသူတို့ရွာတွေရပဲဒါပေမဲ့တခြားမြို့မှာအလုပ်သွားလုပ်နေတာကြပြီဆိုတော့သူလဲရုတ်တရက်မမိဘူးချက်ကြီးကအဲ့ဒီလိုပြောလိုက်တဲ့အခါမှာမိဝိုင်းကဝမ်းနေတဲ့လေတံနဲ့အေးဟာငါလဲရွာမရောက်တာကြတော့နင်လဲမိနေမှာပေါ့ဒါနဲ့နေပါအောင်နင်ကအညကြီးအချိန်မတော်ဘာလုပ်နေတာလဲဟာအမေနေမကောင်းလို့သတင်းကြလို့ဟာညာနေချင်းထွက်လာခဲ့တာပြီးတော့ရွာလမ်းမှာဆိုပြီးတော့ပြောရင်းနဲ့မိဝိုင်းအတန်ကတိုးညင်းသွားတယ်စိတ်မကောင်းဖြစ်သွားတဲ့အမူအရာဒီတော့ချက်ကြီးကလည်းပြန်ပြီးတော့မေးလိုက်တယ်လမ်းမှာဘာဖြစ်လို့လဲဟာပြောစမ်းမအောင်ဒီလိုပါဟာလမ်းမှာဆိုင်ကလဲသွားလို့နည်းနည်းကြာသွားတာဟာဒါတော့မှကားတစ်စီးနဲ့ကြုံလိုက်ခဲ့ရလို့ဒီကိုရောက်လာတာထိုအခါချက်ကြီးကစိတ်မကောင်းတော့ဖြစ်သွားတယ်ဟုတ်တာမိဝိုင်းရဲ့အမေဖြစ်သူဒေါ်မီစိန်ကလည်းတော်တော်နေမကောင်းဖြစ်နေတာပဲလို့သတိရလိုက်တယ်ဒါနဲ့နင်ပြောတာဆိုင်ကမှောက်တာဟုတ်တာဘယ်လိုမှောက်တာလဲဘယ်လိုဖြစ်သွားတာလဲထားလိုက်ပါဟာဘာမှဖြစ်ပါဘူးငါအဆင်ပြေပါတယ်ချက်ကြီးကလည်းမိဝိုင်းကိုကြည့်ရင်လည်းတခုခုတော့ထူးခြားတယ်လို့မသိစေရနေခံစားမိလိုက်တယ်ဒါကြောင့်မိဝိုင်းဒီနားမှာမှောင်နေဟာဟိုနားမှာမီးအောင်ရှိတယ်လာဒါနဲ့နင့်အိမ်ငါလိုက်ပို့ပေးမယ်လေရပါတယ်ဟာလိုင်းပို့ပါနဲ့တော့ခဏနေငါသွားရတော့မှနင့်ကိုလည်းနှုတ်ဆက်တာမိဝိုင်းပုံစံကိုကြည့်ရတာ80 ASA နဲ့ဆိုတော့ချက်ကြီးလည်းစိတ်ထဲမှာတမျိုးတော့ဖြစ်လာတယ်ဒါနဲ့ပဲအရေးဆုံးပြီးမိဝိုင်းကိုတတိရှာလေးကြည့်လိုက်မိတဲ့အခါချက်ကြီးတယောက်မျက်လုံးပြူသွားရတယ်ကြည့်ရင်လည်းမိဝိုင်းနှစ်ဖူးအလေလောက်မှာသွေးတွေစိမ့်ကျလာတော့တွေ့လိုက်ရတယ်အဲ့ဒီတော့ချက်ကြီးလည်းဘာရင်မဟုတ်ကြိုးရိုးတွေကနေအေးဆက်လာပြီးတော့စက်သိန်းတွေကပြန်ထလာခဲ့တယ်မိဝိုင်းနင့်နှစ်ဖူးမှာသွေးတွေထွက်နေပါလားချက်ကြီးကအလန့်တကြားနဲ့အထစ်ထစ်ငေါငေါနဲ့ပြောလိုက်မိတယ်ထိုအခါမိဝိုင်းက80 ASA နဲ့ပဲအေးလေသွေးထွက်နေတာတော့ကြာပြီနင်ခုမှတွေ့ရလားဟုတ်တယ်ဘာဖြစ်လို့လဲအော်နင်ကလေလမ်းမှာဆိုင်ကယ်လဲမှောက်လာတာဆိုတော့သွေးတော့ထွက်မှာပေါ့ဟာဒါနဲ့နင်ဆိုင်ကယ်ရောဘာမှလဲနင်ကလည်းရှာရှည်လိုက်တာဟာငါစိတ်တူလာပြီငါသွားရမယ်မဟုတ်ဘူးလေဟာငါစိုးရင်လုံးမေးတာပါအေးလမ်းမှာငါဆိုင်ကယ်နဲ့ကားနဲ့ဝင်တိုက်တာဟေးသိပြီလားအဲ့ဒါကြောင့်ဆိုင်ကယ်ကလည်းမှောက်တယ်ငါနှစ်ဖူးကလည်းကွဲသွားတယ်ဆိုင်ကယ်ကယူလို့မရတော့လို့ကားကြုံနေလိုက်လာတာရှင်းပြီလားဆိုပြီးတော့မိဝိုင်းကပြောလိုက်တဲ့အခါမှာချက်ကြီးကအနှင်းငယ်ထိတ်လန့်သွားခဲ့ရတယ်ဆိုင်ကယ်နဲ့ကားနဲ့တိုက်တယ်လို့ပြောပြီးတော့ तू ကဘာမှဖြစ်မသွားဘူးလားဆိုတာတွေးရင်းနဲ့ချက်ကြီးကဦးဒီအသေးတွေပြောင်းပြန်လုံးလို့လို့ပဲနှစ်ဖူးမှလည်းအကွဲရာကြီးတွေးတွေကလည်းတစိမ့်စိမ့်နဲ့ကျနေတယ်ချက်ကြီးကလည်းကြည်နေမိဝိုင်းပုံစံတဖြည်းဖြည်းပြောင်းလာခဲ့တော့အမှတ်မထင်မြင်လိုက်ရတယ်စပွင့်တွေကဖွာလန်ကျဲလာပြီးတော့နှစ်ဖူးရဲ့အလဲမှာကွဲရကြီးကပို့ပြီးတော့ထင်ရှားလာတယ်ပြီးတော့တွေးတွေကလည်းတစ်စက်စက်နဲ့စိတ်ကြလာတာကိုပို့ပြီးတော့မြင်လိုက်ရတယ်ချက်ကြီးကလည်းဒါမျိုးသားတော့ဘူးဤကနာကတော့မိဝိုင်းကဆိုင်ကယ်မှောက်တော့ကဘာမှဖြစ်သွားခဲ့ပါလဲပြောမကောင်းဆိုမကောင်းတည်သွားပြီးငါ့ကိုလာချောက်နေတာလားလို့ပဲဆိုကချက်ကြီးခမညာကြောက်ပြီးတော့ဒူးတွေပါတုံချင်လာခဲ့တယ်
အဲ့ဒီအခါမှာပဲမိဝိုင်းထန်ကနေအတန်အော်ကြီးကထွက်ပေါ်လာခဲ့တယ်ချက်ကြီးရဲ့နေရကြောက်တက်လိုက်တာကဲငါသွားတော့မယ်အမေစောင့်နေတယ်ဟာအဲ့လိုပြောအပြီးမှပဲမိဝိုင်းကဖြက်ခနဲ့ပျောက်ကွယ်သွားတယ်ဟင်ဘယ်ရောက်သွားတာလဲဟာဆိုပြီးတော့ပြောလိုက်မိကအလက်နကြားနဲ့ဖြစ်သွားတယ်ချက်ကြီးကလည်းအခုမှအံ့ဩနေတာဘာမှလုပ်ရမှမသိတော့ခဏအကြာမှာမိဝိုင်းတို့အိမ်ဘက်ကနေဆွဆွငွငင်ဦးလိုက်တဲ့ခွေးဥတောင်ရုတ်တရက်ကြားလိုက်ရတဲ့အခါမှာတော့ဒါဆိုသိကြပါပြီငါ့မိဝိုင်းလက်ချောက်သွားတာလားမသိဘူးဖះကန်ကြီးပြီလို့ပေါ့ဒါဆိုမိဝိုင်းကဘာဖြစ်လာတာလဲမသိဘူးလို့တွေးလိုက်ကချက်ကြီးတရားလက်လာပြီးတော့အသေးတွေတုံလာကအိမ်မောအတင်းတက်ပြီးပတိတကုန်းကိုလေမှာဆွဲပြီးတော့ကြောက်နဲ့ပြန်အိတ်ခဲ့ရတယ်မျက်လုံးထဲမြင်နေရတာကမိဝိုင်းရဲ့သွေးတွေစိတ်ကြနေတဲ့မျက်နှာကြီးကိုအဲ့ဒီအချိန်မှာပဲမိဝိုင်းအမိဖြစ်သူဒုံမိစိန်ရဲ့အိမ်မှာတော့အဲ့ဒီညမှာဒုံမိစိန်တယောက်အိပ်ပျော်နေနေနားထဲမှာခေါ်တန်းလို့တက်ကိုကြားမိလိုက်တယ်အဲ့ဒါနဲ့ပဲဒုံမိစိန်ကလွတ်တော်သွားခဲ့တာဒုံမိစိန်လည်းအိယာတဲကနေအလူလေးထားလိုက်ပြီးတော့ဘာမှမသိပဲနဲ့တော့ဟိုကြီးဒီကြီးလိုက်ကြည့်နေမိတယ်စိတ်ထဲမှာလည်းငါ့ကိုခေါ်နေတာဘာလို့လဲလို့တွေးနေမိတယ်ခွေးဥတန်နေရလဲတစ်ချက်တော့ကြားနေရတယ်အဲ့ဒါကြောင့်စက်သိန်းတွေကအလိုထမိလာတယ်သူ့နာမည်ကိုခေါ်နေတာမဟုတ်ပင်မဲ့တစုံတယောက်ကသူ့ကိုခေါ်နေမှန်းတော့သိလိုက်ရတယ်အဲ့ဒီအချိန်မှာရေစာလာခဲ့တဲ့အတွက်ကြောင့်ရေခဏထားတောက်လိုက်တယ်အတန်တခုကနားထဲကိုတိုးဝင်လာခဲ့တယ်အတန်ကအရှာအကော်ကွယ်မပြင်းမပြင်းအတန်နဲ့စိတ်ထဲမှာလည်းစက်သိန်းထားတယ်လို့တမျိုးတော့ဖြစ်မိသွားတယ်တေချာနားတော့ကြည့်လိုက်တော့ခေါ်နေတဲ့အတန်ကိုတော့ကြားရတယ်ဘလို့ခေါ်နေလဲဆိုတာတော့တေချာမကြားရအောင်တူညင်းအလုတ်တန်အရှာပဲကြားနေရတယ်အဲ့ဒီတော့ဒေါ်မီစိန်လဲဟိုဒီလိုက်ကြည့်မိတဲ့အခါမှာအိမ်ရှိမှာရိတ်ခနဲ့လူရိတ်လိုတွေးလိုက်ရတယ်သူ့အိမ်ရှိကတကားမရှိပေမဲ့တန်စကားကာထားတော့အိမ်ရှိကိုမြင်နေရလေဟင်ဘာလို့လဲမသိဘူးဆိုပြီးတော့အိမ်ရှိကိုထွက်ကကြည့်လိုက်မိတယ်ဒါပေမဲ့ဘယ်သူမှရှိမနေခဲ့ဘူးစိတ်ထင်တာများလားလို့လည်းတွေးမိလိုက်တယ်သူတို့အိမ်ရှိမှာတက်တိုင်နဲ့နီးတဲ့အတွက်ကြောင့်အလင်းအောင်ကောင်းမြင်နေရတယ်အဲ့ဒီတော့ပတ်ဝန်းကျင်သေချာလေးမြင်ရတယ်တူဦးနဲ့ဦးတဲ့ခွေးဥတန်နေစက်တိုက်ထွက်ပေါ်လာခဲ့တယ်ဒုံမိစိန်ကလည်းခွေးဥတန်နေရုတ်တရက်ကြားလိုက်တဲ့အခါမှာစက်သိမ်မွေးတွေကအနှင်းငယ်ထမိသွားတယ်ဒီခွေးတွေကလည်းဦးလိုက်တာဆိုပြီးတော့ညဉ်းညူမိလိုက်သေးတယ်ဟင်ဘာလို့လဲအရေးလိုပုံသဏ္ဍာန်တစ်ခုကိုမျက်လုံးနဲ့ဖြက်ခနဲ့လမ်းတွေးလိုက်ရတဲ့အခါမှာဒုံမိစိန်ကလှမ်းမေးကြည့်လိုက်တယ်အင်းရှိကဖြစ်သွားတဲ့အတွက်ကြောင့်အရေးတစ်ခုခွေးတွေကကြည့်ပြီးတော့ဦးနေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့ကြောရိုထဲစိတ်သွားကစက်သိမ်တွေထပြီးတော့အိမ်ထဲကိုပြန်ဝင်နေလိုက်တယ်ပြီးရင်ဖျားစတွေကိုလည်းစက်တိုက်ရွတ်နေလိုက်တယ်မနေ့ရောက်တဲ့အခါမှသာအကြောင်းစုံသိလိုက်ရတာလမ်းတစ်လမ်းမှာဆိုင်ကယ်နဲ့ကားနဲ့မျက်နှာကြည့်ဆိုင်ဝင်တိုက်တဲ့တဲ့တေဆုံးသူကသူတို့ရွာမှာမိဝိုင်းဖြစ်နေတယ်ဒီလိုကြားလိုက်ရတဲ့အခါမိဝိုင်းအမေကလည်းငုံမဆုံးချက်ကြီးမှလည်းစိတ်မကောင်းဖြစ်နေတော့တယ်ချက်ကြီးရဲ့စိတ်ထဲမှာတော့တွေးနေမိတာကညာတွေ့ခဲ့တာမိဝိုင်းရဲ့ဝိညာဉ်ပေါ့ဒါဆိုမိဝိုင်းကအစိမ့်သေးလေအဲ့လိုတွေးနေမိဝိုင်းရဲ့မျက်နှာကိုမျက်လုံးတွေကနေဖျောက်လို့မရတော့ချက်ကြီးကတော့အဲ့ဒီအကြောင်းဘသူ့အမှာတော့ပြန်မပြောဖြစ်ဘူးပြန်ပြောနေရင်လည်းအားလုံးကစိတ်မကောင်းဖြစ်ရမယ်လေမိဝိုင်းအာတူပါရက်လေအထိတော့ဘလူချလို့မှုမျိုးမှမကြုံခဲ့ရအောင်ဒါပေမဲ့ဖုန်ကြီးစုံကလုတ်ပြီးတဲ့ညမှာတော့တအိမ်လုံးအမွှေးနှမ်းတာတွေကိုရလိုက်ကြတယ်ပြီးတော့အိမ်ပေါ်ကနေတစုံတယောက်ဆင်းသွားတဲ့ခြေတံတွေကိုတေချာကြားလိုက်ရတယ်ဒုံမိစိန်ကတော့ငါသမီးလေးကောင်းမွန်တဲ့ဘဝမှာပျော်နေပါစေတော့လို့ဆုတောင်းလိုက်ပါတော့တယ်စာရေးသူလင်းဆက်ရာရေးသားထားတဲ့အစိမ့်သိမိဝိုင်းဆိုတဲ့ဇာတ်လမ်းလေးကတော့ပြီးဆုံးသွားပါပြီခင်ဗျာကျုပ်ကိုရွာဦးကျောင်းကဘာဖုံးကြီးကခေါ်ခိုင်းနေဆိုပြီးတော့ကပ်ပြကြီးကလောက်ခေါ်ရဲဗျကျုပ်လည်းကြပြကြရနဲ့လိုက်သွားတယ်ဟိုရောက်တော့ဘာဖုံးကြီးကကြိုက်ထူမျိုးကသူ့ရဲ့တငယ်ချင်းဆရာတော်ကြီးဥခေမှာပြန်လွန်တော်မူလို့ဆိုပြီးတော့ကျုပ်ကပါလိုက်ခဲ့ဖို့ပြောတယ်ဗျကျုပ်ကငငယ်ထဲကဘာဖုံးကြီးခီးသွားရင်အမြဲတမ်းလိုက်ပါရင်းနဲ့ဆရာတော်ကြီးရဲ့ဝေယဝေးစားကိစ္စတွေပြုစုနေတဲ့အတွက်ကြောင့်ခီးသွားမှုခေါ်တာဗျကျုပ်လည်းခီးမထွက်တာအတော်ကြာပြီလေဒါကြောင့်ဘာဖုံးကြီးနဲ့လိုက်ခဲ့ပါမယ်ဆိုပြီးတော့ပြောခဲ့လိုက်တယ်ဗျနောက်နေ့မနက်မှာတော့ဆက်လင်နဲ့ဘာဖုံးကြီးနဲ့အတူကပ္ပယကြီးရဲ့ကျုပ်ရဲ့ဆရာတစ်ပည့်3ယောက်ခီးထွက်ခဲ့ကြတယ်ဗျကြိုက်ထုံမျိုးကိုတင်မောတတန်ကားတတန်နဲ့ခရီး3ညကြာတယ်ဗျရွာမီကတော့ကျွန်းကြီးရွာတဲ့ကရင်ဗမာမွန်လူမျိုးအများစုနေထိုင်တဲ့ရွာကြီးတစ်ရွာဖြစ်တယ်ဗျအင်ဂျီကလည်းထောင်ကျော်ရှိတယ်ကျုပ်တို့ရောက်တော့ရွာလူတွေကကြိုဆိုကြတယ်ဗျကျောင်းကြီးကကျွန်းနိုင်ကြီးတွေမှာအကြီးကြီးပဲဗျလူနှစ်ဖက်စာလောက်ရှိတယ်ဗျ
ကျောင်းကြီးကရှေးဟောင်းကျောင်းကြီးဖြစ်တဲ့အပြင်တန်ဃာတော်က9ပါးပဲရှိတယ်အသက်ကြီးတဲ့ရဟန်းကြီးတွေပဲတပါးကျောင်းလေးတွေနဲ့နေကြတယ်ဗျဆရာတော်ကြီးဥခေမှာနေခဲ့တဲ့ကျောင်းကြီးကကျွန်းနိုင်ကြီးတွေနဲ့ဆောက်ထားတဲ့တစ်သားကျောင်းကြီးဗျရေနံကြီးတွေတုတ်ထားတာကြောင့်မင်းနဲ့နေတာပဲဗျကျန်းတိုက်ထားတာလည်းပြောင်လက်နေတာကပ္ပယကြီးတယောက်ထမင်းချက်ဟင်းချက်အနေနဲ့တော့ရှိရဲ့ဗျအသက်ကတော့50နီးပါးလောက်ရှိမယ်ကပ္ပယကြီးရဲ့နာမည်ကတော့ဖတ်တီလို့ခေါ်တယ်ဗျကရင်လူမျိုးဖြစ်တဲ့အပြင်သဘောကတော့အလွန်ကောင်းတယ်ဗျစားရေးတောက်ရေးကိုသူပဲစီစဉ်ပေးတာဗျဆရာတော်ကြီးဥခေမှာအသက်တော်85နှစ်ဝါတော်က33ဝါနဲ့ပြင်လုံတော်မူသွားတာဗျဆရာတော်ကြီးဥခေမာရဲ့ဇာပနာကိုမိတိကျုပ်ပေးပြီးတော့ကျုပ်တို့လည်းကျွန်းကြီးရွာမှာ9ရက်လောက်နေပြီးပြန်ခဲ့တယ်ဗျရွာရောက်ပြီး2လလောက်ကြာတဲ့အခါမှာတော့ကျွန်းကြီးရွာကကပ္ပယကြီးဖတ်တီရကျုပ်တို့ရွာရောက်လာခဲ့တယ်ဗျဘာဘုန်းကြီးခေါ်တယ်ဆိုလို့ကြောင်းအောင်လိုက်သွားတော့ကပ္ပယကြီးဖတ်တီကိုကျုပ်တွေ့ရတော့ဝမ်းသာသွားတာပေါ့ဗျာရွာအလေးလာတာထင်လို့ပြီးကြမှာမဟုတ်ဘူးဗျစိတ်မကောင်းစရာသတင်းဆိုးတစ်ခုပါလာတယ်အဲ့ဒါကတော့ပြင်လုံတော်မူသွားတဲ့ဆရာတော်ကြီးဥခေမာကျောင်းအောင်စိတ်ဆွဲပြီးတော့ဘုန်းကြီးတစ်စီဘွားတို့ရောက်နေတဲ့အကြောင်းကိုပြောပြရဲဗျကျုပ်တို့လည်းစိတ်မကောင်းစွာနဲ့ဘယ်လိုဖြစ်ရတာလဲမေးလိုက်တော့ဆရာတော်ကြီးဥခေမာဇာပနာပြီးတော့ဖြူဘက်ကဦးစင်းလေးအာစရကိုကျောင်းထိုင်ဖို့ရမီရဖတွေနဲ့ပြင်လာခဲ့တဲ့ညကစပြီးဖြစ်တာတဲ့ဆရာတော်ကြီးဥခေမာသတင်းသုံးခဲ့တဲ့အခန်းမှာကျောင်းထိုင်ဘုန်းကြီးအသစ်ဖြစ်တဲ့ဦးအာစရကိုနေရာထိုင်ခင်းစီစဉ်ပြီးတော့ည7 နာရီကျတော့ဦးအာစရကိုဂရင်ပေါ်ကနေဆွဲချပြီးအခန်းဝါကဖနှက်ချွတ်တဲ့နေရာမှာထားလိုက်တယ်တဲ့ပြီးတော့လူမတွေ့ရဘဲနဲ့တော့ဇင်းချက်မှာတွာလာနေတာခြေတံတွေကတစ်ဖြက်ဖြက်နဲ့တစ်သားကြောင်ကြီးဆိုတော့ထိတ်ကချိန်နေလိုက်တာနဲ့အစုံကတိတာနေတာခြေတံခက်ပြပြင်းနဲ့ကိုတွားနေတာတဲ့ဟိမနက်4 နာရီဆိုတစ်သားကြောင်ကြီးမှာဆရာတော်ကြီးဥခေမှာတက်ရှိထင်စားရှိနေစဉ်တော့တပြက်စီလှဲနေတာလူကတော့မတွေ့ရပဲတဲတွေဖုန်တွေကတထောင်းထောင်းနေတဲ့ညနေ9 နာရီလောက်ဆိုဆရာတော်ကြီးဥခေမှာသတင်းသုံးခဲ့တဲ့အခန်းထဲကနေတစ်သားအကာတွေလက်နဲ့ကုတ်ချစ်နေတာတဲ့ကွာတပြည့်ပြည့်ဆိုတဲ့အတန်ကြီးကိုကြေးလောင်သာကြားနေရတယ်တဲ့ကျောင်းနိုင်ဘုံရင်အစ်စ်လေအသေးတန်နာမကျန်းဖြစ်ပြီးတော့အလူးလက်ခံနေရတယ်တဲ့အဲ့ဒီကျောင်းထပ်သွားမှသာတက်တာသွားရဲတဲ့အဲ့ဒီလိုနဲ့2 လအတွင်းမှာအမျိုးမျိုးအနေနဲ့မှာရှိတဲ့ကျောင်းနိုင်ဘုံကြီးတွေကိုပြင်လာတာ9 ပါးလောက်ရှိမယ်ဒီညနေရောက်နောက်နေ့မနက်မဖြစ်ဘူးဆိုပြီးတော့ပြန်ကြွတာကြတယ်နောက်ဆိုနေ့ခင်ဘက်တောင်ကျောင်းမို့အတက်မခံတော့ဘူးတဲ့မမြင်ရတဲ့နေရာကနေတဝုံတိုင်းတိုင်းနဲ့ပြေးလာတာအုံဒီ6ကြီးတွေနဲ့လိတ်လာတာဒါကြောင့်ရွာလူတွေကပရတော်ကဆရာတွေပင့်ပြီးတော့လုတ်ခိုင်းတာဆရာတွေလီးကောနဲ့ပြစ်လို့တဲ့ဟေးလူမတွေ့ရပဲလောက်စလုံးတွေလက်လက်ထိလို့ထွက်ပြေးရတယ်ဘလူးမမရတဲ့အစုံအရှင်ဖျားစီကနေအကြံဉာဏ်လာတောင်းခံတာပါဗျာဘာဖုံကြီးလဲသူ့ရဲ့တငယ်ချင်းရဲ့တည်င်းကိုကြားရပြီးတော့စိတ်မကောင်းဖြစ်နေတယ်ဗျညှိုးငယ်တဲ့မျက်နှာလေးနဲ့မပူပါနဲ့ကပ္ပယကြီးဘာဖုံကြီးကြွလာပြီးတော့ဆောင်ရွက်ပေးပါမယ်တဲ့ဆရာတော်ကြီးကကျုပ်ဖတ်တီနဲ့လိုက်သွားလိုက်ငါကတော့ရေကျော်ရွာကအသက်တော်ရှိဆရာတော်ကြီးကိုပြင်ပြီးတော့နောက်ကနေလိုက်ခဲ့မယ်တဲ့ဟိုရောက်ရင်ဆရာတော်ကြီးနဲ့ဖပုံကြီးတို့မကြွလာမချင်းအချင်းတွေကိုထိန်းထားဖို့နဲ့တခြားသူတွေအထက်လန်းဆရာတွေဘာတွေနဲ့မလုပ်ဖို့မှားလိုက်တယ်ဗျကျုပ်လည်းဖတ်တီနဲ့လိုက်သွားပြီးတော့ကျွန်းကြီးရွာကိုရောက်လာတော့ကျောင်းဝမှာလူတွေကအုံနေတယ်ဗျဘာလို့လဲဆိုပြီးကြည့်လိုက်တော့ဟာဗျာကျုပ်တို့ခြေတလန်းနောက်ကျသွားတယ်ဗျဘာလို့လဲဆိုတော့ရွာမှာရှိတဲ့ဂောဘကတွေကမွန်ပြောကကုဆိုတဲ့ဆရာတယောက်နဲ့ကျောင်းဝမှာပွဲပေးပြီးတော့အစီရင်လုပ်နေတယ်အားဗျမွန်ဆရာကြီးကကတော့ပွဲကငှက်ပြောသည့်အစိမ်းတစ်လုံးဖြုတ်လိုက်ပြီးတော့မနန်တပုတ်ကိုကျွတ်လိုက်တယ်အုံးဆိုတဲ့အတန်ကြီးနဲ့အတူမီလုံးကြီးကအလေးလေးကောင်းကင်ပေါ်တက်သွားတယ်ဗျအမလေးဖျားနွားဖြူကြီးဂျိုးကြီးနှစ်ဖာကကားနဲ့နွားကြောနွားလာကြီးဗျအဲ့ဒီနွားကြီးကတစ်သားချောင်းပေါ်ပြစ်တက်သွားတယ်ကျောင်းကြီးပေါ်လဲရောက်ရောတအုံးတိုင်းတိုင်းနဲ့အတန်ကြီးဆူညံနေလို့ပြို့နိုင်ဝက်လောက်နေတော့တဖုံဖုံဆိုတဲ့အတန်နဲ့အတူလက်ဝါရိုက်တန်ကြီးကမိုးချင်းသလိုပေါ်ထွက်လာခဲ့တယ်ခဏအကြာမှာတော့ဂျိုဒီကျိုးပဲ့နေတဲ့နွားရုပ်ကြီးတစ်ခုကတော့ပွဲမှာမီးလောင်နေတာတွေ့လိုက်ရတယ်မွန်ဆရာကြီးလည်းပူတယ်ဆိုပြီးတော့လူအုပ်ကြားကနေထွက်ပြေးသွားတယ်ဗျကျုပ်လည်းဖတ်ထီနဲ့အတူထမင်းချက်ဆောင်မှနေပြီးတော့အချင်းကြီးစောင့်ကြည့်နေတယ်ညနေ9 နာရီလေးရောက်ရောကျောင်းပင်းပေါက်တကားကြီးကလီမတိုက်ပင်နေတော့ပိတ်လိုက်ဖွင့်လိုက်နဲ့ဖြစ်နေတယ်ဗျဇင်းချက်မှာသွားနေတဲ့ခြေတံတွေကလည်းတစ်သားချောင်းကြီးပေါ်မှာတစ်ဖြက်ဖြက်နဲ့ကြားနေရတယ်ဗျအခန်းတွေကလက်တင်နဲ့ကုတ်ချစ်တဲ့အတန်တွေကလည်းထွက်နေတယ်ဗျအဲ့လိုမျိုးအတန်တွေကိုအတိုင်းသားကြားနေရတဲ့အတွက်ကြောင့်ထမင်းချက်ဆောင်ကနေကျုပ်လှမ်းကြည့်လိုက်တဲ့အခါမှာအမလီဖျားကျုပ်ပါဇက်ကဖျားပါတသွားရတယ်ဗျအင်းတော်ကြီးရဲ့အစွမ်းကြောင့်ဖုန်ကြီးဥခေမှာကျုပ်မြင်ရတာဗျအရေးကြီးက16 တောင်လောက်ရှိတယ်ဗျတင်ကန်းအဝါကြီးကိုခေါင်းကနေခြုံထားတာမတက်ကြီးရက်နေတယ်ဗျကျုပ်ဘက်ကိုကြိုးပေးပြီးတော့ရက်နေတာစိတ်မကောင်းလိုက်တာဗျာမကြောက်တတ်တဲ့ကျုပ်တောင်အသားတွေတစ်ဆက်ဆက်တုံနေပြီးတော့ကြောကုန်းကိုအတထောင်နဲ့တပြိုင်နဲ့ထိုးနေလို့ခံစားရတယ်ဗျခြေပြားလက်ဖြားတွေပါအေးဆက်လာပြီးတော့တာမန်တစ်ချိန်မှမတွေ့ဘူးတဲ့လူသားမြင်လိုက်ရရင်မြင်တဲ့နေရာမှာနှလုံးရက်ပြီးတော့တည်သွားနိုင်တယ်ဗျမနေ့ကျတော့ရီကျော်ဆရာတော်ကြီးနဲ့အတူဘဘုံကြီးလည်းကြွလာတယ်ပြီးတော့ဆရာကြီးဥယျာဉ်သိန်းလည်းပါလာတယ်ဗျ
ကျုပ်ကိုအချိန်နေပြီးတော့ညကမြင်ခဲ့တဲ့အကြောင်းကိုရှောက်ပြလိုက်တယ်ဆရာတော်ကြီးနဲ့ဗကြီးဖုန်ကြီးလည်းစိတ်မကောင်းဖြစ်သွားရတယ်ပြီးတော့ရေကျော်ဆရာတော်ကြီးကမိတ်နေဗျကျောင်းချန်ထဲမှာယာယီဝါကျောင်းလေးဆောက်ပြီးတော့9ရက်ကိုတက်တက်လို့စားပြီးအာနန္ဒာနေရတုတ်ကိုရေကျော်ဆရာတော်ကြီးကိုယ်တိုင်ရုပ်ဖတ်တယ်ဗျ6ရက်နေ့ရောက်တော့မြစ်တာပို့တယ်9ရက်နေ့ရောက်တော့ကျောင်းလီကောင်းဝါမှာရေကျော်ဆရာတော်ကြီးကိုယ်တိုင်နောက်ပါယဟန်28ပါနဲ့ကမဝါကို3ချိန်တိုင်ရုပ်ဖတ်တယ်ဗျကမဝါစာ3ချိန်ပြီးတော့နောက်ပါယဟန်တော်တွေကတာတု3ချိန်ခေါ်တယ်ဗျထူးဆန်းတာတာတုခေါ်တဲ့အတန်တစ်ခုတည်းရတာဘုန်းကြီးဥခေမာအတန်နဲ့ခွန်နေချင်းသာဖြစ်တယ်အတန်ဆုံးနိုင်တဲ့ပြိုင်နဲ့ဘုန်းကြီးဥခေမာရဲ့တစ်သားကျောင်းကတင်ကြီးကလည်းသူ့လိုပြိုကျပျက်စီးသွားတယ်ဗျအဲ့အခါမှာလူပရိသတ်တွေနဲ့ရဟန်းပရိသတ်တွေကိုရေကျော်ဆရာတော်ကြီးကမစိုးရင်ကြပါနဲ့ကျောင်းအောင်ဆွဲနေတဲ့ဘုန်းကြီးဥခေမာကျွတ်လွတ်ပြီးတော့ကောင်းမွန်တဲ့ဘုံဘွားကိုရောက်ရှိသွားပါပြီလို့မိန့်ကြားခဲ့တယ်ဗျကျောင်းသို့ဆွဲတော့ဘုန်းကြီးတစီဆိုတဲ့ဇလန်လေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီခင်ဗျာအချိန်ကတကူးကုံလို့ကစုံပြောင်းခဲ့ပြီဒီအချိန်ဆိုမိုးလေးတစ်ခိုက်နဲ့ဖြိုက်စတင်ရွာခဲ့ပြီဆိုတာနဲ့ကျုပ်တို့ကာလသားတွေမဖြစ်မနေလုံနေကြအလုပ်တစ်ခုကကျော်ဆန်ကွေးလိုက်ရိုက်တာပဲကျော်ဆန်ကွေးဆိုတာလှဲလန်းချောင်းလိုနေရာဖုံတွေတဲတွေထဲမှာဝတ်နေတတ်တဲ့စားဖားသေးသေးလေးတွေကိုခေါ်တာဒါကကျုပ်တို့ဒေသအခေါ်ပါတခြားဒေသတွေမှာတော့ဘယ်လိုခေါ်လဲဆိုတာတော့မပြောတတ်ဘူးကျုပ်တို့ရုပ်ဝင်မှာတော့ဒီအချိန်ရာသီဟာကျော်ဆန်ကွေးနဲ့ကိုတင်မောင်ရဲ့မိတော်အရက်ဆိုတာလိုက်ဖက်ဆုံးပဲကျုပ်အနေနဲ့တော့ဒီအတွဲကိုနှက်ဖက်တဲ့ဇုံတွေလို့တောင်တင်စားချင်သေးတာဗျရာသီစာလို့လည်းခေါ်ရင်လည်းရမယ်ထင်တယ်ထားပါတော့ဒီထက်မကဆက်ပြိုနေလူရင်းစီကိုရောက်မှမထင်တော့ကျုပ်ပြောမယ်ဇက်လန်စီကိုပဲသွားကြရအောင်အခုညနေမိုးလင်းနေကြထားတာမို့လို့ကျုပ်နဲ့ဖိုးအေးတို့ကျော်ဆန်ကွေးရိုက်ဖို့တိုင်ပင်ထားကြတယ်ပြီးရင်ရတဲ့ဟာကိုတင်မောင်ရဲ့အရက်ဆိုင်စီသွားသွင်းကြမယ်ကျော်ဆန်ကွေးဆိုရင်အထက်ကပြောခဲ့တယ်မျိုးပဲအရက်သမားတို့ကအရန်ကြိုက်ကြတယ်ဒီတော့ကိုတင်မောင်ကဈေးကောင်းပေးပြီးတော့ဝဲတာနည်းနည်းမှောက်ရင်ပြိုးတာနဲ့ကျုပ်ကညနေစာစားပြီးတာနဲ့ဓက်မီနဲ့ပလိုင်းယူပြီးတော့ဖိုးအေးရဲ့အိမ်ကိုထွက်လာခဲ့တယ်ဖိုးအေးရဲ့အိမ်ကိုရောက်တော့သူလည်းထမင်းစားပြီးလို့ပလိုင်းလွယ်ကအဆင်သင့်ဖြစ်နေပြီဖိုးအေးကိုခေါ်ပြီးတော့သူ့အိမ်ကနေကျုပ်တို့ဆက်ထွက်လာခဲ့ကြတယ်ရွာလေပိုင်းကိုရောက်တော့ဖိုးအေးရောကျုပ်ရောဆေးလေးဖွာချင်လာတယ်နှစ်ယောက်စလုံးကထမင်းစားပြီးခါစားမှုဂရင်းနေရချင်လာတယ်လေဒါနဲ့ပဲပိတ်လူပိတ်ခင်ဖြစ်နေတဲ့ကိုပါတိုးတို့ကုံစုံဆိုင်ကနေဆေးလေးဝယ်ပြီးတော့တယောက်တစ်ဖွာရှိုက်လို့ရွာပြင်ထွက်လာခဲ့ကြတယ်ရွာအပြင်လေကွင်းဆက်ကိုရောက်တော့ညအမောင်ကတော်တော်တဲနေပြီမြရတော့ဘက်သွားကြမလားဖိုးအေးကပြောလာတယ်ကျုပ်ကတစ်ချက်တွေးကြည့်တော့သူပြောတဲ့နေရာကအကွက်ကွင်းကြတယ်အင်းကောင်းတယ်အဲ့ဒီဘက်ကဖုန်ထူတော့အခုလိုမိုးကြတဲ့အချိန်နဲ့ဆိုသူတို့တွေဝင်နေကြမှာပဲကျုပ်တို့နှစ်ယောက်ကတက်ကြွတဲ့ခြေလမ်းတွေနဲ့လှမ်းလာခဲ့ကြတယ်လှဲလန်းကြောင်အတိုင်းသွားတာဆိုတော့လမ်းမတွေ့တဲ့အကောင်လေးတွေကိုလည်းရိုက်ခဲ့ကြတယ်ကျုပ်တို့မြရတောစီကိုရောက်တော့ဖိုးအေးစီမာရောကျုပ်စီမာရောကျော်ဆန်ကွေးလေးတွေကအကောင်20လောက်ရနေကြပြီကျုပ်တို့ထင်တဲ့အတိုင်းပဲမြရတောစီမှာကျော်ဆန်ကွေးလေးတွေကတော်တော်များများဝင်နေကြတယ်ကျုပ်တို့နှစ်ယောက်လည်းဝမ်းသာအာရနဲ့လူချင်းခွဲပြီးတော့လိုက်ရိုက်ကြတယ်ခဏအတွင်းမှာပဲမြရတောစီမှာကျော်ဆန်ကွေးတွေကုန်တလောက်ဖြစ်သွားကြတယ်ပလိုင်းထဲမှာလည်းအလေးချိန်ဟာတိတိတသားလေးကိုတိုးလာခဲ့တယ်ဒီကွင်းတော့ကုန်ပြီဘယ်ဆက်သွားကြမလဲကျုပ်ကဖိုးအေးကိုမေးလိုက်တာပြောရရင် तू ကကြောက်ထက်ပို့ပြီးတော့အကွက်ကွင်ကိုပို့တိတယ်လေဒီကနေမကြီးတန်းဘက်သွားကြမယ်မကြီးတန်းဘက်မှာရိုက်ပြီးခဏနာမယ်ပြီးရင်တော့ညနေပြီဆိုရင်တော့အင်းဆောင်ဘက်ဖားကြီးတွေထွက်မလာလို့တစ်ချက်လောက်ပကြည့်ကြတော့ဗောအင်းကောင်းတယ်သွားကြစို့ပွဲဦးအထွက်ကောင်းထားတာမို့လို့နှစ်ယောက်သားခြေလမ်းတွေကတွတ်နေကြတယ်မကြီးတန်းနဲ့မြရတော့ကမျက်ခင်ဆက်ကိုဖျက်ပြီးတခေါ်တတာတော့သွားရတာမို့လို့ကျုပ်တို့နှစ်ယောက်လမ်းသွားရင်းနဲ့ကျော်ဆန်ကွေးတွေကိုကြည့်စရာမလိုတော့ဟာတို့ထက်ကြိုရောက်နေတဲ့သူတွေရှိတာပဲခင်နယ်လေးတစ်ခုကိုလုံပြီးချိန်မှာတော့မကြီးတန်းစီမှာတက်မီရောင်တွေတဝင်းဝင်းနဲ့လှမ်းတွေးလိုက်တာမို့ကျုပ်ကရေရွတ်လိုက်တယ်ဖိုးအေးကခြေလမ်းတွေကိုရက်ပြီးတော့တစ်ချက်လှမ်းကြည့်ရင်လည်းတွေးနေတယ်ဒီကွင်းကလူတွေရောက်နေပြီဆိုတော့တခြားကွင်းရှာကြည့်ပါအောင်ဖိုးအေးကစီကန်ကပ်ပြီးတော့တိုနေပြီဖြစ်တဲ့ဆေးလိပ်တူကိုလွှင့်ပစ်လိုက်တယ်ပြီးတော့ဂျိုးကြကွင်းတစ်ကွင်းတော့ကြံသေးတယ်ဖိုးအေးပြောတဲ့ဂျိုးကြကွင်းကတကယ်လဲအကွက်ကွင်းကြပါတယ်ဒါပေမဲ့တွားရမှာတော့အတော်လှမ်းနေရဲ့ဗျနည်းနည်းဝေးနေမလားလို့အင်းလေဝေးတဲ့ဆိုပေမဲ့အခုချိန်အဲ့ဒီဘက်မှာဘယ်သူမှမရှိသေးတော့ဘူးပြီးတော့အခုရထောင်ရလောင်းနေတော့ကိုဖိုးကျော်ကြီးတွားသွင်းလို့ကတော့ဘာမှရမှာမဟုတ်ဘူးလေဖိုးအေးပြောတာလဲဟုတ်ပြီရဲ့အခုရထောင်တလောင်းနဲ့ကိုတင်မောင်ကြီးတွားသွင်းလို့ကတော့ကျုပ်တို့အရင်ကတောက်ထားတဲ့အရက်ဖိုးတောင်ကြည့်မယ်မထင်ဘူးအင်းလေတွားကြတာပေါ့ဒီတခါတော့ဂျိုးကြကွင်းစီကိုသူများတွေမဥအောင်လို့နှစ်ယောက်စလုံးရဲ့ခြေလမ်းတွေကတွတ်နေရတယ်အချိန်ကတနင်္လာရီလောက်တော့ရှောက်အောင်မယ်ထင်တယ်လမ်းမလည်းကျုံတို့ရှာရိုက်ခဲ့ပေမဲ့ပွဲထွက်လောက်မရသေးဘူးမာနာကျဲမျက်နှာတမောရောက်တော့မှကျုပ်တို့ဂျိုးကြကွင်းစီကိုရောက်ခဲ့ကြတယ်ကိုဆို
ဒီတခါတော့ကျုပ်တို့လူချင်းခွဲမရိုက်တော့ဘူးအတူတူပဲလိုက်ရကြမယ်ဖိုးအေးရဲ့စကားကဘာကြောင့်လဲဆိုတာကျုပ်သိတယ်အမှန်ပြောပြရရင်ကျုပ်တို့ဂျိုးကြကွင်းစီကိုသာလာခဲ့တာရွာထဲကအတော်လေးအလှမ်းဝေးတော့ကြောချမ်းဖို့တော့ကောင်းသားဗျနှစ်ယောက်သားလူချင်းမခွာဘဲနဲ့ဆိုတော့ကျော်စံကွေးရရတဲ့လောက်မရအောင်အချိန်နဲ့လင့်လာတော့ဆရာသမားလေးတို့ကဖုတ်ထဲတဲထဲကနေခြုံနေစီကိုပြစ်ကပ်ဖို့ကြိုးစားနေကြတယ်ဖိုးအေးတွက်ချေကြိုက်ပါမလားကွာအင်းဗျာရောက်လာပြီးမှတော့တွက်ချေတော့ကြိုက်ရှင်နေမထူးဘူးဗျာကိုစိုးနဲ့ကျုပ်လူချင်းခွဲပြီးမြင်မြင်ရိုက်ကြရအောင်ဖိုးအေးကပြောပြီးတာနဲ့တစ်ဖက်ကိုလှမ်းထွက်သွားတယ်ကျုပ်လည်းတွက်ချေမကြိုက်မအောင်ပူပန်မှုနဲ့အတူလောဘဇော်လေးတွေကကတ်လာတော့တော်ယုံဝင်စဉ်းစားတော့ပဲဖိုးအေးနဲ့ဆက်ကျင်ပေါ်ထွက်ခဲ့တယ်လူချင်းခွဲလိုက်မှပဲငကိုကြားတင်တာထပ်ပို့ရတော့ကျုပ်ရဲ့ခြေလမ်းတွေကတွတ်နေတယ်လက်ကလည်းတကောင်တစ်ချက်တစ်ဖက်နဲ့ကိုတွတ်နေသေးတော့တာကျုပ်တို့တနိုင်လောက်လူခွဲပြီးရိုက်လိုက်တော့ကျော်စံကွေးတွေကအတော်လေးကိုရနေပြီကျုပ်နဲ့ဖိုးအေးလူချင်းပြတ်ဆုံလိုက်ကြတယ်ပြီးတော့ပြန်ဖို့အတွက်ဆုံးဖြတ်ကြပြီးငကိုမူလအစီအစဉ်ထဲမှာပါတဲ့အင်းဆောင်ဘက်ကိုဖားကောင်ကြီးတွေတော့ချောင်းပိုချီဦးတင်လိုက်ကြတယ်ကွန်တီကညက်တတာတော့ကြမယ်ကျုပ်တို့အင်းဆောင်ချီကိုရောက်ခဲ့ကြပြီအင်းဆောင်ဆိုတာပြောရရင်ပိုင်ရှင်မဲ့အင်းပြတ်တစ်ခုပဲအရင်ကတော့လီလန်ဆွဲသူတွေရှိပေမဲ့အခုနောက်ပိုင်းအင်းကတင်ကောလာတာမို့အရနေလာပြီးအစွန်ပြစ်ခံအင်းတစ်ခုဖြစ်လာတယ်ကျုပ်တို့နှစ်ယောက်အင်းဆောင်နေရန်ဘေးကိုရောက်တော့ညနေရမိုးကြထားတာမို့လို့ဖားကြီးအုတ်တန်တွေတချို့ကြားမိလိုက်တယ်ကျုပ်ကဖိုးအေးကိုမျက်စာပြလိုက်မိတယ်အတန်ကြားတဲ့စီကိုဖိုးအေးကတိတ်တဆိတ်ချင်းခတ်သွားတယ်ကျုပ်ကအตาအရာမီးကစားပြီးဖားအော်အတန်ကြားရအောင်မီးထိုးပြလိုက်တယ်ခွေးမသာဟာရုတ်တရက်អော်လိုက်တဲ့အတန်ကြားကိုကျုပ်ရောဖိုးအေးရောလန့်သွားတယ်အတန်ထွက်လာရာကကျုပ်တို့နဲ့မလန်းမကမ်းမှရှိတဲ့လက်ပတ်မကြီးဘက်ကတိုင်ပင်မထားပဲကျုပ်တို့ရဲ့ဓာတ်မီရောင်တွေကအဲ့ဒီဘက်ကိုဖြာခနေပဲဟာလှုပ်ကြပါအောင်ကျုပ်လန့်ပြီးတော့អော်မိတာလေဓာတ်မီနဲ့လည်းအပြိုင်ထိုးရတဲ့အောက်စီမှာလူနှစ်ယောက်ကအသေးအတန်တက်ပုတ်နေကြတာလေတယောက်ကအင်ကြီးကျွန်းနဲ့ဖြစ်ပြီးတော့ကြံတယောက်ကတော့အင်ကြီးအဖြူအောင်ဝတ်ထားတယ်ထူးဆန်းတာနှစ်ယောက်စလုံးကျုပ်တို့စီကဓာတ်မီရောင်တွေကသူတို့စီကိုချရောက်လာပေမဲ့နှစ်ယောက်စလုံးကလုံးဝယူဆိုင်မှုမပြုတ်ပဲတယောက်ကိုတယောက်တေးကြီးမင်းကြီးကိုတိုက်ခိုက်နေကြတာဖိုးအေးငါတို့တော့ဆင်းမဖြစ်မယ်တင်နေမဟုတ်မဖြစ်တဲ့နာနေဖြစ်ကုန်တော့မှာဖိုးအေးကကျုပ်နာရောက်လာခဲ့တော့ကျုပ်ကပြောလိုက်မိတယ်ကိုစိုးမဟုတ်သေးဘူးနော်ကျုပ်တို့တော့ဆိုရင်မှားကုန်နိုင်မယ်သူတို့တိချာကြည့်ဒါလူတွေလုံးဝမဟုတ်ဘူးဟင်ဖိုးအေးပြောတာမို့ကျုပ်ကတိချာကြည့်မိလိုက်တယ်ဟုတ်ပါရဲ့ကျုပ်တို့ထူထားတဲ့ဓာတ်မီရောင်အောင်မှာသူတို့ကအရေးထွက်တာမျိုးတွေမရှိဘူးပြီးတော့တိချာကြည့်မှသူတို့ပုံရိပ်တွေကဝိုးတိုးဝါးတာတွေဖြစ်နေတာငါတို့ဘာလုပ်ကြမလဲဘလူးမလုံးနဲ့ကိုဆိုမကြောက်ဘူးဆိုရင်ကျုပ်တို့ဒီအတိုင်းပဲဆက်ကြည့်ကြတာပေါ့ဖိုးအေးကတိတ်ကြောက်ပုံတော့မရအောင်ကျုပ်လည်းဒါမျိုးကကျုံတော့ကြုံခဲမြင်ရတတ်တာမို့လို့ယူဆပြီးတော့ဖိုးအေးနဲ့အတူကြည့်နေလိုက်တယ်လက်ပတ်ဝင်အောက်ကလူနှစ်ယောက်ကတော့အညိုကြီးနဲ့တပုတ်နေကြတော့မယ်ကြည့်နေရင်လည်းလုံထွေးနေကြတဲ့လူနှစ်ယောက်တွေကနေအင်ကြီးအဖြူအောင်ဝတ်ထားတဲ့လူတစ်ယောက်ကအောက်ကိုကျသွားတယ်အင်ကြီးကျုပ်ကအပေါ်ကိုရောက်သွားပြီးတော့နေရန်ဘေးကတစုံတရာကိုကောက်ယူပြီးတော့အောက်ကလူကိုထိုးချလိုက်တယ်အားဆိုတဲ့မချိမဆန့်တဲ့အော်တန်ကိုကျုပ်တို့ရဲ့နားနဲ့ဆက်ဆက်ကြားလိုက်ရတယ်ဒါပေမဲ့အင်ကြီးကျိုးတဲ့လူကရုတ်တရက်တော့သူ့ကိုယ်သူမယုံကြည်နိုင်ဖြစ်ပြီးတော့တွေးပြတ်သွားတယ်ထင်ပါရဲ့ငေါင်တောင်ကြီးဖြစ်သွားတယ်အဲ့ဒီအခါမှာပဲအင်ကြီးဝတ်တဲ့လူကသူ့စီမှာစိုက်ထားတဲ့ဓာတ်ကိုပြန်နှုတ်ပြီးတော့အပေါ်ကလူကိုပြန်ထိုးထည့်လိုက်တယ်အပေါ်ကလူကကြောင်အန်းဖြစ်နေတာမလို့မကာကွယ်လိုက်နိုင်ဘူးတစ်ချက်နှစ်ချက်သုံးချက်မြောက်မှာတော့အပေါ်ကလူကခွေခနဲကျသွားရပြီနှစ်ယောက်သားလက်ပဲ့မြေအောက်ကြီးမှာဆက်ဆံရေးတွေလဲနေကြတာပြီးတော့ကြည့်နေရင်နဲ့ပုံရိပ်တွေကဝေဝါးပြီးတော့ပြက်ခွေသွားတော့တာပဲကဲကိုဆိုတစီ6တာခံရတယ်ဆိုတော့အချင်းနေရတော့တိတ်မဟန်ဘူးကျုပ်တို့လည်းရာသင်းတလောက်ရပြီဆိုတော့ပြန်ကြမယ်ဗျာကျုပ်တို့နှစ်ယောက်ရဲ့ခြေလမ်းတွေကရွာဘက်ကိုဥတိတ်ပြီးတော့ခက်တုံနဲ့ပြန်ခဲ့ကြတယ်ထူးဆန်းတာကတစီနှကောင်တပ်ပုတ်နေတဲ့မြင်ကွင်းကိုကြည့်နေတော့ဘာမှမဖြစ်ပေမဲ့ပြန်ခါကြမှာကျုပ်တို့နှစ်ယောက်စလုံးကထူပူပြီးတော့ဖျားချင်တယ်လို့ဖြစ်လာခဲ့တာဒီလိုနဲ့ပဲရွာပြန်ရောက်တော့ကျုပ်တို့နှစ်ယောက်တကယ်ကိုဖျားကြတော့တာပဲကျုံနဲ့ဖိုးအေးတို့3ရက်တိတိဖျားခဲ့ကြတယ်အဖျားပြောက်ပြီးတဲ့နောက်တရက်ကျတော့ဖိုးအေးကကျုပ်စီရောက်လာပြီးတော့ဒီအဖြစ်ပြက်အတွက်ရွာကအသက်အကြီးဆုံးရှေ့မီနောက်မီဗကြီးမောင်စီကိုတွားမိကြတယ်ကျုပ်ကလည်းငကိုကလေးကမှဒီအကြောင်းကိုစိတ်ဝင်စားမိနေသူဆိုတော့နှစ်ခါမခေါ်ရဘူးတန်းပြီးတော့လိုက်သွားခဲ့တာဗကြီးမောင်စီကိုရောက်တော့အကျိုးအကြောင်းပြောပြလိုက်တယ်ဗကြီးမောင်ကမထူးဆန်းတဲ့ပုံစံနဲ့ပဲရှိနေတာမင်းတို့ကြုံခဲ့တဲ့ဒီအဖြစ်ပြက်ကလွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်ကိုလိုနီခေတ်နောက်ပိုင်းကအဖြစ်ပြက်တွေကအဲ့ဒီခေတ်တုန်းကအင်းဆောင်ရင်းဆိုတော့ဒီနေမှာငါးတွေကအထွက်များတယ်အဲ့ဒီအင်းကိုပိုင်တဲ့အင်းတကြီးမောင်စုံနဲ့မော့ဝါတို့ဆိုတာလေဒီနေရဲ့မျက်နှာဖုံးသူတွေဖြစ်ကြတယ်ဗကြီးမောင်စီကဇက်လန်ဆလာပြီးမို့ကျုပ်တို့နှစ်ယောက်ကတယောက်မျက်နှာတယောက်ကြည့်လိုက်မိကြတယ်မောင်စုံကအရက်ကြိုက်တယ်သူ့မိမကိုတိတ်ချစ်တယ်
ဒါပေမဲ့တရက်ကြတော့အရက်မူးနေတဲ့မောင်ဆောင်ကသူ့အိမ်မှာထမင်းဟင်းလက်ချက်ပေးတဲ့အေးတီဆိုတဲ့မိန်းကလေးနဲ့သူ့မိန်းမကိုလူမားပြီးတော့မထင်မှတ်ပဲလွန်ကျူးမိခဲ့ကြတယ်။အဲ့ဒီကနေနောက်တော့မှားယွင်းမှုအမောင်ဘက်မှာသူတို့တွေကခုံဝင်ခဲ့ကြပြီးတော့ဆက်လက်ကျွလွမိခဲ့ကြတယ်။တကယ်တော့အေးတီကလွတ်လွတ်သူမဟုတ်ဘူးလေ။သူ့ယောက်ျားကမောင်ဆောင်ရဲ့အင်းစီမှာပဲအလွတ်လွတ်တဲ့အင်းလောက်သားဖိုးခွေးဆိုတာ။မောင်ဆောင်နဲ့အေးတီတို့အဖြစ်ပြက်ကိုတီးတော့ဖိုးခွေးမှမခံစားနိုင်တော့ဒါနဲ့ပဲမောင်ဆုံးစီကိုအေးတီကချင်းတရရောင်နဲ့တစ်ဖက်လှည့်စာပို့ပြီးတော့လက်ပတ်မျိုးအောက်ကိုခေါ်လိုက်တာမောင်ဆောင်ရလာတော့ပထမဖိုးခွေးကဆက်မလုပ်ဖို့တောင်းပန်တယ်ဒါကိုတနာစိတ်ရက်နေတဲ့မောင်ဆောင်ကငင်းဆန့်တယ်လေနောက်တော့သူတို့နှစ်ယောက်ကမင်းတို့မြင်ခဲ့တဲ့အတိုင်းပဲတပ်ပုတ်နေကြတာနှစ်ယောက်စလုံးကတီကြည်တဲ့အထိဖြစ်ကုန်ကြတာပဲဟာဒါဖြစ်ဖိုးခွေးကတနာစရာကောင်းတာပေါ့နော်ဘာကြီးဖိုးအေးကပြောလာတော့ဘာကြီးမောင်ကခေါင်းညှိပြလိုက်တယ်ဟုတ်တယ်ကွဒီအဖြစ်ပြက်တွေဖြစ်တုန်းကငါကဆယ်ကျော်သက်ပဲရှိသေးတာဒါဖြစ်ဘာကြီးမောင်စုံနဲ့ဖိုးခွေတို့ကတည်ရကြတယ်ဆိုတော့သူတို့ရဲ့မိန်းမတွေဖြစ်တဲ့မဝါနဲ့အေးတီယာရောဘာဆက်ဖြစ်ကြလဲမဝါကတော့ဒီဖြစ်ပြက်တွေအတွက်ရှက်လဲရှက်ယူကျုံမြလည်းဖြစ်ပြီးတော့ရွာကနေထွက်သွားခဲ့ရလေအေးတီကတော့သူ့ရဲ့မိုက်ပစ်တွေကြောင့်လင်ကြီးရောလင်ငယ်ပါတည်ရတယ်ဆိုတော့တဲချစ်ပြက်ပြီးတော့ယူနှမ်းသွားတော့တာအော်စိတ်မကောင်းစရာပဲဘာကြီးမောင်ရဲ့ဟုတ်တာပေါ့ဒါပေမဲ့လည်းဘယ်တက်နိုင်မှမလဲကွယ်ပုထုဇဉ်လူသားတွေဆိုတော့ဒီလိုအမှားမျိုးဆိုတာဖြစ်နေကြပဲလေလောကစက်ခုံမှာကန်ဆက်ဆရာအလိုကြကပြအသုံးတော့ခံနေရတာဆိုတော့လေဖြစ်ပြီးတဲ့ကိစ္စနှောင်းပြီးတဲ့ကိစ္စတွေအတွက်သူတို့ကိုအပြစ်တင်နေမယ်အစားသူတို့ဖြစ်ရင်ကိုပဲနှောင်းလူလိုတင်ကန်းစာအဖြစ်ယူနိုင်ခဲ့မယ်ဆိုရင်ဒါအရှုံးတွေကအမျက်ပဲဖြစ်မှာပါလေဟုတ်ကဲ့ပါကြီးမောင်အဲ့ဒီနေရာကျုပ်တို့နှစ်ယောက်အပြန်လန်းအောင်သာပြန်ခဲ့ကြတယ်စာရေးဆရာနောင်ယူစီတဲ့ရဲ့တစီရံပွဲဆိုတဲ့ပရလောကဇလန်လေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီခင်ဗျာမောင်လွင်ဆုံးပြီတဲ့ဒီတဲ့င်းကိုတက်ရင်ဘူကြီးလာပြောတော့ကြာချင်းတက်ရင်ဘူကင်းကစစ်သားတွေအားလုံးမယုံကြည်နိုင်ကြဘူး။ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့တစ်ပတ်ကမှမောင်လွင်ကိုအချုပ်ကနေထုတ်ပြီးတော့ပြေဝင်ပြည်တန်စီရင်ချက်နဲ့အရက်ဘက်ထောင်စီကိုပို့ဆောင်ခဲ့ကြတာ။အဲ့ဒီတုန်းက तू ကလုံးဝကြီးကိုကြက်ကြက်မမတတော်မီပဲ။အခုတော့မောင်လွင်ဆုံးပြီရဲ့လို့တက်ရင်ဘူကြီးကလာပြောတော့အားလုံးမယုံမကြည်နိုင်ဖြစ်တာတော့မဆန်းပါဘူး။အဲ့ဒီနောက်ဆက်တွဲအရာတက်ရင်ဘူကြီးကဒီကောင်ထောင်ထဲကိုရောက်လာခဲ့တဲ့ကအစားလုံးဝမစားတော့ပဲနေနေတာ။အစာအိမ်ကသူ့ကြောပေါက်ပြီးဆုံးသွားတာကွအဲ့လိုပြောလိုက်တော့မှအားလုံးကမယုံကြည်နဲ့ယုံကြည်ခဲ့ကြတာမောင်လွင်ကတက်တာအဆင့်ပါပဲသူကစစ်သက်3နှစ်လောက်အကြာမှာတက်ကနေထွက်ပြေးခဲ့တယ်အပြင်လောကရောက်တော့ရေသက်စက်ရုံတစ်ခုစီမှာအလုပ်ဝင်လုပ်ရင်းနဲ့လှုပ်သက်2နှစ်လောက်စက်ရုံကအလုပ်သမားလေးနဲ့အိမ်အောင်ကြခဲ့တယ်အိမ်အောင်ကြပြီးနောက်ပိုင်းကျမောင်လွင်တို့လင်မယားဟာအလုပ်မှာပဲအတူတကွဆက်လုပ်ကိုင်ရင်းနဲ့ဝန်းထဲကပေးထားတဲ့လိုင်းကန်းချင်းလေးစီမှာနေထိုင်ကြပါတယ်ဒီလိုနဲ့အိမ်အောင်သက်တစ်နှစ်လောက်အရောက်မှာမောင်လွင်မိန်းမမှာကိုရင်ရှိခဲ့တယ်။မောင်လွင်တို့များအတိုင်းစားမရှိဘူးပြောတာပေါ့။မိန်းမဖြစ်သူမှာကိုရင်ရှိနေလေတော့အလုပ်ကိုနားခိုင်းပြီးတော့သူတယောက်တည်းပဲအလုပ်ကိုစူးစမ်းပြီးတော့ရုံးကန်လုပ်ကင်ခဲ့တယ်။ရေသက်စက်ရုံကအဆိုင်နဲ့ဆိုင်ခွဲပြီးတော့လေပတ်နေတယ်။ဒါပေမဲ့မောင်လွင်ကတော့သူ့မိန်းမအကောင်းဆုံးဖြစ်အောင်မိဖွားနိုင်ဖို့အတွက်နေ့ဆိုင်ညဆိုင်မရွေးနေတော့လူလိုရင်လိုတလို့ကြုံတဲ့အဆိုင်စီမှာဝင်လို့ဆင်းတက်တယ်။ရသမျှငွေကိုလည်းမိန်းမစီကိုအကုန်အပ်တယ်။မောင်လွင်ဟာအလုပ်တွေပြီးလို့လူကားပင်ပန်းနေပေမဲ့လည်းစိတ်ကတော့ငါမိမငါတာသမီအတွက်ရေလို့တွေးလေတိုင်းအချိန်ပြည့်လန်းဆန်းနေပါတော့တယ်။အခုရက်ပိုင်းမောင်လွင်အဆိုင်ကနေ့ဆိုင်ကြနေပေမဲ့တစ်ဖက်ကညဆိုင်စီကအလုပ်ကောင်ဆောင်ကိုတင့်ကလူတယ်ဆိုလို့မောင်လွင်ကညဆိုင်ကြီးပဲဝင်ဆင်းနေရတယ်။ဟာဒီဖိတာကအလုပ်မလုပ်တော့ဘူး။ကိုတင့်ကိုပြောပြီးမှလဲရမယ်။မောင်လွင်အလုပ်တွေကရေစစ်တဲ့ဆက်တွေကိုစစ်စီရင်နဲ့တလုံးကပြက်နေတယ်။ဒီတော့မောင်လွင်တာဝန်ကျရာရေစစ်ကန်စီကနေကိုတင့်ကိုပြောဖို့အပြင်ထွက်လာခဲ့တယ်။ရေချမ်းရီကိုတင့်ကိုမြင်မိသေးလားစစ်ရုံတွေလှည့်ပတ်ရှာရင်နဲ့ရေချမ်းကိုတွေ့လေတော့မောင်လွင်ကမေးလိုက်မိတယ်အေးအခုနကဒီလူစစ်ရုံထဲပတ်နေသေးတာပဲမင်းတရုံလုံးကိုရှာပြီးပြီလားအေးဟာမတွေ့ဘူးဒါဖြစ်ရင်တော့ဒီလူလိုင်းကန်းထဲမှာဖဲသွဲရနေလောက်ပြီရေချမ်းစကားကြောင့်မောင်လွင်မျက်လုံးတော်ပြူးသွားရတယ်ဟဲ့ကောင်ကိုတင့်လိုအလုပ်သမားခေါင်းဆောင်ကဖဲရိုက်လို့လားမင်းကဟိုဘက်အဆိုင်ရဆိုတော့ဘယ်သိမလဲကွာအဲ့ဒီလူကတကယ်ကိုဖဲကြိုးအခုလက်တလောကလေးသူပြောပြနေသေးတယ်ဗါတဲ့ကွာအော်စပွန်ဆာသေးသေးလေးရထားတယ်ဆိုလားပဲသူ့အတွက်ဖဲစရိတ်ကိုအဲ့ဒီကနေရနေတယ်တဲ့အော်အေးပါကွာအဲ့ဒါသူကိစ္စဆိုတော့ထားလိုက်ပါတော့အခုဖြစ်တာတလုံးပြက်နေလို့လဲရမှာမလဲရင်လေရင်နောက်တွေပါလာကုန်လိမ့်မယ်ငါလဲဖို့သူ့တော်ပြောလိုက်အောင်မယ်အေးတွားကံငါကြည့်ပေးထားမယ်အော်ဟက်ကောင်လိုင်းထဲရောက်နေတယ်ဆိုပြီးမိမစီလဲဝင်အောင်မနေနဲ့အောင်ရေချမ်းလန်းစားတော့မောင်လွင်ကပြုံးဆက်ဆနဲ့တုတ်ပြန်မိခဲ့ပါတယ်
မောင်လင်တယောက်ရီချမ်းစားလိုက်တာကိုဘာရဲမဟုတ်အတွေ့အထိမိရင်နဲ့ပြုံးတုံပြုံးလေနဲ့လမ်းလျှောက်နေမိပါတယ်ငါအလုပ်ဆင်းချိန်တိုင်းအိမ်ုံတစ်ခါမှမပြန်ဖြစ်ဘူးငါမရှိငါမိမဘလို့အိတ်နေတယ်လဲသိရအောင်တက်တိတ်လေးဝင်ကြည့်ရမယ်မောင်လင်ကိုဘာသာကြိတ်ဆိုရင်နဲ့ခြေလန်းကသူ့အိမ်လိုင်းကပတ်လှည့်ထွက်လာခဲ့ပါတယ်ဟင်မီးတွေပိတ်လို့ပါလားသူ့အိမ်ခန်းတကမ်းပဲမီးပိတ်မှောင်မဲနေတော့မီးလိုင်းတွေများပြက်နေသလားလို့မောင်လင်ကစိတ်ပူမိသွားတယ်တော်ပြီကွာအဲ့လိုကြီးမလုပ်ပါနဲ့ဆိုဟာအိမ်တကားကိုခောက်ဖို့ကြံလိုက်တုံးအထက်ကနေလွင့်ပြန်လာတဲ့သူ့မိမရဲ့မူနွန်းနွန်းအတန်မောင်လင်မျက်လုံးအဝိုင်းသားနဲ့ရင်ထဲရလဲအသက်ရှူရက်သွားမတက်ပဲမလို့စီရှင်ပတ်စံပေးဖို့ဒီညဝိုင်းကောင်းမှသေးလေးရဒီအတန်ကကိုတင့်အတန်ဒါဆိုကိုတင့်နဲ့သူ့မိမကဟင်းအကိုလူကိုချစ်တာလားငွေချစ်တာလားလို့တော့မေးရမလို့ဖြစ်နေပြီမောင်လွင်တွေးမိနေတော့အတန်ကထပ်မံထွက်ပေါ်လာပြန်တယ်ဟာလူကိုချစ်တာပေါ့ဒါဖြစ်လေအစောကလေးကမတ်တန်နာနဲ့မယူခင်ဒီကနဲ့လူကျူးထားခဲ့ပြီဘာလို့မယူပဲထားခဲ့တာလဲအော်အဲ့ဒါမိဘပေးစားလို့ပါကွာတကယ်တမ်းအကိုချစ်တာကဟောဒီကမိန်းမနဲ့ဗိုက်တွေကအကိုရဲ့ကလေးလေးဟာအကိုနော်ကလေးကတကယ်ရှိတာမှမဟုတ်တာမောင်လွင်ကိုခိုင်းကောင်းအောင်ညာထားတာကိုတိရက်နဲ့မောင်လွင်နာတဲ့ချော်ရည်ဘူးတွေလောင်းချလိုက်တယ်လို့ပဲအဖြစ်ပြက်တွေအားလုံးသူနားလည်ခဲ့ပြီတကယ်တော့သူကအထက်ကမတူတော်နှစ်ယောက်ရဲ့အတုံးချခံဖြစ်နေရတာသူတို့ကအစောကလေးကညာပြီးသားတွေသူကလှဲကြိုးထိုင်းရင်းနဲ့နွားတကောင်ပဲသူ့မှာတော့ယုံလို့ကန်လို့သူတို့ကတော့မောင်လွင်တွေးရင်းနဲ့ဒေါသတွေထွက်လာရတယ်မျက်လုံးထဲမှာလည်းမီးဝင်းဝင်းတောက်လို့ဘာကုမှမထိန်ချုံနိုင်တော့ဘူးအခန်းထဲရံဘီကထောင်ထားတဲ့တန်တူရင်းကိုသူတွေးလိုက်တယ်ပြီးတော့ဆွဲကန်ယူလိုက်ပြီးတော့ငါအပေါ်ခွေးကြံကြံနဲ့နှစ်ကောင်လုံးတိပြီးတော့တကားကိုစောက်ကန်ဖွင့်လို့အထက်ကမတူတော်နှစ်ယောက်ကိုရင်ထဲကနာကြီးချက်တွေကိုအော်ဟဲပောက်ကွင်းရင်းနဲ့အတင်းကာရဝင်ရောက်ရိုက်နှက်လိုက်ပါတော့တယ်အထက်ပါလူတက်မှုကြောင့်မောင်လွင်ရဲစခန်းမှာအဖမ်းခံရတယ်နောက်တော့စစ်ပြေးမှန်းသိပြီးအမှုအတွက်တက်ကိုလာအပ်တယ်ဒီတော့မောင်လွင်တက်ရင်အချုပ်တွေကိုရောက်လာခဲ့တာဗဟိုကင်းကစစ်သားတွေကတော့မောင်လွင်အဖြစ်ပြက်ကြောင့်အားလုံးကကိုချင်းစာမိနေကြတယ်ကျုပ်ဘွားမှာအမေကမွေးကလေးကဆုံးအဖေကလည်းနောက်မိန်းမယူကျုပ်ကိုအဖွားနဲ့ထားအဖွားဆုံးတော့အဖေကလည်းဘယ်ရောက်မှမသိနဲ့မိသားစုရဲ့လို့ကိုမရှိဘူးဒါကြောင့်အဲ့ဒီမိန်းမကိုပဲကျုပ်ရဲ့တစ်ခုတည်းသောမိသားစုလို့သတ်မှတ်ခဲ့တာသူကဟန်ဆောင်တိတ်ကောင်းလေတော့ကျုပ်ကိုနွားရကောင်အဖြစ်သုံးချနေမှမသိခဲ့ဘူးပြီးတော့ကလေးရှိတယ်ဆိုတာကလည်းညနေတာသူကခွေးဆက်ခင်းရှင်တော့အလုကထွက်ရှင်တာနဲ့ဆင်ကြီးပေးခဲ့တာမောင်လွင်အတိတ်အကြောင်းတွေကိုပြန်ပြောပြလေတိုင်းအားလုံးရင်ထဲနှင့်ခနဲ့ဖြစ်မိကြတယ်သူ့မျက်ဝန်းမှာလည်းမျက်ရည်စားတွေဝင်းရနေတတ်တယ်ဒီမျက်ရည်တွေကတော့အလွန်ဆွေးတွေကြောင့်ကျလာတဲ့မျက်ရည်မဟုတ်ဘူးနာကြီးချက်တွေကြောင့်ကျလာတဲ့မျက်ရည်ဆိုတာအားလုံးသိကြတယ်ဘာဖြစ်ဖြစ်ပါမောင်လွင်ရာမင်းကစစ်သားဖြစ်ခဲ့ဘူးလေဆိုတော့ငါတို့နဲ့မိသားစုပါပဲငါတို့စစ်သားတွေအားလုံးကသွေးမတော်တာမဆက်ပင်မဲ့မိသားစုတွေဆိုတာမင်းနားလဲမှာပါမင်းနားမှာငါတို့ရှိတယ်ကွာအားမငယ်နဲ့ဘာလို့ငါတို့ကိုပြောဟုတ်တယ်မောင်လွင်မင်းစားချင်တာမင်းလို့ချင်တာငါတို့ကိုပြောအကုန်လုံးလုပ်ပေးမယ်စစ်တဲ့တွေစီကစကားကိုကြားတော့မျက်ရည်တွေကြားကနေမောင်လွင်ပြုံးမိတယ်အင်းပါဗျာဒါပေမဲ့လည်းဒီမိသားစုနဲ့ကျုပ်မကြခင်အပြီးခွဲရအောင်ပါဗျမောင်လွင်အမှုကိုစစ်ဘက်နေဘက်ကဥပဒေ2ရက်နဲ့စစ်ဆေးခဲ့ကြတယ်ပြည်တိုင်ချမချိန်ကြတော့ဥပဒေ2ရက်ကပေးတဲ့ပြည်တံကြီးတွေကိုမောင်လွင်ကခံယူခဲ့တယ်မောင်လွင်ကိုထောင်ထဲပို့တဲ့နေ့မှာတော့မောင်လွင်ကဘိုးကင်းစစ်တဲ့တွေအားလုံးကိုမျက်ရည်တွေစီးကြလို့ကြည့်ရင်ကကျုပ်ဘဝမှာမိသားစုဆိုတာကိုကောက်ကောက်မသိခဲ့ရအောင်အခုမကြခင်အချိန်လေးကမှဖျားပေးခဲ့တဲ့ဒီမိသားစုလေးကိုတော့ကျုပ်ဘယ်တော့မှမမိပါဘူးအခုရင်ရှိရင်ဒီမိသားစုလေးစီကျုပ်ပြန်လာအောင်ပါမောင်လွင်စကားကအားလုံးကိုမျက်ရည်ဝိုင်းစေခဲ့ပါတယ်ဒါပေမဲ့စစ်တဲ့အားလုံးမသိခဲ့တာအဲ့ဒီနေရာမောင်လွင်ပြောသွားခဲ့တဲ့စကားတွေထဲမှာပြတ်သားလာတဲ့ရွေချက်တစ်မျိုးပါနေတယ်ဆိုတာပဲမောင်လွင်တရင်အောင်ကြားပြီးတော့ဘိုကင်းတစ်ခုလုံးကဝမ်းနေကြတယ်အားလုံးတဏီကုန်တဏီကန်စကားတော့သိမပြောဖြစ်ကြဘူးပြောရင်တော့မှမောင်လွင်အကြောင်းနေတာပြောမိနေကြသလိုညဘက်ချိန်ကြတော့လဲစိတ်မကောင်းမှုတွေကြောင့်ကင်းဆောင်2ယောက်သာထားပြီးတော့စောစီးစွာနဲ့အဲ့ရဝင်ခဲ့ကြတယ်ဒါပေမဲ့အားလုံးအိမ်မပြောနိုင်ကြပါဘူးစိုးကြီး9နိုင်ထိုးပြီးနိုင်တန်ကြောင်းတော့ခောက်လိုက်အောင်ထိုင်ကင်းဖြစ်သူမမောင်ကပြောတော့စောင့်ကင်းဖြစ်တဲ့စိုးကြီးကနိုင်တန်ကြောင်းတော့ခောက်တယ်စီးကြကြခောက်လိုက်တဲ့နိုင်တန်ကိုဘာရဲမှမဟုတ်အားလုံးနားထောင်နေမိကြတယ်နိုင်တန်ရဲ့အဆုံးမှာတော့ည9နိုင်လိုင်းတောင်အချုပ်သားတရင်ပို့နိုင်တန်အဆုံးထိုင်ကင်းဖြစ်သူမမောင်ကអော်လိုက်တယ်အချုပ်ခန်း1အချုပ်သားတော်စင်ကျမ်းမာရေးကောင်းမွန်စွာရှိအခန်း1စီကနေအချုပ်သားတရင်ပို့တန်ထွက်ပေါ်လာတာကိုအားလုံးကြားလိုက်ရပါတယ်အခန်း2စီမှာတော့မောင်လွင်ထွက်သွားပြီးနောက်ဘယ်သူမှမရှိကြဘူးဒါပေမဲ့အချုပ်ခန်း2အချုပ်သားမောင်လွင်ကျမ်းမာရေးကောင်းမွန်စွာရှိဟာဘာမှမရှိတဲ့အချုပ်ခန်း2စီကနေပြီးသားစွာထွက်ပေါ်လာတဲ့တရင်ပို့တန်ကြီးမောင်လွင်အတန်မှလုံးဝအစ်စ်အကုန်လုံးရုပ်တည်ဖြစ်ကုန်ကြတယ်အိတ်နေကြတဲ့သူတွေကအရှိစီကိုပြေးထွက်လာကြတယ်ကင်းမှုက
ဟဲ့ကောင်လေးဘယ်သူအော်တာလဲဘယ်သူမှမအော်ဘူးအချုပ်ခံနှစ်ထေကနေအော်နေတာဟာမဖြစ်နိုင်တာကင်းမှုကမီးပိတ်ထားလို့မှောင်မဲနေတဲ့အခန်းနှစ်ကိုကြည့်ပြီးပြောလိုက်တယ်အချုပ်ခံနှစ်အချုပ်သားမောင်လွင်ကျမကြီးကောင်းမွန်စွာရှိဟာအားလုံးကြည့်နေတော့မှပဲအချုပ်ခံစီကနေအတန်ခတ်တတိုးလေးထွက်ပေါ်လာပြန်တယ်မဖြစ်နိုင်ဘူးဒါတယောက်နောက်နေတာကင်းမှုကပျော်ပြီးအချုပ်ခံကိုမီးဖွင့်ကြည့်လိုက်တယ်အထဲမှာအခင်းကွက်ပြပြားကလွယ်ပြီးတော့ဘာဆိုဘာမှမရှိဒါပေမဲ့အခန်းစီကအပုပ်နဲ့ကြီးတစ်ခုကတော့အပြင်ကိုလွှဲပြန်လာတာကိုအားလုံးကရှူရှိုက်မိလိုက်ကြတယ်ဒါဟာမောင်လွင်ဖြစ်တယ်ဆိုတာကိုတော့အားလုံးယုံကြည်မိလိုက်ကြတယ်ပြီးတော့အားလုံးတတိယမိလိုက်တာကသူပြောသွားတဲ့စကားအခွင့်ရှိရင်ဒီမိသားစုစီကျုပ်ပြန်လာအောင်ပါဗျာမောင်လွင်နဲ့တကွမကျွတ်မလွတ်ကြသေးသမျှအားလုံးကြသမျှဖြစ်ရဖြစ်ပြီးတရက်ကျော်အဲ့ဒီနေ့မှာတက်ရင်ဘူကင်းစီမှာတော့တန်ခါ3ပါးပင်လို့ဆုံးကပ်လူပွဲတချို့ဆက်ကပ်ပြီးတော့မောင်လွင်ရည်ရွယ်လို့အမျှပေးခဲ့ကြပါတယ်အဲ့နောက်ပိုင်းမှာတော့ယနေ့အချိန်ထိမောင်လွင်နဲ့ပတ်သက်ခဲ့တဲ့ထူးခြားမှုတစ်စုံတစ်ရာမှမရှိတော့ဘူးဒါပေမဲ့မောင်လွင်ရဲ့အကြောင်းတော့ယခုအချိန်ကြီးပြပြနေစေဖြစ်ပါတယ်စာရေးဆရာနောင်ရိုးစစ်တက်ရဲ့အချုပ်ခံတွေကတစီဆိုတဲ့ဖြစ်အမှန်ပြလောကဇလန်လေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီခင်ဗျာကျွန်တော်ဘဝမှာတိတ်ပပညာကလွဲလို့ဘာကူမှမယုံကြည်ခဲ့တဲ့မျိုးပြလူငယ်တယောက်ပါအလုပ်တွေပြီးစိတ်ပင်ပန်းလာတဲ့အခါလေကဦးလေးစီမှာတွားနာဖို့ဆုံးဖြတ်ခဲ့တာအမားတစ်ခုမှမသိခဲ့ဘူးကားပေါ်ကဆင်းလာတဲ့အချိန်မှာတင်ရွာရဲ့လေထုကထူးဆန်းစွာလေးလံနေတယ်လို့ခံစားရတယ်ဖုံးလိုင်းကလည်းမရှိမီးမရှိတဲ့နေရာမှာကျွန်တော်ရဲ့မာနတွေကစပြီးရိုင်းနေလာခဲ့ပါတယ်ရွာကိုရောက်တော့နေဝင်တရောအချိန်ဖြစ်နေပြီမို့လို့ပတ်ဝန်းကျင်ကတိတ်ဆိတ်လုံးလုံးကိုယ့်ရဲ့ခြေတန်းတွေကိုတော့ကိုပြန်လက်နေမိပါတယ်ဦးလေးကအိမ်ရှိမှထိုင်ဆောင်နေရင်နဲ့ကျွန်တော်ကိုမြင်တာနဲ့တစ်ချက်ပဲတွန်းပြရှာတယ်သူ့ရဲ့အပြုံးနောက်ကွယ်မှာတစုံတစ်ခုစိုးရိမ်နေတဲ့အရေးရောင်တွေကိုတော့ကျွန်တော်တတိထားမိလိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ဒါကိုပေါ့တတန်ပဲတတိထားမိခဲ့တာကျွန်တော်ရဲ့အမှားပေါ့ဟဲ့ကောင်ညဘက်ဆိုရင်တော့အိမ်ပြင်ကိုလုံးဝမထွက်နဲ့တခုအကြိုင်းလေလှည့်မကြည့်နဲ့လို့ဦးလေးကတတိပေးတယ်ကျွန်တော်ကခေပညာတဲ့ပြဦးလေးကလည်းဒါတွေကရှိဦးဆွေးတွေပါအဲ့လိုမျိုးရေမောပြီးတော့ပြန်ပြောခဲ့တယ်ဦးလေးကလည်းဘာမှထပ်မပြောပဲတပ်ပြင်ရှိတစ်ချက်ကိုချလိုက်တာကိုကျွန်တော်မြင်လိုက်ရတယ်အဲ့ဒီတပ်ပြင်ကညာရဲ့တိတ်ဆိတ်မှုတွေမှာအတော်လေးတိတာလူနေခဲ့ပါတယ်ပထမဆုံးညမှာတင်ကျွန်တော်အိတ်မပြောနိုင်ဘဲနဲ့လူလိမ့်နေမိတယ်ခြေထောင်ထဲမှာအပူတံကိုအလူးလဲခံနေရတာအပြင်ဘက်ကခွေးဟောင်တန်တွေကတစ်ချက်မှာအရန်ကိုဆူရှလုံးပြီးတော့နားထဲမှာကွဲမတက်ပဲခွေးတွေကတခုခုကိုမြင်လို့ဝိုင်းဟောင်နေတာလားဒါမှမဟုတ်တစုံတစ်ယောက်ကလမ်းလျှောက်နေတာလားကျွန်တော်ရဲ့စိတ်ထဲမှာမလုံခြုံမှုတွေကတဖြည်းဖြည်းနဲ့အမြင့်တွေလာခဲ့ပါတယ်ညတကောင်12နာရီလောက်မှာအိမ်နောက်ဖေကညောင်မင်းကြီးစီကနေဝေါကနေဆိုတဲ့လေတိုက်တန်ကြီးကိုကြားလိုက်ရတယ်အဲ့ဒီလေတိုက်တန်ကတဘာဝလေးနဲ့မတူဘဲနဲ့တော့တစုံတစ်ယောက်ကပြင်းထန်တပ်ပင်ချလိုက်တယ်လို့မျိုးခံစားရတယ်ပြတင်းပေါက်ကနေခက်ရည်မြင်ရတဲ့ညောင်မင်းကြီးရဲ့ပုံတံကလက်မောင်ကြီးတွေနဲ့ကျွန်တော်ကိုဖမ်းတော့မလို့ပဲကျွန်တော်စောင်းကိုခေါင်းမိချုံလိုက်ပေမဲ့တကူလုံးကတော့ချွေးစေးတွေနဲ့ပြန်နေခဲ့ပါတယ်နောက်နေ့မနေ့ရောက်တော့ညခါကြောက်စိတ်တွေကနေအောင်ကြီးအောက်မှာပျောက်ကွယ်သွားတယ်လို့ခံစားရပြန်တယ်ကျွန်တော်ကိုပြန်ပြီးတော့လှောင်နေမိတယ်မင်းကတော့ကြောက်တက်လိုက်တာဆိုပြီးတော့ပေါ့ဒါပေမဲ့အိမ်နောက်ဖေကညောင်မင်းကြီးစီကိုတက်ကြည့်တဲ့အခါမှာအပင်အောက်မှာခြေရာတွေတွေ့လိုက်ရတယ်အဲ့ဒီခြေရာတွေကလူခြေရာနဲ့မတူဘဲနဲ့တော့အတော်လေးကိုရှည်လျားပြီးတော့ထူးဆန်းနေတာကိုတွေ့လိုက်ရတယ်နေ့လယ်ဘက်ရွာထဲကလက်ဖက်ရည်ဆိုင်မှာထိုင်နေရင်းနဲ့ရွာသားတွေရဲ့စကားသံတွေကိုနားဆွင့်နေမိတယ်သူတို့ကတယောက်နဲ့တယောက်တိုးတိတ်နဲ့မင်းညကအတန်ကြားလာအဲ့လိုမင်းနေကြတယ်ကျွန်တော်ကတော့ဆက်စုကျင်စိမ့်နဲ့ဝင်မေးကြည့်လိုက်ပေမဲ့သူတို့အားလုံးကနှုတ်ဆက်သွားကြတယ်သူတို့ရဲ့မျက်လုံးတွေထဲမှာတစုံတစ်ခုကိုထိချန်ထားတဲ့အရေးအယောင်တွေထင်ရှားပဲဆန်ရှင်အဖိုးကြီးကကျွန်တော်ကိုလက်ဖက်ရည်လိုက်ချပေးရင်းနဲ့ငါတူဒီရွာလာတော့ကောင်းပါတယ်ဒါပေမဲ့စီးကြော်ရဲတော့မလုံနဲ့တဲ့သူ့ရဲ့စကားလုံးတွေကတိုးတောင်းပေမဲ့ကျွန်တော်ရဲ့ရင်ထဲမှာတုံ့လင်းမှုတစ်ခုဖြစ်သွားစေခဲ့တယ်ကျွန်တော်ကဘာစီကိုပြောတာလဲလို့ပြန်မေးပေမဲ့သူကဘာမှမဖြစ်ပဲခေါင်းခါပြီးထွက်သွားတယ်အဲ့ဒီအချိန်ကစပြီးကျွန်တော်ရဲ့စူးစမ်းလူစိတ်ကပို့ပြီးတော့ပြင်းထန်လာခဲ့ပါတယ်ညနေဆောင်လာလေကျွန်တော်ရဲ့စိတ်ထဲမှာတင်းကျပ်မှုတွေကပိုတိုးလာလေပဲဖြစ်ပါတယ်နေဝင်သွားတဲ့အချိန်မှာရွာသားတွေအားလုံးကအိမ်တကားတွေကိုအလုံးပိတ်ပြီးတော့ငြိမ်သက်သွားကြတာကိုမြင်ရတာအရင်ထူးဆန်းတယ်မြို့မှာဆိုရင်ဒါကအပျော်ရှာရမယ့်အချိန်ဖြစ်ပေမဲ့ဒီမှာတော့တင်မင်းနဲ့ရင်ဆိုင်ရမယ့်အချိန်လိုပါပဲအမောင်တို့ကကျွန်တော်ရဲ့ပတ်လည်မှာဖြည်းဖြည်းချင်းကိုကြီးစုလာခဲ့ပါတယ်ဒုတိယညမှာတော့ကျွန်တော်တခုခုကိုမြင်ရဖို့အတွက်ပြတင်းပေါက်နာမှာအသင်းဆောင်နေမိတယ်ညတနာရီလောက်မှာညောင်မင်းကြီးပေါ်ကနေအဖြူအောင်ရိတ်တစ်ခုဖြည်းဖြည်းချင်းဆင်းလာတာကိုမြင်လိုက်ရတယ်အဲ့ဒါကလူတယောက်လားဒါမှမဟုတ်အလင်းရောင်ကြောင်မျက်စိမှားတာလားဆိုတော့ဝေခွေးလို့မရတော့ဘူး
ဒါပေမဲ့အဲ့ဒီအရေးကကျွန်တော်အခန်းဘက်ကိုဖြည်းဖြည်းချင်းနဲ့လှည့်ကြည့်လိုက်တာကိုကျွန်တော်သိချမြင်လိုက်ရတယ်။အဲ့ဒီအရေးရဲ့မျက်နှာကိုကျွန်တော်မမြင်ရပေမဲ့သူ့ရဲ့အကြည့်တွေကကျွန်တော်ရဲ့နှလုံးသားကိုဖောက်ထွက်သွားလို့ခံစားရတယ်။ကျွန်တော်ကြောက်လွန်လွန်အသက်ရှူဖို့တော့မေ့သွားပြီးတော့နေရာမှာတင်ကြောက်ရွံ့လို့တောက်တင်နေမိတယ်။ခဏကြာမှတော့အဲ့ဒီအရေးကညောင်မင်းကြီးရဲ့အမောင်တုထဲမှာပြန်လည်ပြက်ကွယ်သွားခဲ့တယ်။အဲ့ဒီညကစပြီးတော့ကျွန်တော်ဟာအရင်ကကျွန်တော်မဟုတ်တော့လို့ခံစားရတော့တာပဲ။တတိယနေ့မှာတော့ကျွန်တော်ဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့အတွက်ကင်မရာနဲ့ဓာတ်မီကိုအသင့်ပြထားလိုက်တယ်။ဦးလေးကတော့ကျွန်တော်ရဲ့အမူအရာကိုကြည့်ပြီးတော့တစ်ခုခုကိုသိနေတဲ့ပုံစံမျိုးနဲ့ကြည့်နေရှာတယ်။ငါတူလူဆိုတာတစ်ခါတလေမှမသိတာပိုအေးချမ်းနေရဲ့ကွာ။အဲ့လိုမျိုးကျွန်တော်ရဲ့ဦးလေးကကျွန်တော်ကိုတတိပေးပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့ငယ်ရွယ်တဲ့စိတ်ဓာတ်ကအမှန်တရားကိုပဲရှာဖွေချင်နေခဲ့တာပါ။ည7 နာရီမှာကျွန်တော်အိမ်အပြင်ကိုအသာလေးထွက်လာခဲ့တယ်။ဦးလေးမသိအောင်ခြေတံကိုဖျောက်ပြီးတော့ပေါ့။အပြင်ဘက်ကလေထုကရေခဲတမျှအေးစိမ့်နေပြီးတော့ကျွန်တော်ရဲ့အသားထဲအထီကိုစိတ်ဝင်နေခဲ့တာ။ညောင်မင်းကြီးစီကိုသွားတဲ့လမ်းတစ်လျှောက်မှာဘာသာမှမကြားရဘဲနဲ့တော့ထူးဆန်းစွာတိတ်ဆိတ်နေတယ်။ကျွန်တော်ရဲ့နှလုံးခုန်တန်ကပဲဒီတိတ်ဆိတ်မှုတွေထဲမှာအခြေဆုံးအသံဖြစ်နေခဲ့ပါတယ်။ညောင်မင်းကြီးရဲ့အောက်ကိုရောက်လာတဲ့အခါမှာကျွန်တော်တက်မီနဲ့အပင်ပေါ်ဖြည်းဖြည်းချင်းထိုးကြည့်လိုက်တယ်။အပင်ပေါ်မှာဘာမှမရှိဘဲနဲ့တော့ငြိမ်သက်နေတာကိုတွေ့ရတော့ကျွန်တော်နည်းနည်းလေးတော့စိတ်သက်သာရသွားတယ်။ဒါတွေကငါရဲ့စိတ်ကူးရင်မှုတွေပဲလို့ကိုယ့်ကိုပြောပြီးတော့ပြန်လှည့်မှာပဲကျွန်တော်ရဲ့နားနာမှာတစုံတစ်ယောက်ကပြင်းပြင်းထန်ထန်အသက်ရှူလိုက်တဲ့အတန်ကိုကြားလိုက်ရတယ်။ကျွန်တော်လှည့်ကြည့်လိုက်တဲ့အချိန်မှာဘာမှမရှိဘူး။ဒါပေမဲ့လေထုထဲမှာပုတ်စော်အနံ့တစ်ခုကစတင်ပြန့်လွင့်လာခဲ့တယ်။အဲ့ဒီအနံ့ကလူတီကောင်ပုံးနေလိုမျိုးဖြစ်နေပြီးတော့ကျွန်တော်ကိုအုပ်အံ့ခြင်းနဲ့စိတ်တွေဖြစ်ပေါ်စေပါတယ်။ကျွန်တော်ဓာတ်မီကိုအောက်ဘက်မြေကြီးပေါ်ထိုးကြည့်လိုက်တဲ့အခါမှာလက်ဆက်နေတဲ့ခြေရာတွေကကျွန်တော်ရဲ့အနားမှာပေါ်လာတာကိုတွေ့လိုက်ရတယ်။ခြေရာတွေကတစ်ခုချင်းစီကျွန်တော်စီကိုတိုးနေတာကိုမြင်ရပေမဲ့လူကိုတော့လုံးဝမမြင်ရအောင်။ကျွန်တော်ရဲ့အုံနောက်ကတော့ပြေးတော့လို့အော်ဟစ်နေပေမဲ့ခြေထောက်တွေကတော့မြေကြီးမှာကပ်နေတယ်မျိုးရွှေ့လို့မရတော့အဲ့ဒီအချိန်မှာနေညောင်မင်းကြီးပေါ်ကနေရေတံတတိုးလေးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီရေတံကလူရေတံမဟုတ်ဘဲနဲ့တော့ကြောချမ်းစရာကောင်းတဲ့တန်ရှည်ဆွဲရေတံကြီးပါ။ကျွန်တော်အပေါ်မောကြည့်လိုက်တဲ့အခါမှာအမျိုးသမီးတယောက်ရဲ့မျက်နှာကကျွန်တော်ရဲ့မျက်နှာနဲ့လက်မအနှင်းရဲ့အကွာမှာပဲရှိနေတာကိုတွေ့လိုက်ရတယ်။သူ့ရဲ့မျက်လုံးတွေကဖြူစွနေပြီးတော့ပါးစပ်ကနေနေရွက်အထိလည်းပြဲနေတယ်လို့မျိုးထူးဆန်းစွာကြီးမားနေတယ်။သူ့ရဲ့စပင်းတွေကကျွန်တော်ရဲ့ပခုံးပူကိုကျဆင်နေပြီးတော့ရေခဲလိုအေးစိနေတာကိုခံစားလိုက်ရတယ်။ကျွန်တော်ဘယ်လိုခွန်အားတွေနဲ့ပြစ်ထက်လာခဲ့မှန်းတော့မသိပါဘူး။နောက်ကိုလုံးဝမချိပဲနဲ့တော့အိမ်ရှိရာဘက်ကိုဦးတည်ပြီးပြေးလာခဲ့တာ။အနောက်ကနေခြေတံတွေကဒုံဒုံတိုင်းနဲ့လိုက်လာတာကိုကျွန်တော်ကြားနေရပြီးတော့ကျွန်တော်ဖမ်းထားတော့မလို့ပါပဲ။ကျွန်တော်အိမ်တကားဝါကိုရောက်တဲ့အချိန်မှာပဲခြေချော်ပြီးတော့လဲကျသွားခဲ့တယ်။အဲ့ဒီအချိန်မှာတစုံတစ်ခုကကျွန်တော်ရဲ့ခြေထောက်ကိုပြင်းပြင်းထန်ထန်နဲ့လှမ်းဆွဲလိုက်တာကိုခံစားလိုက်ရတယ်။ကဲကြပါဦး။ဦးလေးကဲပါဦး။ကျွန်တော်အော်ဟစ်လိုက်ပေမဲ့အတန်ကလေချောင်းထဲမှာပဲတစ်နေတယ်။အမောင်တို့တွေကလက်တစုံကကျွန်တော်ကိုညောင်မင်းကြီးစီကိုပြန်ဆွဲခေါ်သွားဖို့ကြိုးစားနေခဲ့တာ။ကျွန်တော်ရဲ့အသိစိတ်တွေကတဖြည်းဖြည်းမင်းမင်းလာပြီးတော့တတိလွတ်တော့မဲ့အချိန်မှာပဲဦးလေးကတကားဖွင့်ပြီးတော့ထွက်လာခဲ့တယ်။သူ့ရဲ့လက်ထဲမှာပြည့်ရည်ဖျားစားတွေကိုရွတ်ဆိုရင်းနဲ့ကျွန်တော်စီကိုပြေးလာခဲ့တာပါ။ဦးလေးကပြည့်ရည်နဲ့ပတ်လိုက်တဲ့အချိန်မှာကျွန်တော်ခြေထောက်တွေဆွဲထားတဲ့လက်တွေကရုတ်တရက်လွတ်ထွက်သွားခဲ့တယ်။အမောင်ထဲကနေဆူရှားတဲ့အော်ဟစ်တော်ချင်းတစ်ခုထွက်ပေါ်လာပြီးတော့ညောင်မင်းကြီးစီကိုပြန်လည်ပြောက်ကွယ်သွားတယ်။ဦးလေးကကျွန်တော်ကိုအိမ်ထဲကိုအတင်းဆွဲခေါ်ပြီးတော့တကားကိုအမြန်ပိတ်လိုက်တယ်။အဲ့ဒီညကကျွန်တော်တို့နှစ်ယောက်လုံးတညလုံးဖျားစားတွေရွတ်ရင်မအိပ်ပဲစောင့်နေခဲ့ကြတယ်။နောက်နေ့မနေ့ရောက်တော့ကျွန်တော်ရဲ့ခြေထောက်မှာလက်ငါချောင်းယာကြီးကအညူမဲဆွဲပြီးတော့ကြံရင်းနေခဲ့တာကိုတွေ့လိုက်ရတယ်။အဲ့ဒီလက်ရာကအရန်ကိုကြီးမားနေပြီးတော့လူလက်နဲ့လုံးဝမတူတာကိုမြင်ရတော့ကျွန်တော်တုန်လှုပ်သွားမိတယ်။ဦးလေးကကျွန်တော်ကိုကြည့်ပြီးတော့ငါတူအခုတော့ယုံပြီလား။ကျွန်တော်ဘာမှပြန်မပြောနိုင်ဘဲနဲ့တော့ခေါင်းကိုပဲငိုက်ဆိုင်ချပြီးတော့နေမိတော့တယ်။ကျွန်တော်အဲ့ဒီနေ့မှတင်ရွာကပြန်ဖို့ဆုံးဖြတ်လိုက်တယ်။ဒီနေရာမှာနောက်ထပ်10မိနစ်တောင်မနေရတော့ဘူး။ဦးလေးကကျွန်တော်ကိုကားခဲ့အထီလိုက်ပို့ရင်းနဲ့ငါတူနောက်ဆိုရင်မမြင်ရတဲ့အရာတွေကိုမစော်ကားမိပါစေနဲ့ကျွန်တော်ကားပေါ်တက်ပြီးရွာကိုလှည့်ကြည့်လိုက်တဲ့အခါညောင်မီကြီးပေါ်မှာအမျိုးသမီးတယောက်ကလက်ဝဲရမ်းပြနေတာတွေ့လိုက်ရပြန်တယ်။ရန်ကုန်ပြန်လာပေမဲ့ကျွန်တော်ရဲ့စိတ်ထဲမှာတော့အဲ့ဒီရွာကအဖြစ်ပြက်တွေကအရေးလိုလိုက်နေတော့မယ်။ညဘက်ဆိုရင်အခန်းထဲမှာတယောက်တည်းရှိနေပေမဲ့တစုံတယောက်ကစောက်ကြည့်နေတယ်လို့ခံစားချက်ကမပြောက်ဘူး။အိမ်မက်ထဲမှာလည်းအဲ့ဒီအမျိုးသမီးကကျွန်တော်ကိုညောင်မင်းကြီးစီကိုပြန်လာဖို့ကြိုးစားနေတယ်။ကျွန်တော်ရဲ့ဘဝကအရင်လိုဘယ်တော့မှအေးချမ်းမှမဟုတ်တော့ဘူးဆိုတာကျွန်တော်ပြန်သိလိုက်ရတယ်။အခုဆိုရင်ကျွန်တော်ဟာသိပ္ပပညာထက်မမြင်ရတဲ့လောကကိုပို့ပြီးတော့ကြောက်ရွံ့လာခဲ့ပါတယ်။လူတွေကကျွန်တော်ကိုစိတ်ထဲကျနေတာလားလို့မေးကြပေမဲ့ကျွန်တော်ကြောက်နေခဲ့တာတော့ဘယ်သူမှမပြောပြခဲ့ဘူး။ဘာလို့လဲဆိုတော့သူတို့လည်းကျွန်တော်လိုပဲမယုံကြမှာကိုသိနေလို့ပါပဲ။ဒါပေမဲ့ကျွန်တော်ရဲ့ခြေထောက်ကလက်ရတွေကတော့အခုထိမမိန်လေးကျန်နေတော့မယ်။တခါတလေမှကျွန်တော်စဉ်းစားမိတယ်။အဲ့ဒီညကကျွန်တော်ကိုဆွဲခေါ်သွားဖို့ကြိုးစားခဲ့တာဘာလဲဆိုတာကိုပေါ့။သူကကျွန်တော်စီကဘာကိုလိုချင်နေတာလဲ။ဒါမှမဟုတ်ကျွန်တော်ကိုသူ့ရဲ့အဖို့အဖြစ်ထားချင်နေတာလား
ဒီမျိုးကုန်းရဲ့အဖေကိုကျွန်တော်မသိချင်တော့ပါဘူးအဖေကိုတီးဖို့ကြိုးစားလေးလေကျွန်တော်ရဲ့အသက်အန္တရာယ်ကပိုပြီးတော့နီးကပ်လာလေဖြစ်မှာကြောက်လို့ပါရန်ကုန်ပြန်ရောက်ပြီးတော့တစ်ပတ်အကြာမှာထူးဆန်းတဲ့အတန်တွေကကျွန်တော်ရဲ့အခန်းထဲမှာစတင်ပဲ့တင်ထက်လာခဲ့ပါတယ်ညတကောင်ရဲ့အချိန်တိုင်းမှာတစုံတစ်ယောက်ကနေရန်ကိုလက်တင်နဲ့ကုတ်ချစ်နေတယ်လို့တရှက်ရှက်ဆိုတဲ့အတန်ကိုကြားနေရပါတယ်ကျွန်တော်မိဖွင့်ကြည့်လိုက်ရင်ဘာမှမရှိပေမဲ့မိပိတ်လိုက်တာနဲ့အဲ့ဒီအတန်ကကျွန်တော်ရဲ့နေရွက်နာအထီကိုကတ်လာခဲ့ပါတယ်အဆိုးဆုံးကတော့ကျွန်တော်ရဲ့အဝတ်စားတွေထဲမှာရွာကညောင်ရွက်6တွေခဏခဏတွေ့နေရတာပါပဲကျွန်တော်အိတ်တွေကိုတေချာခါထုတ်ပြီးမှတင်ထားတာတော့မနဲ့မိုးလင်းကရင်ချင်ရင်မှညောင်ရွက်တွေပြန့်ကျင်နေတတ်တယ်ဒါကျွန်တော်နောက်ကိုအဲ့ဒီအရာကလိုက်လာပြီးဆိုတာကိုတေချာစီတဲ့တက်တည်တစ်ခုပါပဲကျွန်တော်ရဲ့တငယ်ချင်းတယောက်ကကျွန်တော်မျက်နှာကိုကြည့်ပြီးတော့မင်းပုံစံတစ်မျိုးကြီးဖြစ်နေတယ်သူမရှိသလိုဖြူပက်ဖြူရော်နေလို့ပြောလာတယ်မှန်ထဲမှာကိုယ့်ကိုပြန်ကြည့်လိုက်တဲ့အခါမှာကျွန်တော်မျက်လုံးအောက်ကကွင်းတွေကမဲနဲ့နေပြီးတော့အကြည့်တွေကလည်းဆူရှာမှုမရှိတော့တွေ့လိုက်ရတယ်ကျွန်တော်ရဲ့ဝိညာဉ်ခွန်အားတွေတစုံတရာကစုပ်ယူကြီးခံနေရတယ်လို့မျိုးခံစားချက်မျိုးပါတညမှာတော့ကျွန်တော်အိပ်ပျော်နေရင်လည်းအသက်ရှူတာအရန်ကျက်လာလို့လက်လုံလာခဲ့ပါတယ်ကျွန်တော်ရဲ့ရင်ဘတ်ပေါ်မှာလေးလံတဲ့အရာတစ်ခုကဖိထားတယ်လို့မျိုးခံစားရပြီးတော့လှုပ်လို့လည်းမရပါဘူးအော်လို့လည်းမရဖြစ်နေခဲ့ပါတယ်မျက်လုံးကိုအတင်းအားဆိုင်ပြီးဖွင့်ကြည့်လိုက်တဲ့အခါမှာမျက်နှာချက်မှာကပ်နေတဲ့အမျိုးသမီးတစ်ယောက်ရဲ့အရေးမေကြီးကိုမြင်လိုက်ရတယ်အဲ့ဒီအရေးကမျက်နှာချက်ကနေကျွန်တော်စီကိုတဖြည်းဖြည်းချင်းနှိမ့်ဆင်လာပြီးတော့သူ့ရဲ့သပင်ကြီးတွေကလည်းကျွန်တော်ရဲ့မျက်နှာပေါ်ကိုကျဆင်းနေခဲ့ပါတယ်အေးစိတ်ပြီးတော့ပုတ်ဆုံနံတဲ့အနံ့ကကျွန်တော်ရဲ့ခေါင်းထဲကိုအတင်းတိုးဝေလာပြီးတော့ကျွန်တော်တတိလစ်မတက်ဖြစ်သွားရတယ်ဒါအိမ်မမဟုတ်ဘူးဆိုတာကိုကျွန်တော်ရဲ့တုံရင်နေတဲ့နှလုံးသားတက်တည်ပြနေတာပဲကျွန်တော်မခံစားနိုင်တဲ့အစုံဦးလေးစီကိုဖုံးဆက်ပြီးတော့အကူကြီးတောင်းကိုဆုံးဖြတ်လိုက်တယ်ဦးလေးကဖုန်းကိုကိုင်းလိုက်တာနဲ့ငါတူမင်းစီကိုသူရောက်နေပြီလားအဲ့လိုမျိုးတမ်းမိလိုက်တာကိုကျွန်တော်ကြားရတော့ကျွန်တော်အံ့ဩသွားတယ်ဦးလေးဆက်ပြောပြတာအဲ့ဒီညောင်မေကအမျိုးသမီးဟာသူတေခါနီးမှာသူ့ရဲ့မျက်လုံးချင်းဆုံမိသူတိုင်းကိုသူ့ရဲ့အပိုင်ဖြစ်သတ်မှတ်လေးရှိရဲ့တဲ့ကျွန်တော်ကအဲ့ဒီညကဓာတ်မီနဲ့ထိုးကြည့်ခဲ့တာသူ့ကိုဖိတ်ခေါ်လိုက်တဲ့မျိုးဖြစ်သွားခဲ့တာပါဦးလေးကသူကမင်းကိုသူ့စီကိုပြန်ခေါ်ဖို့ကြိုးစားနေလိမ့်မယ်မင်းရဲ့စိတ်ဓာတ်ကိုခိုင်ထားပါလို့တတိပေးခဲ့တယ်ဒါပေမဲ့ညတိုင်းကြိုးလေးနေရတဲ့ထိတ်လန့်စရာတွေကြားမှာစိတ်ဓာတ်ခိုင်ဖို့ဆိုတာပြောသလောက်မလွယ်ကူခဲ့ပါဘူးကျွန်တော်ရွာကအဖိုးကြီးပြောခဲ့တဲ့စကားတွေကိုပြန်စဉ်းစားနေမိတယ်စီးကြော်ရဲတော့မလုံးနဲ့တဲ့ကျွန်တော်ဟာစူးစမ်းလူစိမ့်နဲ့စီးကိုကြုံမိခဲ့လို့လားလောကမှာတချို့သောလျှို့ဝှက်ချက်တွေကဖော်ထုတ်ဖို့အတွက်မဟုတ်ဘဲနဲ့တော့ရှောင်ရှားဖို့အတွက်ပဲရှိနေတာကိုကျွန်တော်နောက်ကျမှနားလည်ခဲ့ရတယ်ကျွန်တော်အခန်းထဲကမှန်တွေကိုအဝန်းနဲ့လိုက်ဖုံထားလိုက်ရတယ်မှန်တဲ့ကိုကြည့်လိုက်တိုင်းကျွန်တော်ရဲ့အနောက်မှာရက်နေတဲ့အမျိုးသမီးကိုခဏခဏမြင်နေရလို့ပါအဲ့ဒီအမျိုးသမီးကကျွန်တော်ကိုဘာမှမလုပ်သေးပေမဲ့သူ့ရဲ့ရှိနေမှုကတင်ကျွန်တော်ကိုယူသွသားဆွေဖို့အတွက်လုံလောက်နေခဲ့ပါတယ်သူကကျွန်တော်ကိုတဖြည်းဖြည်းချင်းနဲ့စိတ်သက်ကြောင်ဝါမျိုးနေတာပါကျွန်တော်ဖျားเจ้าကနေသွားပြီးတော့အလှတန်းနေလို့အမြောက်ဝေပေးမဲ့တဲ့အချိန်ကြီးကမထူးလာခဲ့ပါဘူးအဲ့ဒီဝိညာဉ်ကအမြောက်ဝေတာကိုလက်မခံမနေတော့ကျွန်တော်ကိုပဲတောင်းဆိုနေလို့ခံစားနေရတယ်ငါစီကိုလာခဲ့ဆိုတဲ့အတန်တိုးလေးတွေကိုကျွန်တော်အိမ်မက်တွေကနေအပြင်မှာပါကြားနေရတယ်တညမှာတော့ကျွန်တော်အိယာကနေမတိမတာနိုးလာတဲ့အခါမှာကျွန်တော်ရဲ့ခြေရင်းကအလိုလိုလှုပ်ရှားနေပြီးတော့အိမ်အပြင်ကိုထွက်ဖို့ကြိုးစားနေတော့တွေ့လိုက်ရတယ်ကျွန်တော်ရဲ့အတိစိတ်တွေကမသွားချင်ပေမဲ့လည်းခန္ဓာကိုယ်ကတော့တစုံတစ်ယောက်ရဲ့ထိန်းချုပ်မှုကိုခံနေရတယ်လို့ခံစားနေရတယ်ကျွန်တော်အတင်းအားဆိုင်ပြီးတော့ကတင်တိုင်ကိုကင်ထားလို့သာအပြင်ကိုမပါသွားခဲ့တာပါဒါတကယ်ကိုအန္တရာယ်ကြီးတဲ့အခြေအနေပဲကျွန်တော်ရဲ့အိပ်ပျော်နေတဲ့အချိန်မှာသူကကျွန်တော်ခန္ဓာကိုအပိုင်စီးဖို့ကြိုးစားနေတာကျွန်တော်ကကိုယ့်အိမ်ထဲမှာတော့မလုံခြုံတော့ပဲအချင်းသားတယောက်လိုဖြစ်နေခဲ့ပါတယ်ကျွန်တော်ကိုရွာကလူတွေကကိုဆက်စုတယ်ဗျာတကယ်တော့ကျွန်တော်ကဆက်စုတာမဟုတ်ပါဘူးလေ့လာတာပါလူဆိုတာကိုမသိတဲ့အရာကိုလေ့လာရမယ်လေဗျာမဟုတ်ဘူးလားဒါကိုဆက်စုတယ်တဲ့ပြီးတော့တရေဆိုတာတကယ်ရှိလို့လားလို့မင်းကျွန်တော်ကတော့တကယ်ရှိတယ်လို့ထင်မိပါတယ်ဘာလို့လဲဆိုတော့32ပုံဆိုတာရှိတယ်လေပြမပုံ20နတ်ပုံ6လူပုံ1အပယ်4ပုံလို့ဆိုထားတယ်မဟုတ်လားတချို့ကတော့မရှိဘူးမယုံဘူးဆိုတဲ့လူတွေကလည်းတွေ့ဖူးပါတယ်သူတို့နဲ့လည်းတိုင်ပြီးတော့မငင်းချင်ပါဘူးလူဆိုတာကကိုတန်ရအောင်ပဲယုံကြည်တတ်ကြတာပဲလေကျွန်တော်တို့ရွာမှာကတရေ6တယ်ဆိုတာကမရှိသလောက်ပါပဲတရေ6တယ်လို့လည်းမကြားမိခဲ့ဘူးဒါပေမဲ့တလောကကြုံခဲ့ရပုံကတော့တော်တော်လေးကိုစက်သိမ်းထားကြကောင်းလာပါတယ်ကြုံခဲ့တဲ့သူကတော့ကိုတာလာပါသူကြုံခဲ့တဲ့ညကတော့သူ့ခမကြောက်ခဲ့ရလွန်လို့ကျွန်တော်လည်းမမီးဖြစ်ခဲ့ပါဘူးကျွန်တော်ဆိုတာကလည်းတိကျတဲ့အတိုင်းတတိချာလေးကိုတိလိုက်ရမှစောင်းဝင်အိပ်ပျော်တဲ့ကောင်လေဒီတော့နောက်နေ့မနက်မှာကိုတာလာအိမ်သွားပြီးတော့မီးကြီးခဲ့တာပေါ့ဗျာသူပြောပြတာကလည်းကျွန်တော်တော့ကြိုးရွေးသေးစိတ်ပြီးတော့စက်သိမ်းတော့ထားမိတာပေါ့ဖြစ်ပုံကဒီလိုဗျတညမှာအချိန်က8 နာရီလောက်တော့ရှိပါပြီကျွန်တော်လည်းပြင်းပြင်းရှိတာနဲ့ဟိုတွေးဒီတွေးနဲ့အဲ့ရထဲမှာလူလိမ့်နေတာရွာမှာကဗီဒီယိုယုံတော့ရှိပါတယ်
ရွာကလူတော်တော်များများကလည်းညရောက်ရင်ဗီဒီယိုရုံသွားပြီးတော့ကြည့်တတ်ကြပါတယ်။ဒီညမှာလည်းအိမ်ကအဖေနဲ့အမေကသွားကြည့်ကြတယ်။ကျွန်တော်ကတော့ဒီညမှာပြတဲ့ကားကိုတိတ်မကြိုက်တဲ့အတွက်ကြောင့်အိမ်မှာပဲအိမ်ဆောက်ဖြစ်နေကြံရစ်ခဲ့တာ။ဒီလိုနဲ့ကျွန်တော်လည်းအဲ့ရပေါ်မှာလှဲနေရင်လည်းမိခဲ့တဲ့ဖြစ်သွားတဲ့အချိန်မှာတော့နားထဲမှာဆူဆူညံညံအတန်တွေကိုကြားလိုက်ရပြီးဖြတ်ခနဲ့နိုးလာလီတော့ဘာဖြစ်တာလဲဆိုတာသိရဖို့အတွက်နားဆွနေမိပါတယ်။အဲ့ဒီဆူညံတန်တွေကြားနေရတာကကိုတာလာတို့အိမ်ဘက်ကအတန်တွေပါ။ဒီတော့ကျွန်တော်လည်းလူထားလိုက်ပြီးတော့စိတ်ဝင်စားတာနဲ့အိမ်အပြင်ကိုထွက်ကြည့်လိုက်ပါတယ်။ကိုတာလာတို့အိမ်မှာဘက်ထရီမီးတွေကထွန်းထားပြီးတော့လူတွေကလည်းရုံဆူဆူနဲ့တွေ့နေရပါတယ်။ကျွန်တော်တို့အိမ်နဲ့ကိုတာလာတို့အိမ်ကမိုးလေးတော့တွေ့နေရတယ်လေ။ဒီတော့ကျွန်တော်လည်းအပြေးအလွှားသားကြည့်မိတာပေါ့။ကိုတာလာဆိုတာကအမေတစ်ခုသားတစ်ခုရဲ့အလုပ်ကတော့တောင်ရပဲလုပ်တာပါ။ကျွန်တော်ရောက်သွားတော့ကိုတာလာအိမ်မှာလူတော်တော်များများကိုတွေ့လိုက်ရပြီးကိုတာလာအမေကတော့သူ့သားကိုရက်တောင်နဲ့ခတ်ပေးလိုက်ရေးတိုက်လိုက်နဲ့ပြရခတ်နေပြီးတော့ကိုတာလာကိုကြည့်လိုက်တော့လဲဇိုးချွေးတွေပြန်နေတာကိုတွေ့လိုက်ရတယ်။ကိုတာလာခမရဟိုချီလိုက်ဒီကြည့်လိုက်နဲ့တခုခုကိုတွေးပြီးကြောက်နေပုံမျိုးပါ။ဒီအချိန်မှာပဲကျွန်တော်ကလေတံတိုးနဲ့အနီးနားမှာရှိတဲ့လူတစ်ယောက်ကိုကိုတာလာဘာဖြစ်တာလဲလို့မေးလိုက်ပါတယ်။အခြေအလေးမပြောရဲဘူးလေဗျာ။အားလုံးကပြရခတ်နေတာကြောင့်ကျွန်တော်လည်းခက်တူပဲမေးလိုက်တာပါ။ဒီတော့ဘေးနားကလူကကျွန်တော်ကိုမျက်စောင်လေးခဲကြည့်ပြီးတော့ပြန်ပြောပါတယ်။ဟဲ့ချက်ကြီးနေရလေးဆက်စုပြန်ပြီ။တာလာကတေး6ခံရလို့တဲ့။တရေလို့အုပ်ပြီးပြေးလာတာတဲ့ဟာ။ကျွန်တော်တော့ငါလည်းမသိဘူး။ဒီလိုပြောပြတော့ကျွန်တော်လည်းအံ့ဩမိသွားတာပေါ့။ရွာမှာကတေး6တယ်လို့မကြုံဘူးကြတာပဲလေ။ဒီတော့ကျွန်တော်လည်းသိရှိနေပေမဲ့ဒီညတော့မေးလို့မဖြစ်ဘူး။မနေ့ကျရင်တော့အကျိုးကြောင့်သိရအောင်မိချီအောင်မှာပဲဆိုပြီးတော့တွေးကအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။အိမ်ပြန်တဲ့လမ်းမှာတော့ကိုတာလာကိုတေး6လိုက်တယ်ဆိုတဲ့အတွေ့အကြုံကစိတ်ထဲမှာဆွဲလို့နေပါတယ်။ညမမောင်မှာတနေရာကနေကျွန်တော်ကိုစိုက်ကြည့်နေတယ်လို့တယောက်ကပဲကြည့်နေတယ်လို့နဲ့မလုံမလဲဖြစ်နေမိပါသေးတယ်။လူစိတ်ဆိုတာကလည်းအခက်သားဗျ။တေး6တက်ဟေးလို့ကြားလိုက်တာနဲ့သူ့လိုချက်သိန်းနေထလာကတွေးပြီးတော့ကြောက်တတ်တာမျိုးပေါ့။အိမ်ပြန်ရောက်တဲ့အခါမှာလည်းအဲ့ရထဲမှာလူလိမ့်နေနေတွေးနေမိတာကတေးရဲ့အကြောင်းပါ။ဒီတရေကဘလူများ6လိုက်လို့ကိုတာလာကဒီလောက်တောင်ကြောက်တော်ရတာလေလို့ပေါ့။အဲ့ဒီနေရာမှာငါသာဆိုရင်ဆိုတဲ့အတွေးကိုတွေးလိုက်ပြီးတော့ချက်သိန်းကတဖြည်းဖြည်းထလာရပါတယ်ခဏကြာမှာပဲအဖေနဲ့အမေကပြန်ရောက်လာတော့ကျွန်တော်လည်းတိတ်ပြီးတော့မကြောက်မိတော့ပါဘူးနောက်တော့လေဟိုလေးဒီလေးဟိုတွေးတီနဲ့ပဲအိပ်ပျော်သွားပါတယ်မနဲ့နိုးလာတော့နေတော့အတော်မြင့်နေပါပြီဒီတော့အိပ်ရထဲကနေလူလဲထားလိုက်ကအိမ်ထဲကိုချိလိုက်တော့အမေကပဲတွေရွေးနေတာကိုတွေ့လိုက်ရပါတယ်ကျွန်တော်ကိုမြင်တော့ကိုတော်ချောနိုးပြီလားအမေကမျက်ဆောင်ခင်းရင်ကျွန်တော်ကိုလှမ်းပြောလိုက်တာပါဒီတော့ကျွန်တော်လည်းမျက်နှာကိုအချူဆုံးပြောပြလိုက်ကညကအိတ်မပြောလို့ပါအမေရဲ့ဒါကြောင့်အခုမှနိုးတာငါသိပါတယ်အဲ့ဒါကြောင့်နင့်ကိုမနှိုးတာပါနင့်အဖေတော့ຢာတဲ့ဆင်းသွားပြီနေ့လေထမင်းစားပြီးမှသာနေလိုက်သွားတော့အမေကဒီလိုပြောလိုက်တော့ကျွန်တော်လည်းပျော်သွားပါတယ်အလုံးမလို့ချင်လို့တော့မဟုတ်ပါဘူးကိုတာလာအကြောင်းကိုသိချင်လို့မနှက်ကြရင်မေးရမယ်ဆိုပြီးတော့တွေးထားတာနေ့လေမှຢာတဲ့သွားရမယ်ဆိုတော့အတော်ပဲပေါ့ဒီတော့မျက်နှာတက်ကထမင်းကျန်းနဲ့ပဲပြုတ်စီစံကိုခက်မြက်မြန်လေးစားပြီးတော့ကိုတာလာတို့အိမ်ပေါက်ရောက်လာခဲ့ပါတယ်ကျွန်တော်လည်းခြံဝါးကနေဘယ်သူရှိနေမလဲဆိုတာကိုအကဲခတ်ကြည့်ပြီးတော့နေလိုက်ပါတယ်ဒီတော့အိမ်ထဲမှာတွေ့လိုက်ရတာကကိုတာလာတယောက်ကိုပဲတွေ့နေရပါတယ်ဒီတော့မှဝမ်းသာအားရဖြစ်ပြီးတော့အိမ်ထဲဝင်လိုက်ပါတယ်ရွာမှာကတယောက်နဲ့တယောက်တီးနေကြလေတော့ဒီလိုဝင်ထွက်လို့လည်းအပြစ်မတင်ကြဘူးပေါ့အိမ်ထဲကိုရောက်သွားတော့ကိုတာလာကရေနွေးချမ်းထိုင်တောက်နေတာတွေ့လိုက်ရပါတယ်သူ့ပုံစံကတော့ညကားနဲ့မတူတော့ပဲအေးအေးဆေးဆေးပါပဲကျွန်တော်ဝင်လာတာကိုလည်းတွေ့လိုက်ရောလှမ်းပြောလိုက်ပါတယ်ဟာချက်ကြည့်ပါလားဆိုပါအောင်ဟာကိုတာလာကလည်းကျွန်တော်တချင်းမဆိုတတ်ပါဘူးဗျကဲမင်းကလည်းနောက်တော့မယ်ဘာလဲပြောလို့မေးတာဟာသိပါတယ်ဗျာကိုတာလာဘာများပြောမလဲလို့ဒီတော့ကိုတာလာကရီကျဲကျဲနဲ့လောက်ကငါသိပါတယ်ကွာနောက်တာမလားစဘူးအလားထူလို့အံ့ဩနေတာကွာအော်မေးရရှိလို့ဗျကျွန်တော်လည်းဘယ်ဘလို့မေးရမလဲဆိုတာကိုစဉ်းစားနေပြီးတော့မေးလို့တောင်ကောင်းမကောင်းစဉ်းစားနေခဲ့တာဗျတိတာတိချင်တာဘယ်ကနေစပြောရမှမသိဘူးဗျသူများအကြောင်းဆိုတော့ကောင်းမမလားဆိုတာကိုလည်းတွေးမိလိုက်တာပေါ့ဒီတော့ကိုတာလာကအလိုက်တတိနဲ့ပြောပါတယ်မင်းပါဆွဆွမလို့လဲဧကာနာကညကအကြောင်းလားကျွန်တော်လည်းသူပြောတာမှန်နေလေတော့ပြုံးစစ်စီနေပဲလုံနေပါတယ်ဒီတော့သူကပဲဆက်ပြောပြပါတယ်အေးငါပြောပြပါမယ်ကွငါလည်းညကတော်တော်ကြောက်သွားတာကွရွာမှာကဒီလို6လန့်တာတခါမှမရှိဘူးလေကွာအင်းဗျာဟုတ်တယ်နော်ပြောပြပါဗျအဘူးတုတလေးရတာပေါ့ကျွန်တော်လည်းစိတ်ဝင်စားလို့ပါဗျာအေးကွာပြောပြပါမယ်ဒီလိုကွဆိုပြီးတော့အစချီကညကဖြစ်ပုံကိုခရီးစိတ်တွင်ကြပြန်ပြောပြပါတော့တယ်
ကိုတာလာတယောက်ညနေထဲကတစ်ဖက်ရွာကိုရောက်နေခဲ့ပါတယ်တစ်ဖက်ရွာမှာကသူ့ရဲ့အမျိုးတွေရှိတာပေါ့အကြောင်းကတော့အဲ့ဒီရွာမှာရှိတဲ့သူ့ရဲ့အတော်ကနေမကောင်းဖြစ်တဲ့အတွက်ကြောင့်တရင်သွားမိတာပါဒါပေမဲ့တိတ်ပြီးမစိုးရင်ရတော့ပဲစိတ်ချသွားရတဲ့အတွက်ကိုတာလာလည်းညအုပ်ပိုင်းလောက်မှာပဲအိမ်ကိုပြန်လာခဲ့ပါတယ်အိမ်မှာကလည်းအမေတယောက်တည်းဆိုတော့စိတ်မချတာလည်းပါတာပေါ့ဒီလိုပြန်လာတဲ့လမ်းမှာလေကွင်းတွေကိုဖျက်ပြီးတော့ပြန်လာရတာပါတွားနေကြလမ်းတော့မဟုတ်ပါဘူးသူတို့တွားနေကြယူလန်းကနေတွားရင်အချိန်ကြာမှဆိုလို့လေကွင်းတွေကနေဖျက်ပြီးတော့ပြန်လာခဲ့ခြင်းပါဒါပေမဲ့လာရောင်ကအနှဲငယ်လေးနေလီတော့ကိုတာလာလည်းမကြောက်မိပါဘူးပြီးတော့တွားနေကြမဟုတ်ပင်မဲ့ဒီရွာမှာမွေးဒီရွာမှာကြီးဆိုတော့ကြောက်စိတ်လည်းမရှိပါဘူးဒီလိုနဲ့လေကွင်းတွေကိုဖျက်လာခဲ့ပြီးတော့အတန်ချာမှာတော့မိမိနေတဲ့ရွာကိုလှမ်းမြင်နေရတဲ့အနေထားကိုရောက်နေပါပြီဒီတော့ဆက်မသွားသေးပဲလမ်းမှာခဏထိုင်နေလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ဟိုတနေ့ကယာထဲမှာခြေထောက်ခောက်လဲထားတဲ့အတွက်ညာဘက်ခြေထောက်ကနည်းနည်းနာနေလို့ပါ။မဟုတ်ရင်တော့သူတို့လိုတောသူတောင်သားတွေအတွက်ဒီလန်ခီလောက်ကတော့အပြော့လေးပါပဲ။ဒီလိုနားနေရင်နဲ့ကိုတာလာကအဘာရဲ့မဟုတ်ဟိုဒီကြည့်လိုက်ပြီးတော့အတော်လေးခက်ဝေဝေးကနေပြီးတော့အကောင်ကြီးတစ်ကောင်ပြေးလာတဲ့ပုံသဏ္ဍာန်လှမ်းတွေးလိုက်ရပါတယ်။ဒီတော့ဘာလည်းမသိဘူးဆိုပြီးအသာကြည့်နေမိလိုက်ပါတယ်။ဒါပေမဲ့ထင်ထင်ရှားရှားတော့မတွေ့ရသေးပဲမဲမဲတရံတစ်ခုပြေးလာတယ်လို့မျိုးသားမြင်နေခဲ့ရပါတယ်။ကိုတာလာလည်းစိုးရင်တကြီးဖြစ်သွားခဲ့ပြီးတော့သူထိုင်နေတဲ့ကသိန်းရိုးပေါ်ကနေဆင်းလိုက်ပြီးလေကွင်းတွေကစဘာဝိတ်နေကြတဲ့မှာဝတ်နေလိုက်ပါတယ်။လေတွေကရိတ်တော့မဲ့ဆဲဆဲအချင်းနေဆိုတော့လူတယောက်ပုံနေလို့ရပါတယ်။ဒီလိုပုံနေရင်လည်းအရှိမပြေးလာတဲ့မဲမဲအကောင်ကြီးကိုပို့ပြီးတော့နီးနီးကပ်ကပ်မြင်လိုက်ရတဲ့အခါမှာကိုတာလာတယောက်ကြိုးရိုးထိမှစိတ်ကနေဖြစ်သွားပြီးတော့စက်သိန်းတွေလည်းဖြန်းကနေထားခဲ့ပါတယ်။သူတွေးလဲရတာကလူတယောက်ပုံစံမျိုးပါပဲ။ဒါပေမဲ့လူတယောက်ထက်နည်းနည်းလေးပိုကြည့်ပြီးတော့မဲမဲရောင်ကြီးပါပြီးတော့လက်ချီနှစ်ဖက်ကလည်းခြေတလုံးနားလောက်ထိရှေ့ချနေတာကိုလှမ်းတွေးလိုက်ရပါတယ်မျက်နှာကိုတော့တသက်ကိုယ်မတွေးလိုက်ရပါဘူးသူလည်းရုတ်တရက်ဆိုတော့ဘာလို့ရောက်မှမသိခဲ့ဘူးအဲ့ဒီလက်တန့်ရှိရှိမဲမဲနဲ့ကောင်ကြီးကလှ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 နဲ့ပြေးသွားတာကိုတော့တွေ့နေရပါတယ်ပြီးတော့အဲ့ဒီအကောင်ကြီးကခြေတလန်းလန်းလိုက်တိုင်းမြေကြီးတွေတောင်တုတ်ခါသွားသလိုပါပဲကိုတာလာလည်းရင်တထိတ်ထိတ်နဲ့ကြည့်နေခဲ့တာပေါ့ဒါပါကြီးလေနန္ဒဘာဝမကောင်းဆိုးဝါးကြီးလားတော်ကြပုံနေတဲ့နေရာကိုဆင်ချလာရင်ဒုက္ခပဲဆိုပြီးတော့တွေးကြောက်နေခဲ့ပါတယ်။ဒီတော့သူလည်းမျက်တောင်မခတ်ပဲချက်သိမ်းထနေလျက်ဆက်ကြည့်နေခဲ့ပါတယ်။ကသိန်းရိုးတိုင်းမသွားပဲသူရှိတဲ့နေရာဘက်ကိုဆင်ချလာရင်ပြေးဖို့ကိုလည်းအသင့်ပြင်ထားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအကောင်ကြီးကအောက်ကိုတော့ဆင်းမလာပဲကသိန်းရိုးအတိုင်းတလက်လုံးနဲ့ပြေးသွားပြီးခက်လန့်လန့်မှရှိတဲ့မရင်ပိကြီးတပင်ပေါ်ကိုဖြတ်ခနဲ့ခုန်တက်သွားပြီးပြောက်ကွယ်သွားတော့တွေးလိုက်ရပါတယ်။အဲ့ဒီအခါကိုတာလာလည်းနှလုံးတွေတုံရင်လာပြီးတော့ခေါင်းတွေကြီးလာသလိုခံစားလိုက်ရပါတယ်။ဒါဆိုသေးချာနေပါပြီ။ဒါကြီးကတရေတက်စီတကောင်ဖြစ်လိမ့်မယ်အပင်မော်တက်ပြီးပျောက်သွားတာပါလားဖေရဒီအပင်ကြီးဘေးနားကနေငါဖြတ်သွားရမှာပဲဘယ်လိုလုပ်ရပါမလဲကိုတာလာလည်းဒီလိုတွေးကတော်တော်လေးကြောက်လန့်နေခဲ့ပါတယ်လမ်းကလည်းဒီတလမ်းပဲရှိတာလေကွင်းတွေကနေဖြတ်သွားလို့လည်းမရပါဘူးအေကာနာဒီပင်ကြီးမှနေတဲ့တရေကြီးလားမသိဘူးဆိုပြီးတော့တွေးမိလိုက်ပါတယ်ခြေထောက်ကလည်းနာနေတော့ပြေးနိုင်ပါမလားလို့လည်းစိုးရိမ်နေမိပါတယ်နောက်ဆုံးမှတော့မထူးတော့ပါဘူးငါရတဲ့ဖျားစားတာရွတ်ပြီးတော့ပြီးတော့မယ်ဆိုပြီးတော့စိတ်ကိုအားတင်းလိုက်ကကသိန်းရိုးပေါ်ကိုပြန်တက်လိုက်ပါတော့တယ်စိတ်ကိုတင်းထားပင်မဲ့တကယ်တမ်းကျတော့သူလည်းကြောက်နေမိပါတယ်1နှစ်3လို့သူ့ဘာသာရေရွတ်ပြီးတော့ရသမျှဖျားစားတွေကိုခက်မြင်မြန်ရွတ်ကပြေးနိုင်တဲ့လောက်တော့ပြေးထွက်ခဲ့ပါတယ်ဒီလိုနဲ့အဲ့ဒီမဲမဲအကောင်ကြီးတက်သွားတဲ့အပင်နောင်အရောက်မှာတော့ကျိုးရိုးထဲကနေပိုစိတ်လာသလိုဖြစ်လာခဲ့ပြီးတော့ချက်သိန်းတွေကလည်းတဖြန်းဖြန်းနဲ့ပိုထားလာခဲ့ပါတယ်ဖျားစားတွေရွတ်နေပင်မဲ့စိတ်ထဲကကြောက်နေတဲ့အတွက်ကြောင့်ဖျားစားလည်းဟိုရောက်ဒီရောက်နဲ့အစီငုံမတည့်တော့ပါဘူးကိုတာလာလည်းခြေထောက်ကနည်းနည်းနာနေပေမဲ့သူခမရမနာရဲပဲထိုပင်ကြီးကိုရောက်အောင်ပြေးလာခဲ့ပါတယ်ဒီလိုပြေးလာရင်လည်းအပင်ကြီးကိုကြော်လာခဲ့တဲ့အခါမှာစိတ်ထဲမှာအနှင်းငယ်အကြောက်ပြေသွားခဲ့ပါတယ်ဒီအချိန်မှာပဲအပင်ပေါ်ကနေဂျုံငနဲ့ကြွက်ခနဲ့အတန်ကြားနေရလေတော့ပြေးနေရင်အပင်ပေါ်ကိုလှမ်းချိမိလိုက်ပါတယ်ဟင်းဟိုမှာမေမေအကောင်ကြီးအပင်ပေါ်ကနေဆင်းလာတာပါလားအမလီဖျားသူနောက်လေအကြီးမှာတွေးလိုက်ရတာကမေမေတတန်အကောင်ကြီးကအပင်ကြီးပေါ်ကနေခုန်ဆင်းလာတာတွေးလိုက်ရတယ်သူပြေးနေတဲ့အနောက်ကိုလှုပ်လီနဲ့ပြေးလိုက်လာတာကိုလည်းထိတ်လန့်ဖွယ်ရမြင်တွေ့လိုက်ရပါတယ်ကိုတာလာလည်းပြေးလိုက်အနောက်ကိုလှည့်ကြည့်လိုက်နဲ့အဲ့ဒီမဲမဲအကောင်ကြီးမှာသူကြည့်နေရင်လည်းတဖြည်းဖြည်းကြီးလာတာကိုတွေ့လိုက်ရလေတော့အရင်ကထက်ပိုပြီးကြောက်မိလာကအာယူပြီးတော့ပိုပြေးလိုက်ပါတော့တယ်သူကြည့်နေရင်လည်းအဲ့ဒီအကောင်ကြီးကတဖြည်းဖြည်းနဲ့ကိုပိုကြီးလာတာပါဒီတော့ကိုတာလာခမခြေထောက်နာတာတော့တတိမရနိုင်တော့ပါဘူးချက်သိန်းတွေကလည်းနေရာအနှံ့ထကရင်တွေလည်းတဒုံဒုံနဲ့ပိုပြီးတော့တုံလာပြီးတော့ကဲကြပါအောင်ခမတရေကြီးပြို့တရေကြီးကဲကြပါအောင်ကျွန်တော်နောက်ကိုပြေးလိုက်လာလို့ပါဆိုပြီးတော့အသက်ကုန်အော်ဟစ်ကပြေးနိုင်တယ်လို့ပြေးလိုက်ပါတော့တယ်အော်ပြေးနဲ့ရွာထိပ်ကိုရောက်သွားတော့ရွာထိပ်ကအိမ်တွေကထွက်ကြည့်ကြပြီးတော့တာလာမှန်တိတဲ့အခါအတင်းလာပြေးခေါ်ကြပါတယ်တာလာဟေးတာလာ
ဘာဖြစ်လို့လဲဒီလိုဝိုင်းဝန်းကြပေမဲ့တာလာခမရရင်းနေတုံပြီးမောနေတဲ့အတွက်တရေချောက်လို့ဆိုပြီးတော့ဒီလောက်ပဲပြောနိုင်ပါတော့တယ်နောက်တော့အဲ့ဒီနာကလူတွေကပဲတာလာကိုသူ့အိမ်အထိဝိုင်းဝန်းကပို့ဆောင်ပေးခဲ့ကြပါတော့တယ်ကဲအဲ့ဒါပဲဟိငါလည်းတော်တော်လေးကြောက်တော်တာကွခြေတောင်းနာတာကလည်းပူနာလာတယ်ကွအခုတော့ခြေတန်းနွားလို့အလုပ်တော်မဆင်းနိုင်ဘူးကွအေးဗျာကိုတာလာရဲ့ကျွန်တော်တော့နားထောင်ရင်းနဲ့စက်တိန်အောင်ထားမိတာဗျကျွန်တော်လဲကိုတာလာပြောတာကိုနားထောင်နေရင်ကြောက်ချမ်းလာမိပါတယ်ညဘက်အသွားလာဆင်ရင်မှပဲငါသာဆိုအတော့ထွက်မှာပဲဆိုပြီးတော့တွေးလိုက်ကကိုတာလာကိုဆက်မိလိုက်ပါသေးတယ်ကိုတာလာအဲ့ဒီအကောင်ကြီးကအပင်ကြီးမှနေတဲ့နာနာဘဝတစီတရေလားမသိဘူးနော်အေးကွာမသိတော့ပါဘူးညကငါ့ကိုများမိသွားရင်ဘယ်လိုဖြစ်မလဲတော့မသိဘူးပြန်ပြောရင်းနဲ့တော့စက်တိန်ထားတယ်ဟိဒါတော့နည်းနည်းဝင်းနေလို့မျက်နှာကိုမတွေ့ရတာတွေ့များတွေ့ရရင်အချောက်လုံပြီးတော့တေးတောင်တေးမလားတော့မသိပါဘူးကွာဒီတော့ကျွန်တော်လည်းစဉ်းစားမိလိုက်တယ်ဗျအပင်ကြီးမှနေတဲ့တေးကြီးလားဒါမှမဟုတ်ကြုံကြိုက်လို့များ6လန့်သွားလားဆိုတော့မတွေ့တတ်အောင်ပါပဲဘလို့ပဲဖြစ်ဖြစ်ဒီအကြောင်းလေးကကျွန်တော်တို့ရွာမှာကျွန်တော်ကြုံခဲ့ဖြစ်ခဲ့တဲ့အကြောင်းလေးပါကျွန်တော်လည်းကိုတာလာနဲ့စကားပြောနေခဲ့တာအတော်လေးကြာသွားခဲ့ပြီဗျထမင်းစားချိန်တော့ရောက်တော့မယ်ဒီတော့အိမ်ပြန်ထမင်းစားပြီးအဖေနဲ့အတူရွာတော်ထဲကိုသွားရောက်အောင်မှဆိုတော့ကိုတာလာကိုနှုတ်ဆက်ပြီးတော့အိမ်ဦးသားပြန်လာခဲ့လိုက်ပါတော့တယ်ခေါင်းထဲမှာတော့အဲ့ဒီအကြောင်းတွေကမထွက်တော့ဘူးပြို့တွေးမိရင်အခုထိကြောချမ်းမိနေတော့မှာပဲစာရေးဆရာလင်းဆက်ရရဲ့တရေလိုက်တဲ့ညဆိုတဲ့ပရလောကဇလန်လေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီခင်ဗျာ